cái xe số thì chỉ bố nào gọi là cái qua đấy ama hồ bà là sai gì đó đấy nó số sai gì đó đi Facebook này bố bị lại mà nó bà phía lấy sốအဲ့ဒီကျမတခြား account Sky Mo account နဲ့ဖြတ်ဝေလို့မရတော့เนาะကျေးဇူးပဲနော်လည်းမနော်တက်လက်ချီဝအိုလော်တဲ့တနည်းလည်းခိကလော်ပဲလေအော်ဆလာဒမလော်ဝတ်ချကလေးချီခုခါရခီကိုနဲ့ခီခုပါလေတဲ့လူချီခုပါလူချီခုပါအိုစောကလိုက်တဲ့ဆိုတော့မဲကဲမဲချီခုတော့တော့ထိုးတော့တနည်းကြောက်ဘူးမထားခီလော်ရခီလော်တဲ့ဟိုတနကောတော့မထားတဲ့ခဆောဟိုတကမနဲ့ခီမခွီဘောလည်းမနော်မင်းချော်လာတဲ့နော်ဒီတရားတော့လာဆိုပါငါကြောက်တော့နော်လာတော့ကျွန်တော်လာချို့တော့နော်ပဲကိုလေနေဆော်ကြီးနေရဝါတဲ့ကျွန်တော်ချူကီတိုဘလက်ရဲ့မလာချူကီမေအကီကလီရနေရရပြလေတော့ဟီလာချို့တဲ့ဟီလာဝတာခါဝရတော့အိုးလည်းကြတယ်ဆော်လာလည်းကြောက်မှာမတော်ဘူးကီချီလက်ကြောက်ရတော့ခိုးတယ်မတော်ခိုးရဟီလာတော့ခိုးတော့ဆိုวันนี้ฮะเลยเนาะท่านใหญ่เนี่ยไปแค่เตะบ้าขาเราได้KTL membership อะไรกลัวเนาะแล้วนอร์กาแล้วมาตัวแล้ว KTL แล้วตอนนี้ตัวบุญมันเนาะเอาคนเอาไว้แค่ชิปอย่าว่าอารอบ้าขาเราได้เอาว่า membership ดอตาลูกว่าเลย KTL กล้าดอตาเกโรตามาตาเลยเอาไว้ได้มีบีมั้งเนาะแล้วตาล้อแล้วตากูบุตรพันเนาะเอาไว้แค่ชิปอย่าว่าอารอเจ็บปวดโคตรตานี่เอาไว้ได้ปกติขอเจ็บเอาไว้แค่ว่าเราก็ได้เอาไว้แค่ว่าเรามั้งเนาะเอาคนนี้ดอกปกติตะโกบ้าขาเราได้เอาไว้ชีดูตาก็ได้เจ็บตรงไหนดิฉันก็มั่วเนี่ยอ๋อเดี๋ยวนับปกอันมาอยากจะเจ็บมั้งเนาะอ๋อเดี๋ยวเนี่ยเอาไว้กันนับไปยอดเบลเอาไว้เตยยอดเบลโคตรนี่แค่ตาก็สอนให้เราแล้วเนี่ยวันที่ตาก็เนี่ยบ้าขาว่าได้ดอกแล้วบ้าขาเราได้แล้วสอนชีดูกันเนี่ยก็เอาเดี๋ยวเนี่ยอันละยกล้ออันละไปยกล้อโคตรนี่ดิฉันก็มั่วเนี่ยเอาไว้ไม่เตยเปียไม่ชิมเปียได้เขาเดี๋ยวเนี่ยเอาไว้บอกเป็นยอดที่พันเอาไว้กันนับเพื่ออารอได้เจ็บเนาะแล้วเนี่ยพอคุกเขาเดี๋ยวเนี่ยไปเอาเตยแล้วเอาไว้ดิฉันก็มั่วแล้วบอกพี่ยอดตอนนั้นตอนนั้นเปิดได้บอกพี่ยอดกลับบอกเขาด้วยเนี่ยยิ่งชิบจะตีหรอมั้งเนาะเอาไว้ก็เตลไปยกหลอนนักเนี่ยแต่สิ่งที่นี่ชั่วโมงอาเดียกันเนี่ยเป็นนับเปิดหลอนเทียเวลยาเดี๋ยวมาเนาะเวลยาเดี๋ยว request ลงเลยจะมา accept ลงไปไหมตาคลีโอ้เราตากูแค่อีหรอก็ไล่มาโอ้เราตากูคนเนี่ยวิ่งไม่ยาวไปไม่ใช่หรอเลยThank you. That said you already live. Yeah, I am. You see? Oh.
kiss me kiss me thank you ဆွဲလာလေစကမှုဆွဲလာလေအမအခုနအမတော့ကြည့်တဲ့ကောင်းတယ်မျိုးကောင်းတယ်နော်မျိုးကောင်းတယ် နောက်ခေါ်လာအဲ့လုတ်ပလိုက်အမနော်ကျမရှာမရမတွေ့ဘူး ဘုရားဝရပလွဲလာရတာဘူးလေတော့ဒီခုနော်ဒူလီယာသူနော်တော့တက်လွဲတော့အဝဲစပေါ်နော်ပလွဲတော့ อ๋อสปอจิกจานะเดี๋ยวชุมตะจิกจานะกว่าแล้วจิกแค่ขี้กะคนเนี่ยนั่นเนี่ยเพ่เลยตะคาเลยโอเคสปอแค่ละเนี่ยหัวปอเยရှိတယ်နော်မိကြ W ဘောတော့ဟိုစနေရပွားမီပွားဆက်လောက်ဆက်ကြည့်နော် W လော Oh busy တော့ Oh my god 我那个呢，都不都看到打破呢，我那。အမရေဟိုပါလေခရဲမျိုးနဲ့မရဘူးလားခရဲမျိုးနဲ့ဆိုရင်ကျမပြတောင်းလို့ရတယ်နော်အဲ့ဒီတခြားအဲ့ဒီအမပြောတဲ့အခေါင့်ကတော့ရှာမတွေ့ဘူးဒီမှာပြောအမကိုတွေ့လားအမတွေ့လို့ရှိရင်အမကကြည့်တာတွေ့လား အမကြည့်တာတော့တွေ့တယ်ဒါပေမဲ့ကျမအဲ့လိုမရဘူးဘာဖြစ်လို့လဲမသိဘူး တွေ့လို့ရှိရင်ခေါ်ထဲလို့ရတယ်ခေါ်ထဲလိုက်အဲ့ဒီကိုဒီခေါ်ကြည့်တဲ့စကားလုံးအမကြည့်တာတော့တွေ့တယ်ဒါပေမဲ့တွေ့လို့ရှိရင်ခေါ်ထဲလိုက်ခေါ်လို့ရတယ် ဟုတ်လားနောက်တစ်ခါလာကြည့်โอเคအခုကပျောက်သွားပြီခေါ်တာဘောနော်ဝိတာကျူနော်အာနာမည်လည်းများလို့Golage brother golage ndele tama ya to nyai tablo lanchi ki pono Hold on, let me. Di mana mesha me ya me tui wu mai.
阿妈吧嘞，阿妈那边阿拉不忙路不忙说了，怎么发的嘛？怎么听了没有？English 所以怎么依然那考虑下的。Special new 嘛，我来就嘛，都办了吧？ခဏလေးနော်ခဏလေး我看结婚နော်လောဝရှာလို့မရပို့လိုက်ပြီအမရဲ့အမမြင်တယ်နော်ပို့လိုက်ပြီအခုကအမကျမပို့လိုက်ပြီကျမပို့လိုက်ပြီကျမကိုပြအဲ့လိုက်နော်အခုပဲတိပါတယ်ကျမနာမည်နဲ့ကြံနေလိုက်တယ်ဆိုတော့အဲ့ဒီအော်အနေမတွေ့ဘူးလေ Đó, mà quỷ ác hết à? Ok, ok. Quỷ nó dậy, quỷ nó dậy. Các bạn này nè, các bạn này nè. Ba này nè ra đấy. Ok, ok. Asalako nó. Gọi lấy gì nào lấy gì. Anh đâu bên mình là bà xin nó. Ta lý sao bà xin. Cô ở đây nó. အဝဲနဲ့အဝဲမီလာကညောအဝဲရာမီ Facebook မီနဲ့အမနာမည်ရေးရဘာလို့လဲနော်ခရဲမျိုးလား ဟုတ်တယ် cream မျိုးပါပဲရှင်နော် အဲ့ဒီအမခရဲမျိုးကတော့ KTL လေးနဲ့လှုပ်တာကြာပြီဆိုတော့ तू က KTL လေးကြောင်းများပြတိမယ် KTL လေးလိုအားလာတယ်အများပြတိမှာပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဖိတ်ခေါ်ထားတာတိလားအေး ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်အခုလိုမျိုးဖိတ်ခေါ်ပေးတဲ့အတွက်အရင်ကျေးဇူးတင်တယ်နော်တပ်လို့ဖာတူပကညောဖူစဘာဖူလီကတူလေဖူလီကတူလေဖူမှုဖူခွာနော်တပ်လို့ဖာတူကိုအရေအဝဲဒါနော်အဝဲဒါဟိုနော်ကလည်းမီလာခရဲမျိုးနော်နတူအော်လဘောကမကိုလေယူကောကပနေခေါ်ဒီနေချိုကမတူမဘတာဆဘတာတချွတ်မကြောတူမဆလယောကပါယဘကိစလောကဒါလအဝဲဝတ်ကပါဘတဲ့ဘကိစရလဟတလဟဝရဝစကလာကပါလွန်တီယာအခုတတနေမေမေလဲလဲတူမဆက်တော့ဒါရလဲအိုဟောဒီနေအဝဲကဂရစ်ချေမနော်အဝဲနေအခုနေဟဲ introduce to လက်တညိုင်အေးว่าคำอังกฤษဆိုရင်ကျမဖမယ်လေနော်ပြီးတော့အမကိုပြန်မေးမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်အမတော့ဟို KTL လေအခုက KTL လေချင်းနေရဘယ်လိုလဲအမဟိုဗာလဲဟိုလိုအားရတွေဘာတွေညာတွေပေါ့နော်ကျမတော့ဟို bridge 4နဲ့ bridge ဗာလဲတမဟာလေးနဲ့တမဟာ6ကိုလိုကကျမကိုလိုမသိဘူးလေအမတော့ပုံလူတွေနဲ့ပိုတိတာများတယ်ဆိုတော့တိလားဟုတ်ကဲ့နေပါပြောပါဦးဟုတ်ကဲ့အခုကော်သူတဲ့တမတော်တွေကတော့အင်အားတွေပုံများလာတာပေါ့နော်ပုံများလာတယ် BTS တွေလည်းလာပေါင်းစည်းတာလည်းများလာတယ်နောက်ပြီးတော့တခြားအဖွဲ့အစည်းတွေလာပေါင်းစည်းများတယ်တမ6ပြည့်တမ4ပြည့်နော်ရိတ်ခါတွေလိုအပ်တယ်စာအုပ်နေရအတွက်လည်းလိုအပ်တယ်ဘာပြဆိုကော်သူလေးကျမတို့ကော်သူလေးကျတော့ဒီ NUG လက်အောက်မနေဘူးလေ KN လက်အောက်လည်းမနေတဲ့ခါကျတော့ကိုဘာသာကိုကကျမနဲ့ကိုဖန်တီးတယ်အခုစောပါဦးမူလေးချက်တန်းနဲ့ကိုသွားတဲ့အတွက်ကြောင့်မလို့နော်အခုပြည်သူလူထုတွေစီမှာပဲအခုညီတောင်းချင်တာပေါ့နော်အခုတမ6မှာလည်းအင်အားတွေအများကြီးပဲရိုက်ခါတွေလိုအပ်တယ်စာနဲ့ရိုက်ခါတို့တော့မလို့ဒီကြည်တို့ဘာလို့အကုန်လိုအပ်တာပေါ့နော်အဲ့ဒါကြောင့်တက်နိုင်မယ်ဆိုလို့စင်တော့လာကူညီကြပါနောက်ပြီးတော့ ticket plus စခန်းမှာလည်းအခုတိုက်နေတယ်နော်နီးရခက်နီးနေပြီနော်ရခက်နီးနေပြီလိုအပ်ချက်တွေတော့အများကြီးရှိတာပေါ့နော်အဲ့ဒါကြောင့်တက်နိုင်တဲ့လောက်လာကူညီလို့ရတယ်နောက်တမဟာလေးအဖူးပုံများတို့အထူးတိုက်ရင်မှာလည်းတို့တွေလည်းစခန်းတဲမဲ့နေရာတွေလည်းရှိပါတယ်နော်ဒါမဲ့အခုကော်တူလေးအမင်ကြတော့ဘာပဲလောလောဟိုတည်တိတ်မထုတ်တော့ဘူးအောင်မြင်လာမှကျမတို့တည်ထုတ်ရမယ်။ဘာပြောဆိုကော်တူလေးမှာကြတော့ဟို
တရားလောက်တော့မကောင်းလို့စင်တော့အကောင်လုံးနေမြပြက်တယ်နော်တစ်ချက်လို့သူများချောင်းနေတာပေါ့နော်ကောင်းသူလေးသူတို့ချောင်းနေတယ်အပြည့်တွေစားခြင်း တချို့လူတွေကတော့ဘမမတောက်ဘူးဆိုတော့ကျမနဲ့ပါရှင်းပြမယ်နော်ဝဲတော့နော်ခရမျိုးတဲတာပိုစနေကြည့်လဲနေဝဲတော့တဲတာလခဲနေလ KTL ရကလာနေဝဲလိုပါတာချွတ်ထွက်မှာကျအာကလူလောမနော်ရက်ခါမေကြီးတောမေကြီးကလူစာမေကြီးဒေါ်လာစကေလူဒီကပါလာဘုံမြအထူတရေးလား ဟုတ်ကဲ့အခုကမြအထူတက်ရင်ဟုတ်ကဲ့ အထူတရေးခီရသောနော်နေရနဲ့တုံမဟုတ်လား ဟုတ်ကဲ့ ရသောဟောဒီနေဝဲသေးလိုပါဝဲတာတချို့ထမှာကြာဟောလဘာမနိုကိုတာလက်ခဲနေဝဲသေးကထော်ရာအတရက်တက်လေဦးလကထော်ရာစခါဦးမနော်အခုနေပွားကညောလက်ကျော်မှာကျဝဒါဟောဒီနေအဝဲဆက်သွဲလို့အနိထောဘူးလို့ရှင်းနေနော်အခုမြနေဝဲတေရာအကြီးအခလုနေဒီနေလားဝဲဆက်ပြောမှာ နေဟုတ်ကဲ့နောက်တော့အခုဘယ်လိုပြောမလဲကော်တူတဲ့အာမီမှာကျတော့လိုအားချက်တွေတော်များတယ်နော်နောက်တော့ထိခတ်တရရတဲ့လူတွေရှိတယ်နောက်တော့အဖွဲ့အစည်းကများတယ်ဒီအဖွဲ့အစည်းများတဲ့ခါကျတော့နေရဆိုထောက်ပံ့လို့မပြေဝသေးဘူးနော်ဒါကြောင့်မို့နိုင်ငံခြားမှာနေတဲ့လူတွေများလာထောက်ပံ့ပေးပါလို့ကျွန်တော်တို့တောင်းဆိုချင်တယ်နော်နောက်တော့ကျွန်တော်တို့ကော်တူတဲ့အာမီအဖွဲ့အစည်းအခုကျွန်တော်တို့လောက်နေတဲ့အဖွဲ့အစည်းကလည်းဒီဘယ်လိုပြောမလဲအဖွဲ့ဝင်လာစင်ကြေကြတော့ကော်တူတဲ့အာမီမှာထောက်ပံ့နေရလာတဲ့အလူငွေကြတော့ကျွန်တော်တို့မျှဝေပေးတယ်နော်ဒီ KNA ပူပေါင်းလဲကူညီပေးတယ်နောက်တော့ဒီတချို့တော့ဘယ်လိုပြောမလဲ BDF ပူပေါင်းနေလဲကျွန်တော်တို့ကူညီပေးတယ်ကော်တူတွေကြတော့လူမျိုးမရွေးပါတာမရွေးဘူးလေနော်အားလုံးအဖွဲ့အစည်းတန်းကိုကူညီထောက်ပံ့ပေးတဲ့အတွက်ကြောင့်မလို့နော်မဖွဲချောင်းပေါ့နော်ဒါကြောင့်မို့လို့ကော်တူတဲ့အာမီကိုများများလာကူညီပေးပါလို့တောင်းဆိုချင်ပါတယ်နိုင်ငံခြားမှာနေနဲ့ကျွန်တော်တို့ကရင်လူမျိုးတွေပေါ့နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ အဝဲတဲတာပိုစနေအဝဲကဲရချက်တော့ဘောဒါပကေဗဒါကောတူလေသူမှုတော့တဖူးနေဘာတမချေဝါလဲ NUG ကြီးပါဘာတမချေဝါလဲဘာတချော့ထွဲမချေဝါလဲ KNU ကပါကြီးပါအိုဒါလဲကမလို့တိတဖာနေချော့ထွဲမချေအဖိုးတတနဲ့တာကြီးချပါချတိတဖာအိုလောမင်းဘလော်ဒီနေဝကဲသူမှုစီဘိုတိတဖာနေဘာတော့ဘာချေအိုတလောတူလောကာအိုအခုနေအဝဲဒေါ်ဒါလဲဘာညောလဲချီကလကောကလတိတဖာမေကြီးမဲတော့ချော့ထွဲမချေနေဝဲဆက်ဖေော်နေတော့ဝဲခီဝိစာချွေလဲလဲသူကချော့ထွဲမချေဝဲဒါကောတူလေသူမှုတော့တဖူးလဲဘာမနိုကိုဒါလဲဝဲမာတာလအပွားကောကတဲ့ဥလောမနော်တဘလခနာဝဲတဲ့နေအိုရာလ membership တခါလတလာနေခီပေါ်လယူကောမနော်ကျေယူနေတလာခီပေါ်ခါနေဝဲတဲ့ဒါဝဲတဲ့တလာတဘလနေဝမစ်စနေကျေတဲ့တဖက်နေဝဲတဲ့မြောက်ဝီဝဲဒါလခဲနေလေဦးကျေလဝဲဒါ KTL လေဦးကျေဝဲတဲ့တခွဲချဝဲဒါကောသူလေပေါ်တဲ့နေပတခွဲချဝဲဒါပွာမာတာပချဖဲလေတဖူးဖဲလေတဖူးနေပါတခွဲချပါမနော်ချော့ထမကျေဝဲကောကလူတဲ့ဟိုတန်နေအဝဲကူဝိစာချပါတော့အချိကလကကလတိတဖက်နေလသူ့စာဦးချော့ထမကျေခေါ်တဲ့နေဝိသကျူဟဲ့ချော့ချော့မှာကျေပါတယ်ကေမော်တော်ရနေအေးမေဟုတ်ကဲ့တချို့ကရင်တွေလည်းမြန်မာစကားနားလဲမယ်ထင်တယ်နော်အမကြီးတာ နားလေတယ်တော်တော်များများတော့နားလေတယ်ဒါပေမဲ့အကိုလိုကတော့ဟိုအကိုလိုမပြောပြဘူးလေအကိုလိုပြောပြတော့အချင်းကုန်တယ်လေတိလားဟုတ်တယ်အရေးကြီးတဲ့ဟာပဲကျမတို့ပြပြောတာပေါ့တချို့လူတွေကတော့ပြမတတ်ဘူးဆိုတာသူတို့ကနိုင်ငံခြားလာတာကြာပြီးတော့တခါတလေလဲကျမတို့လူမျိုးပေါ့နော်ဒုက္ခတွေမှာပဲကြီးလာတယ်ဆိုတော့ဗမာကတော့တိတ်မကြွမ်းဘူးလေတချို့လူတွေကတော့တိတ်ပြီးတော့နားခုနပြောတာမှားပါတယ်ပြန်ပြင်လိုက်အောင်အဖွဲ့ဝင်လာစင်ကျနေရကြတော့ကော်တူလီကိုပဲထောက်ပံ့တယ်အလူငွေကြတော့မျှဝေပေးတယ်အဲ့ဒီလိုမျိုးခဏလေးကြာသူများပြောမယ်ဟုတ်တယ်ဖမှုကနဝတဲ့ဂျကနာဝကမတ်ချေဘောဝဒါဟိုတေရာလအဝဲကျတော့လတလိုက် membership လတလိုက်ချိပေါ်လကွာဟီလောဝဒါနေဝဲနေဝဲလေဒါရလကောသူလေးစမှုတို့မနော်တေရာမမလာလူငွေလဟဲလတက်လကျတော့လအချကဘာသာမချဝဒါသူခုကနေမချဝဒါကနေနေဟစနေအဝဲသေးဟစနေဝဲခဲလေကြော့လောမနော်အကွန်မြနဝဲချစ်နေဆက်ပြောမှာဟုတ်တယ်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့အခုဘယ်လိုပြောမလဲကရင်ပြည်နယ်မှာလည်းကျမတို့တတိစာကြည့်လိုက်မှဆိုကျမတို့ကရင်လက်နက်ကအဖွဲ့အစည်းတွေလည်းတော်တော်များများစီယုံနေပြီပေါ့နော်မစီယုံတဲ့အဖွဲ့အစည်းကြလည်းရှိတယ်စီယုံတဲ့အဖွဲ့အစည်းကြတော့လည်းရှိတယ်ဒါကြောင့်မို့အခုတက်နေတဲ့အဖွဲ့အစည်းတွေကိုကိုကအဖွဲ့အစည်းတိုင်းအားပေးနော်အားပေးစကားတွေပြောနောက်တော့ဘယ်လိုပြောမလဲချစ်ခင်ကြပေါ့နော်ကရင်တွေနော်ဘာဖြစ်ဆိုကရင်တွေကစီယုံမှာဟိုဒီဗမာလူမျိုးယူဝါဒတွေအတိကြောက်တယ်လေနော်အတိကြောက်တဲ့ခါကျတော့အခုလိုမျိုးပဲသူတို့မီဒီယာပဋိပက္ခတို့စစ်ရေးပဋိပက္ခတို့နော်နောက်တော့ဒီနိုင်ငံရေးပဋိပက္ခတို့သူတို့နီလန်းမျိုးဆိုသူတို့ကကွဲအောင်သူတို့ကလှုပ်ချင်တယ်အဲ့ဒီတခုတော့ကျမတို့တတိထားစီချင်တယ်နော်ကရင်လူမျိုးတွေပေါ့နော်အခုအများသောအားဖြင့်တော့ဒီနိုင်ငံခြားပဲဖြစ်ပြည်တွင်းပြည်ပပဲဖြစ်နော်ကရင်တွေကလမ်းပေါ်မှာတရားတစ်ပတ်ပြောနေကြတာတွေ့တာပေါ့နော်အဲဒါကြောင့်မသူဘလို့ပဲပြောဘယ်လက်နက်က KNM ဖြစ် KNDO ဖြစ် DKBA ဖြစ်နောက်ဆုံးလို့ရှိရင်တော့ကော်တူလေတပွင့်ပဲရှိရတော့မယ်နော်အဲ့ဒါကိုသိစေချင်တယ်ဒါကြောင့်မို့ဒီအချိန်မှာလက်နက်ကန်သမားတွေကဘလို့မျိုးစီရေးပဋိခါရတွေသူတို့တိုက်နေဒီကိစ္စတွေကကိုမှုဝင်ဆုံးတဲ့
မြေပြင်မှာကြတော့အခုကျမတို့သိရတာတော့တော်တော်စီယုံနေပြီပေါ့နော်ကျမတို့လက်နက်ကန်ဖွဲ့စည်းတွေ KNA ပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီ KPA ပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီကော်တူတွေပဲဖြစ်ဖြစ်နော်နောက်ပြီးတော့ဒီ BGF တချို့လဲကျမတို့ကော်တူတွေနဲ့ပူပေါင်းတာရှိတယ်နော်ဒါပေမဲ့တချို့စစ်ရေးမှာသူတို့တည်ထောက်လို့မရတာလည်းရှိတာပေါ့အကောင်ကြီးပန်းတွေကမင်းအောင်လာနဲ့အလုံးလုံးတဲ့လူတွေရှိတယ်နော်အောက်ခြေပန်းတွေကြတော့တော်တော်များများကြတော့လက်တွယ်ကြတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့မီဒီယာပေါ်မှာသူများဟိုတပတ်ဒီတပတ်ပြောတာပြည်သူလူထုတွေစိတ်ဓာတ်မကျတဲ့အားမငယ်နဲ့ဒီတော်လန်ရေးကိုလည်းနောက်မဆုံးနဲ့နော်စစ်ဆက်ပြီးသွားပါလို့နော်ပြပမှာနေတဲ့ကရင်မျိုးတွေအားလုံးကိုကျွန်တော်တို့တောင်းဆိုချင်ပါတယ်နော်တစ်ချက်ပြောရပါပေါ့ကညောလို့မျိုးဟုတ်ကဲ့ပါနာတီယာပြတဲ့တဲ့နာတီနာအဝဲနာဟိုတော့ညလက်တိကလကကလမေကညလက်တိလကဘူမေကကညောဖိုတိတဖာမနော်ဝဲတဲအားတော့ဒါလည်းလိုက်ခွာမှာတဲ့ဒါအဝဲချိုအဝဲဒါအဲ့တော့ဒီစညာဘာနစစ်ခါလကေနဲ့လေမေက KTL လေမေက KNA မေက DKBA မေကနဲ့ပွာတိတဖာနဲ့ကကနဲ့အဝဲမှာတော့တယ်အောက်ချင်းနော်ဝဲကဝဲတာညလက်တဖာလာတိတဖာနာမှာတော့လေတော့ခဲလေခဲကြောလို့မနော်ဝါကညောဖိုလလာဝဲထော့ပါဝဲဒါก็ตุเลียสมุดมันก็ทอปาราปวกลิเลมก็มาเนกที่ตะเบลก็ตะเบลสิบาโลอามเงเนบ่เนาะอวดาตะบาโลสุชิสาชิบาอวดาตะบาโลสุชิสาชิบาตึกบ้ามาคือตะโชเดจาတော့กะลีกะลีกจิเวอวดาเนาะအခုတနာဝဲတော့ဒီစညာနဲ့ဆွေးလာကျတော့လောဝဲသိဟောဒီနော်နဲ့ on နဲ့တဘလခွန်ဝဲလဲလဲဖကလာတဲ့ဝချမနော်တာတရနာကေဝဲစညာနာအနမပွားဒီဘာမနကိုတာလဲနော်တာစကတော့ဒီတော့တဲ့ကောရတဲ့အဝဲခလူဘာစဘကတော့ဟိုတနဲ့အဝဲတဲ့ on ဝဲစညာနာလဲခဲကြောလဲစမှုတော့ကောဖူတဲ့နဲ့လက်ခိမှုတင်နေကဘာကျော်လကောဆူလဲစမှုတော့အိုတကပါလောအခုနေသူတဘလို့သူချစ်တာချီလဲသူတာရှော့ထမချေကြီးတော့သူတဘလို့သူလောဘွေးစာလောဘွားကြီးလက်တကတကလို့လောပါတဲလဲကိုတိဖတ်တနော်မနော်မေဟုတ်ကဲ့နောက်တော့အခုဒီနေ့ဆိုလို့ရှိရင်စိနေပြမှာလည်းစကားပြောဖြစ်တယ်ဟိုအခုကျော်တဲ့တော့အဖွဲ့အစည်းတွေနဲ့ရှိတယ်အများနဲ့ဆက်သွယ်တာပေါ့နော်နေ့တိုင်းပဲအခြေအနေဘလို့သူတို့လည်းပြောပြတယ်စိနေပြင်ကိစ္စဒီနေ့ဆိုအကြီးကျယ်ပဲတပ်ပွဲဖြစ်တယ်မတွေ့တာဟိုညကတည်းကအမြောက်ဝတီတို့ဘာလို့စော်နေပြီလေဘာပြဆိုတော့အခုစော်ချစ်သူလောက်ရရလဲတော်တော်ပြဿနာတော်တော်စောက်သွားပြီဒါပေမဲ့သူတို့တောင်းယူရမှာပေါ့နော်ဒီကိစ္စတွေကဒါတော့ကျွန်တော်တို့ပြည်သူတွေနဲ့မဆိုင်ဘူးကျွန်တော်တို့ပြည်သူလူထုတွေကြားတကယ်အောက်ခြေလုံနေတဲ့လူတွေအတွက်တော့ကူညီရမယ်နော်ထောက်ပံ့ပေးရမယ်အဲ့ဒါကြောင့်မို့လို့မီဒီယာပေါ်မှာသူများဘလို့ပဲပြောတချို့လူတွေကမြေပြင်မှာသူတို့မသိဘူးလေ BTS လာပြောတဲ့သတင်းနဲ့သူတို့ယုံတယ်ဒီ KNA လာပြောတဲ့သတင်းနဲ့သူတို့ယုံတယ်အချင်းချင်းတွေးခွဲကြတာလည်းရှိတယ်ဒါကြောင့်မို့အခုစိမြေပြင်မှာဆိုလို့ရှိရင်တော့ကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူရှိတယ်ကိုလာပေးသတင်းလာပေးတဲ့လူတွေကိုကသူတို့ပြောတဲ့တရားမှန်လားမှားလားဆိုတာကိုတေးသေးချာချာစုံစမ်းပြီးမှကိုပြောတင်တယ်။ဘာဖြစ်ကိုကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အခုချက်မှာကရင်ပြည်နယ်ရဲ့အရေးอ่ะပို့အရေးကြီးတယ်နော်။တခြားပြည်တခြားနယ်မှာကျတော့ကိစ္စမရှိဘူးနော်။သူများလောက်တာတော့အဆင်ပြေကုန်ပြီ။ဒါပေမဲ့ကိုကရင်ပြည်နယ်မှာကျတော့အဖွဲ့အစည်းများတဲ့ခါကျတော့တော်တော်ဆုတ်ထွေးတယ်နော်။ဘယ်သူကအမှားဘယ်သူကအမှန်လဲဆိုတာလည်းမသိရသေးဘူး။ဒါကြောင့်မို့တချို့သတင်းလာပေးတဲ့လူတွေလည်းသူတို့ပြောတဲ့သတင်းကမှန်လားမှားလားသူတို့လာပေးတဲ့သတင်းကမှားလားမှန်လားဆိုတော့ကိုကရင်ခေါင်းဆောင်တွေကိုမေးပြီးတော့တေးသေးချာချာမေးပြီးမှမီဒီယာပေါ်မှာကိုပြောပြပေါ့နော်နောက်ဆိုပြည်သူလူထုတွေကစုပ်ဝေးဆိုတာဖြစ်တယ်လေနော်ဟိုလူပြောတစ်မျိုးဒီလူပြောတစ်မျိုးပြည်သူလူထုတွေကလည်းဘယ်သူကြော်လို့ကြော်မှမသိတော့အဲ့ဒါကြောင့်မို့လို့စိတ်ဓာတ်ကြားနေကြတယ်အဲ့ဒါကြောင့်စိတ်ဓာတ်မကြားနဲ့ကျွန်မပြောတယ်ကျွန်မတို့ကအတိစော်ပဲမြေပြင်မှာဆိုလို့ရှိရင်ဒီ KNA တို့ DKBA တို့နောက်တော့တချို့ BGF တွေတချို့ဒီကော်တူလေတို့ပူပေါင်းတယ်အောက်ချီကတော့ပူပေါင်းကြတယ်ဒါပေမဲ့အကြီးပန်းတွေကတော့မပူပေါင်းတာလည်းခက်တယ်လေအဲ့ဒါတခုတော့နည်းနည်းတော့အလုံးလောက်ရတာခက်တာပေါ့နော်အဲ့ဒါကြောင့်မို့နားလည်ပေးပါတိခံပေးပါလို့ခွင့်လို့ပေးပါလို့အားလုံးတောင်းဆိုချင်တယ်နော်အဲ့ဒါပြောပေးပါနည်းနည်းလားဟုတ်ကဲ့ လိုက်တဲ့မကောင်းဘူးလားမသိဘူးဒါကြောင့်ဒီဖုန်းကကျွန်မလိုက်တယ်နော်ဝဲတဲတာပို့စနေကြတော့လောက်ပါခင်ဗျတော့နော်ဝဲတဲတော့တက်ဆော့ခေါ်ဒီနေပတဲ့တို့ BGF ခေတော့တက်ဆော့တနော် KNA ခေတော့တက်ဆော့တနော် KNL ခေတော့တက်ဆော့တနော် KTL ခေတော့တက်ဆော့တနော် KTL တော့ဒိုနေပါတက်ဆော့လာ KTL KNL တော့ဒိုနေပါတက်ဆော့လာ KNL ဘော်ဒီနေခေခေါ်ခေကပါလောခေါ်ဒီနေပတဲ့တို့တဆုကေတကာလောသာမေအိုဟော်ဒီတော့ကွာမေဟိဒီနေတဲနေဘလော်ဒီနေဝဲတဲ့တို့တော့ဟိဒမျိုးဝဲတဲ့မျိုးနဲ့အဝဒါပွားကညောလာဒိုကနာဖိုတိဖာခေါ်ဒီနေဝဲစုဒီတော့စာဒီတော့မနော်တိုင်တာပတ်ချရခိုင်ဝဲကေရောဒီယာမေကမန်ရဒီယာတိုင်ဝဲကေအပိုးစားချက်လေဝါညတော့နော်သူ့လောပွေးစားလောပွားဦးကျနေတော့အခုတန်နေဝဲတော့တေရလာသူတို့သူ့လောပွေးစားလောပွားပါဝါညလာတဖလာတဲ့ဖနာမတ်ကောရလောဝါညလာပွားကလူကမနဲ့တီကမနဲ့ကောတပလနေအဝဲတဲ့ဟဲ့ရှိုးလလောပွားကညောလကမဟာဝအဝဲတဲ့ကလေးပါမောနော်အခုနေကလူဒူဖို့ကောဒူတဲ့ပွားကညောဖို့ကောကတဲ့နေတဘလို့သူချစ်တာချေလောသူတာချော့ထွဲမှာချေတဲ့ဖတ်ဘလော့ရပါမောဟုတ်ကဲ့ပြောစမ်းမေโอเคကျမတို့ဘာတွေဆွေးနွေးမလဲဆိုတော့အဲ့ဒီ NUG က NUG တို့ဗာလဲအချင်းနေကတော့အမတော့ PDF နဲ့
PDF နဲ့မြင်ပြဟိုစကားပြောဖြစ်တယ်ဆိုတော့ PDF တို့အလို့သူတို့အလို့အချင်းတွေကတော့အမပိုတိမှာပေါ့နော်နည်းနည်းလေးတော့ပြောပြ ဟု ပေး တ်ကဲ့ ပါ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီ energy အခြေအနေကတော့ဘယ်လိုပြောလဲကျမတို့ကမြန်မာနိုင်ငံမှာမွေးတယ်ဟုတ်လားကရင်လူမျိုးဖြစ်တယ်တိုင်းသားလူမျိုးဖြစ်တယ်အဲ့ဒါကြောင့်မို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုကျမတို့ကလေ့လာသုံးသပ်ရမယ်နောက်တော့ကျမတို့ကရင်လူမျိုး KNU ရဲ့သွားတဲ့နိုင်ငံရေးလမ်းစဉ်ကိုလည်းကျမတို့တွေကလေ့လာသုံးသပ်ရမယ်အဲ့တော့အခုအများတော့အဖြစ်အမတို့ကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗမာလူမျိုးနိုင်ငံရေးသမားတွေရဲ့သုံးသပ်ချက်တွေကိုပဲကျမတို့လိုက်ကြည့်တယ်လက်နန်းထောင်တယ်အဲ့ဒါကြောင့်မလို့အခု energy အခြေအနေကြတော့သူတို့ federal လမ်းစဉ်နဲ့သွားမယ်သူတို့ပြောနေတာဟုတ်လားသူတို့သွားမဲ့ federal ကတော့ဘာ federal ပေါ့ federal ဆိုတာပြည်နယ်ပေါင်းစုပြည်တော်စုဖြစ်ရမယ်အခုစကံမှုတို့အမေရိကန်နိုင်ငံမှာနေတယ်ဟုတ်လား federal ဆိုတာစတက်အားလုံးပူပေါ်ပြီးတော့မှဒီ federal မှာပြန်လာနေတာဟုတ်လားအဲ့ဒီလိုမျိုးအခုမြန်မာနိုင်ငံမှာကျတော့ဒီ energy တွေသွားမဲ့ federal နိုင်ငံရေးလမ်းစီကသူ့မှာမူပါတာမရှိသေးဘူးเนาะဥပဒေနိုင်ငံရေးမရှိသေးဘူးမရှိသေးတဲ့အတွက်ကြောင့်မလို့သူသွားမဲ့ federal ကတော့federal အကောင်မဖြစ်ဘူးလို့ကျမတို့ထင်တာပေါ့နော်ဘာဖြစ်လို့ federal ဆိုတာဗမာမြန်မာနိုင်ငံမှာ federal နိုင်ငံတည်ထောင်မယ်ဆိုလို့ရှိရင်ဗမာ EAO တမတော်ရှိရမယ်အခုတိုင်းလာမှာဆိုတလားကရင်တမတော်ရှိတယ်ကချင်တမတော်ရှိတယ်ရခိုင်တမတော်ရှိတယ်တမတော်အားလုံးသူ့တိုင်းသားအားလုံးမှာသူ့တမတော်နဲ့သူရှိတယ်ဒါပေမဲ့ဗမာမှာကျတော့သူ့မှာတမတော်မရှိဘူးเนาะဒါပေမဲ့အခုလက်ရှိဒီဘုံနဂါတို့သွားတဲ့ဗမာတမတော်တလားဗမာတော်လိုက်ရင်တမတော်အဲ့ဒါ line အမှန်တယ်အဲ့ဒါတကယ် federal လမ်းစဉ်နဲ့မှန်တယ်ဘုံနဂါတို့သွားတာဒါပေမဲ့တချို့ NUG တွေကသူတို့လက်မခံဘူးသူတို့လက်မခံတဲ့ကကြတော့အခုပြဿနာတဲ့တယ်သူတို့ NUG တဲ့ဘုံနဂါတွေနဲ့ပြဿနာဖြစ်တယ်ဒီသူတို့ရဲ့ NUG လက်အမှအနေနဲ့ COC MOT ဆိုတဲ့အဲ့ဒီ BTS တွေရှိတယ်ဟုတ်လားအဲ့ဒါတွေပြဿနာတက်တယ်ဒါကြောင့်မို့ NUG လမ်းစဉ်ကတော့ကျမတို့တိုင်းသားတယောက်အနေနဲ့ဘောနော်အဖွဲ့အစည်းတွေနဲ့အနေနဲ့လည်းလုံးဝကိုယုံလို့မရဘူး။ဘာဖြစ်လို့ဆိုတော့ယုံလို့ရမယ်အဆင့်ရသူတို့မှာနိုင်ငံရေးလမ်းစဉ်ကခံမရမယ်နော်။ခံမရမယ်အချက်လက်ရှိမှတိုင်းသားတွေကသူတို့သွားမဲ့ federal လမ်းစဉ်ကိုဝင်လို့ရမယ်။အခုလက်ရှိဒီ NUG မှာသူမှဗမာပြည်နယ်ပေါ်ပေါ်ရေးတဲ့သူမစူးစမ်းနိုင်ဘူး။အဲ့ဒါကြောင့်အဓိကကျမတို့ညီလာတော့သူတို့တကယ် federal အဆင့်နဲ့သွားမယ်ဆိုလို့ရှိရင်တော့ဗမာပြည်နယ်ပေါ်ပေါ်နိုင်အောင်သူတို့အရင်စူးစမ်းရမယ်ပြီးမှအခုလက်ရှိတိုင်းသားတွေသွားနေတဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့တက်လာပေါင်းစီမှဒီ federal နိုင်ငံဆိုတာတည်ထောင်လို့ရမယ်နော်ဒါပေမဲ့အခုလက်ရှိကျတော့ NUG ရတော့သူသွားတဲ့နိုင်ငံကြီးကျတော့တိုက်ပြီးတော့အာမကြည့်ဘူးအဲ့လိုမျိုးနော်အာမကြည့်သေးဘူး90လောက်ပဲရှိသေးတယ်ဒါကြောင့်မို့အခုကရင်နီမှာဆိုလို့ရှိရင်ဂျာကာလာအစိုးရသူတို့ဖွဲ့စည်းတယ်သူလားကချင်တို့ဆိုရင်အဲ့လိုပဲဂျာကာလာသူတို့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့သူတို့သွားတာဒီ independent စတိုင်နဲ့သူတို့သွားတာအဲ့ဒီလိုမျိုးကိုသွားပြီးမှဒီ federal ပေါ်မှာကိုကပြန်လာဝင်ရမှာအဲ့ဒါကြောင့်မို့အခုလက်ရှိ energy သူသွားတဲ့လမ်းစဉ်ကြတော့တိုက်ပြီးတော့မသေးချသေးဘူးမသေးချတဲ့အတွက်ကြောင့်အခု KNU မှာလည်း federal နဲ့သူသွားမယ်လို့ပြောတယ်ဒါပေမဲ့ KNU ကြမှာတော့ federal နဲ့သူသွားမယ်ပေါ့နော်ဒါလည်းကရင်ပြည်သူလူထုတွေလည်းသူ့ကိုစောင့်ကြည့်နေတယ်နော်ဒါကြောင့်မို့အခုသူတို့သွားမယ် federal နိုင်ရတော့ဟိုမမှန်ကန်ဘူးမမှန်ကန်တဲ့ဘူးဆိုတာတော့ကိုကနိုင်ငံရေးတကယ်ဗမာနိုင်ငံရေးခေါင်းဆောင်တွေစစ်ခေါင်းဆောင်တွေသူတို့ရဲ့တုံးသားချက်တွေကိုကလိုက်ကြည့်တဲ့ခါကျတော့ဒီ NUG လည်းကိုဘယ်လိုပြ90လောက်ပဲယုံလို့ရတယ်တရားရံကန်လို့ယုံလို့မရသေးဘူး။တော့သူတို့သွားတဲ့နိုင်ငံရေးဥပဒေဆိုတာလည်း policy ဆိုတာလည်းမရှိသေးဘူး။နော်။ဒါကြောင့်မလို့ NUG သွားတဲ့လမ်းစဉ်ကတော့မသေးချသေးတဲ့အတွက်ကြောင့်မလို့တိုင်းသားတွေကလည်းသူ့ရဲ့ပြည်နယ်နဲ့သူရရှိဖို့အခုတိုက်ယူနေကြတာပဲလေ။ဒါအားလုံးတွေ့တဲ့တိုင်မှာပေါ့နော်။အဲ့ဒါကြောင့်အမပြောတဲ့ဒီ federal နိုင်ငံ federal ပြည်တော်စုသွားမယ်ဆိုလို့ရှိရင်ဗမာ EAO တမတော်ရှိရမယ်ဗမာပြည်နယ်ရှိရမယ်ဒါမှကျွန်တော်တို့ federal မြန်မာနိုင်ငံဘောင်တယ်မဟုတ်လို့ရမယ်နောက်တော့ federal တမတော်ဆိုတာဖွဲ့စည်းလို့ရမယ်ဟုတ်ကဲ့အဲ့ဒါတခုတော့တော့သူတို့ရဲ့အားချက် ဟုတ်ကဲ့အဝကရချက်တော်လာပချက်တော်ဘာညတော်နဝက်ကလေလာ NUG အဝချက်တော်လာ NUG ကပါဝဲသေးလားဘတိုလာ NUG ဘတိုမရအဝဲဘတိုလာ NUG ဘတိုနာကနေဘကတဲလာအဝဲသေးပါတာလေ federal တလဲ federal ဟောဒီနေအဝဒါဘကတဲတော့ပယောနေအဝဒါအတမတော်ရတော်လာသူမူတိုသေးမီတိုပါနေအဝဲသေးကလေမာတော့အဝဒါအဝဲသေးကမာတော့ဒါချက်လေဗမာပြည်နေမှာတိုးနေအဝဲသေးကခွဲဘကတဲလာဖူးမနော်ကေခွဲလော်ကေဝဒါဟွန်းအကေခွဲလော်ကေဝဒါပါကညကိုနိုင်ငံကိုထူထောင်တာရဲ့နဲ့ဝဲဒါမေတိုးပါခေါ်ဒီနေဝဲတဲ့ကမာတော့ဒါ federal ပြည်တော်စုရဲ့လေမနော်နော်နေခဲနေဝဲတဲ့နေတာဟွန်းကျတော့ NUG တဲ့ဖာနေပတဲလာတာရက်တက်လေလကိုတော့ပဒိုပပွားလေလကပါလောတာဟွန်းအကချောလောတာရဲလောတာနေမနဲ့တိုးလောတီလောချေပါကိုနေပကနာလာ100% ပနာတော့သိပါဘောနော်အဝဒါဘမေဘကွာကြได้ละဘမေဘကွာကြ
kira lela bakte do je put awara je yeta chumor je no se to la ko america ko be ko ni bakte la bwa pota kele ko ni bam nu la bakera democracy federal country le ne awa kira lela takele ne awa di to mo no li oda ba pa ko lo wa ne first awara bakte la ko lo wa ne wa kira our first language lo ko america bu ta khela ke jo ne ba sura her language ta to klo la me la ko bio to pa ne ta to klo nya myo ne ke chin ke ya ne ta de her wada her ke de pa ne awa ke da hu ba ke la we te ora ke cha dai le da we cha ora we da ta wada pi ne da we mo a ko ne do te ra je ne ba ka do le NUG ta ge le federal la jang ha ne ba ke ba na 100% ne awada na fi ba mo no 50-50 de lo ko da ne ba ta he si bia da wada bwa ke nyo pho kum le na pa di ba le ke nyu de pa ke le federal ba sa na ke le federal awada menu le mo no wa ke le federal ne ta federal ta pa lo da ne me menu le je ne ko de ne bwa ke nyo pho de pa na we de sinya ba ke na awe o le ta ba je de lo me le wada ko su le ko de ne pa sinya li ba ke le independent ba ke le wada su ro ko su le su ro ke ba ke cha wada ko po lo ke cha sa mo no ke na ke re khana ke me ba kwa se ke ne ama ha ye khai lai tu ro ba independent be la me twa me mo ho la ဟုတ်တယ် အခုတည်းကဘာရ ဒီဘက်နဲ့လည်းမတူပါဘူး independent လားဘာနဲ့ကချင်လဲသူတို့အစိုးရတွေထူထောင်နေပြီဆိုဆက်စီနေပြီလား အခုကအမပြောသလိုပဲလေ energy သွားမဲ့ fed လဲอ่ะသူ့မှာဘာမှပြီးနေလဲပေါ်ပေါ်နိုင်သူမစူးစားဘူးသူရဲ့ဘာမှ EAO ပေါ်ပေါ်နိုင်လဲသူမစူးစားသေးတဲ့အတွက်ကြောင့်မတိုင်းသားတွေအဓိကဒီစစ်အာဏာရှင်ကိုကြီးဖြုတ်ချရမယ်เนาะဖြုတ်ချပြီးကိုပြည်ကိုနယ်ကိုအရင်တီထောင်ရမယ်တီထောင်နိုင်ပြီးမှသူတို့ဘာမှပြီးနေစီမကိုကပြက်ပေါင်းစီပြီးတော့ federal နိုင်ငံတီထောင်မယ်အဲ့လိုမျိုးဟုတ်တယ်ပဲတိုင်းသားမဆိုဒီလိုမျိုးပဲသူတို့တွားကြမယ် အခုကနဝဲတော့တဲ့ကျတော့လဲ NUG ရဒီနဝဲတော့လဲ federal ဒါဒီဘစနကဝဲတဲ့ကချာတကပါနေလာကတကတဲ့ကတော့ကတလဲဝဲပေါ်လာချာတာမတော့ချာဆိုရလကအဝဲဒါအကပြင်းနေဘယ်တော့ကျတော့လဲပေါ်အမေရိကကောဘယ်ဒါပဲကတဲ့ချိုဖက်ပေါ်ပဲအမေရိကကောပဲစညာဖက်အမေရိကကောကိုဇာနေဘယ်တော့ state ပြပြနေ California state အဝဲဒါawara Nebraska state state dir para we cholo da na ke da we ke da federal da le ke da ti ko bi ya do po yo ko na ke ba ka ma we di ne ba sa na ke ne bi yo ko ne a bi ne ma to o ba a bi ne ma ta cha ma wa da ba ne awa de ke le ma da federal bi ne le awara ke lu du kha ke na ka ma we di le da de pa ne cholo pa lo wa da ba ti ya a ko ne ba na o da le awara 100% say ba ka na o say le 50% lo ko ta ne ဟုတ်တယ်တိုင်းရင်းသားတွေအားလုံးကတော့ federal နဲ့ပဲတွားရှင်းတာပေါ့နော် federal တွားရင်တော့ပိုကောင်းတယ်လေဘာဖြစ်လို့မြန်မာနိုင်ငံမှာတိုင်းရင်းသားပတ်စုံလူမျိုးပေါင်းစုံရှိတယ်တိုင်းရင်းသားတွေကလည်း federal လမ်းစဉ်ကိုပဲမျှော်လင့်ကြတယ်တွားရှင်းနေကြတယ်ဒါပေမဲ့အခု NUG ကသူ့အစတာသူပြောပြီး3နှစ်အတွင်းသူစစ်အာဏာရှင်ကိုအမြင့်ပြောက်သူတိုက်မယ်နော် NUG ဆိုတာလည်းယာယီအစိုးရပဲနော်တရေဝင်အစိုးရမဟုတ်သေးဘူးဒီမင်းအောင်လည်းအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာသူကယာယီအစိုးရအဖြစ်သူကတောင်းယူထားတာနော်NUG ဆိုတာလည်းဘယ်လာလဲ CRPH ဆိုတာဘယ်လာလဲဆိုတာဒီ NLD ပါတီလူတော်ကိုယ်စားလှယ်လူကပဲသူလာတာနော် NLD ဆိုတာလည်းသူ့မှာအမာယိုးတွေရှိခဲ့တယ်နော်လင်းလာတယ်ဆို NLD ဆိုတာဒီမင်းအောင်လိုင်းတို့ဒီဗလဲရိုဟင်ဂျာ2019ရိုဟင်ဂျာလူမျိုးတို့တပ်ဖြတ်မှုတော့တလားဒါတော့နိုင်ငံတကာလည်းသိတာပေါ့နော်မင်းအောင်လိုင်းကဒီရခိုင်လူမျိုးတို့တပ်ဖြတ်မှုတားလိုက်တဲ့ခါကျတော့ဂျင်းတို့စားမှုတွေပေါ့နော်လူမျိုးတို့တပ်ဖြတ်မှုဖြတ်လိုက်ခါကျတို့မှဥပဒေအကြီးကြီးဒီ ICJ မှာတော့ဖြစ်စင်ရတယ်လေအဲ့တော့ဒီအစိုးရဖြစ်တဲ့အမေစုကြသွားပြီးတော့ကာကွယ်ပေးတယ်ဟုတ်တယ်ဟောကာကွယ်ပေးတဲ့ခါကျတော့ NLD မှာလည်းသူ့မှာအပြစ်ရှိတယ်အပြစ်ရှိတဲ့ခါကျတော့အခုသူတို့တွေကဒီအခုလက်ရှိ NUG ဆိုတာသူသွားမဲ့နိုင်ငံရေးလက်ဆရာပါတီကိုစားနဲ့သူသွားမှာအခုလက်ရှိမြန်မာနိုင်ငံပါတီကိုစားနဲ့သွားလို့မရဘူးဘာလဲဆိုဘယ်နိုင်ငံမှာဆိုစစ်အာဏာတိုင်လိုက်လို့ရှင်တော့2010ဥပဒေကပြက်စီသွားပြီကိုအောက်ချုပ်ခဲ့တဲ့ဘာဥပဒေမဆို तू ကပြက်စီကုန်ပြီမရှိတော့ဘူးဒါကြောင့်မလို့ဥပဒေအတိနဲ့ကိုပြန်ရမယ်เนาะဒါမှမဟုတ်လို့ရှိရင်ဒီ Federal အစစ်နဲ့ကိုသွားမယ်ဆိုလို့ရှိရင်ပြည်နယ်အားလုံးပေါင်းစုပြီးမှ Federal လမ်းကြောင်းသွားရမယ်เนาะအခုလက်ရှိ NUG မှာသူ့မှာဗမာပြည်နယ်မရှိဘူးဗမာရေးအိုမရှိဘူးသူတို့ပြောတာဒီတိုင်းသားအားလုံးကိုစားပြုတဲ့အစိုးရသူတို့တိုင်းသားအားလုံးကိုစားပြုတော့မပြောတာသူတို့ဗမာပြည်သူကိုစားပြုတော့သူတို့လုံးလို့မရသေးဘူးဘာကြောင့်လဲလက်ရှိအားလုံးမြင်နေဘိုနဂါတို့ကတော့ဗမာပြည်သူစကန်ဆိုတာဗမာပြည်နဲ့ဗမာတိုင်းเนาะဒါပေမဲ့ဘိုနဂါတို့ကဒီ CRPH NUG မပေါ်ပေါလာကြတဲ့ကဘိုနဂါတို့ကလက်နဲ့ကံပြီးတော့အာနာစီကိုတော်လာခဲ့တာသူမင်းလက်နဲ့ကံပြီးတော့အာနာစီကိုတော်လာခဲ့တာဒါကြောင့်ဘိုနဂါတို့ကျမတို့ဦးစားပေးရမယ်ကျမတို့ထောက်ခံရမယ်ကျမတို့ဂုဏ်ယူရမယ်ဒီဘိုနဂါတို့ဗမာတော်လိုင်းရတမတော် BNRA နဲ့ဒီတမဟာ9မှာအဖုပိုကျော်ဟဲတို့
တီထောင်ခဲ့တဲ့ BNLA ဆိုတာတစ်ဖွဲ့ရှိတယ်ဟုတ်လား BNLA ဆိုတာဗမာလူမျိုးရေးတတ်မတော်ဒီ KNLA တို့ပေါ့ KNLA ဆိုတာကရင်လူမျိုးရေးတတ်မတော်အဲ့ဒီ BNLA ကြတော့ဟိုဗမာလူမျိုးရေးတတ်မတော်နော်အခုကဒီဗမာတွေကြတော့သူမှဒီဗမာလူမျိုးရေးတတ်မတော်ရှိတယ်ဗမာတော်လည်းတတ်မတော်ရှိတယ်ဗမာရဲ့တတ်မတော်ရှိပြီဆိုတော့ပေါင်စီလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ NUG ဒါလက်ခံနိုင်မယ်ဆိုလို့ရှိရင်တော့ဒါတကယ်ဖက်တယ်တတ်မတော်ဖြစ်ဖို့အလားလာရှိတယ်ဒါပေမဲ့အခုလက်စီကဒီ BNLA ဆိုတာလည်း NUG လက်အခါမသူတို့မနေဘူးဘာဖြစ်ဆိုတော့တမငါမှာရှိတဲ့အဖို့ပို့ကျော်ဟဲတို့ကတော့တင်တန်းတွေပေးတင်ခဲ့တယ်နော်ဒါကြောင့်မို့သူတို့လည်းဒီတိုင်းသားအကူညီနဲ့သူတို့တွေကဒီဗမာလူမျိုးရေးတမတော်ဆိုတော့သူတို့ဖွဲ့စည်းခဲ့တယ်NUG လက်အခါမှာသူတို့မနေဘူးသူတို့ပြောပြီးလေသူတို့ကဗမာပြည်သူသူတို့ဒီ BNLA ကိုဖွဲ့စည်းကြတာသူတို့စဉ်းစားပြီးမြန်မာနိုင်ငံမှာတိုင်းသားအားလုံးမှာသူရတမတော်ရှိတယ်။ဘာကြောင့်သူတို့ဗမာပြည်သူသူတို့ဗမာတမတော်မရှိလဲ။အဲဒါကြောင့်သူတို့လည်းလူငယ်အနေနဲ့ပေါ့နော်။လူငယ်အနေနဲ့သူတို့လည်းဒီ Federal တမတော်ဖြစ်ပေါ်လာဖို့ဒီ BNLA တို့ BRLA ဆိုတော့သူတို့ပြန်လာအဖွဲ့စည်းသွားတယ်။ဒါပေမဲ့ NUG လက်မခံဘူး။အဲဒီတော့ NUG ရဲ့အနေအထားကဘိုလငါတို့လက်မခံကြတဲ့ကဒီအစိုးရပုံဆောင်လို့မရတော့ဘူး။ဘာဖြစ်ဒီအစိုးရဟိုမိကောင်ဖကောင်မပိတ်တော့လို့ကျွန်တော်တို့ဆိုလို့ရတယ်နော်အကယ်မိကောင်ဖကောင်ပိတ်တယ်ဆိုလို့ရှိရင်သားသမီးတွေကတော့ကိုယ်ကလက်ခံရမယ်လေစိုးသည်ဖြစ်စေဂျိုးသည်ဖြစ်စေသားသမီးကကိုသားသမီးကကိုသားသမီးဟောအခုကသူတို့ဘုန်းကတို့ဖဲ့ထုတ်တယ်သူတို့လက်မခံဘူးအဲ့ဒီကနေစပြီးတော့LUG ဆိုတာတိုင်းသားကိုစားပြုတ်မပြောနဲ့သူ့ဘမကိုစားပြုတ်အစိုးရတော်မှာသူဘယ်လိုပြောမလဲသူလုံးလုံးရတဲ့အတွက်ကျွန်တော်တို့တိုင်းသားတွေကသူ့ဘယ်လိုရုပ်ရမလဲအဲ့ဒါကြောင့်သူ့ရုပ်လို့မရတဲ့အတွက်ကြောင့်အခုတိုင်းလာအတိုင်းပါလေနော်စီရေအရာသူများလက်ကန်တယ်နိုင်ငံရေးအရာတော့သူ့တို့ဒီများလက်တော်လို့မရသေးဘူး။ဘာဖြစ်ဆိုသူ့ဗမာပြည်နဲ့ပေါ်ပေါက်နိုင်အောင်သူစ조사လို့မရသေးတဲ့အတွက်ကြောင့်မို့လို့သူ့ကိုတရားရကန်လို့ဘယ်တိုင်းသားမှမယုံဘူး။ဒါကြောင့်မို့တိုင်းသားအားလုံးလည်းသူ့ရဲ့ဂျာကာလာအစိုးရနဲ့သူအခုသွားနေတာဒါ Federal ဘောင်ဝင်မယ်ဆိုလို့ရှိရင်ကျွန်မပြောသလိုပဲ LUG မှာသူ့ဗမာပြည်နဲ့ရှေ့အောင်သူစ조사ရမယ်။ LUG ဆိုတာဗမာအစိုးရဖြစ်ရမယ်နော်။ဗမာအစိုးရပဲဖြစ်ရမယ်ကရင်မှာအစိုးရရှိတယ်လေကရင်မှာလည်းပေါ်သူတွေအစိုးရရှိတယ်ရက်ခန့်မှာလည်းရက်ခန့်အစိုးရရှိတယ်ကချင်မှာလည်းကချင်အစိုးရရှိတယ်အဲ့တော့တိုင်းသားတိုင်းမှာ Federal အစင်းနဲ့သွားမယ်ဆိုလို့ရှိရင်တကယ်100% မှန်ကန်တဲ့ Federal လမ်းကြောင်းနဲ့သွားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဗမာပြည်နယ်ပေါ်ပေါက်နိုင်အောင်သူတို့အရင်စ조사ရမယ်ဒါမှ Federal လမ်းစဉ်နဲ့ညီမှာ မင်းစရာ အခုတော့ ဘာဖြစ်လို့သူတို့ဒီအမပြောရတဲ့အတိုင်းသူတို့မလောက်တာလဲဘာဖြစ်လို့လဲ ဘာဖြစ်လဲဆိုတော့အများသောအဖြစ်စကန်မှုနဲ့တွေ့တယ်လေအခုသူတို့ဗမာပြည်သူဗမာနိုင်ငံသမားတွေအများအဖြစ်သုံးသပ်နေတယ်လေLUG ကဘယ်လာလဲအခု LUG အနောက်ကွယ်ကြိုးဆွဲထားတဲ့ဒီလွင်ကိုလာတော့ဘာလို့ဆိုတာစစ်ကောင်စီရဲ့လူတွေသိတာဟောစစ်ကောင်စီရဲ့လူတွေအမတို့သိကြတာနိုင်ငံတကာမှာသူတို့ဒီ Zoom media တွေနော်သူတို့ခဏခဏဆွေးနွေးတယ်တွေ့လားဒီတိုင်းသားတွေအကောင်လုံးနဲ့သူတို့ဆွေးနွေးတိုင်းသားတွေကဖြစ်ချင်တာဒီကြားကာလအစိုးရဖွဲ့စည်းဂျာကာလာဆိုတာတိုင်းသားအားလုံးပါရမယ်ဂျာကာလာအစိုးရဒီ NLD ပါတီကိုစားပြုတ်တဲ့အစိုးရသွားလို့မရတော့ဘူးဘာဖြစ်ဆိုတော့မင်းအောင်နိုင်အာဏာတိုင်လိုက်တဲ့နောက်ပိုင်းမှာဥပဒေဆိုတာမရှိတော့ဘူးမြန်မာနိုင်ငံမှာဥပဒေမရှိတဲ့အတွက်ကြောင့်မို့လို့နော်ဒီတိုင်းသားတွေဟိုတိုင်းသားတွေတောင်းဆိုတဲ့အချက်လက်တွေသူတို့လက်ခံနိုင်မှာတော်လို့ရမှာအခုကသူတို့ဆွေးနွေးနေသူတို့ဆွေးနွေးလို့မရဘူးလေအခုကြည့်လိုက်လေ3နှစ်အတွင်းမှာနိုင်ငံတကာအမေရိကန်သွားတာသူတို့ဒီမိုကရေစီသွားတောင်းနေရတာမရဘူးနောက်ဆိုတော့ထိုင်းနိုင်ငံမှာပြန်လာဆွေးနွေးရတဲ့အဆင့်တွေအဲ့ဒါစကားမှုကြည့်လေအဲ့ဒါပဲအဖြစ်ပေါ့ဘူးသူတို့မှအရေးချင်းမလုံလောက်ဘူးသူတို့မှပညာတတ်ပြီမဲ့လေသူတို့မှအတွေးခေါ်တိုက်ပြီးတော့ဟိုအဆင်မပြေသေးဘူးနော်ဒါကြောင့်မို့အခုချက်ဒီသူတို့မှဘော်ရစီနိုင်ငံကြီးမရှိသေးဘူးဒါကြောင့်မင်းအောင်နိုင်ကသူတို့အားနေချက်သိတယ်လေအမပြောပြီးဒီ3နှစ်အတွင်းမှာမင်းအောင်နိုင်ကတော့စစ်ရေးပဲကစားတယ်နိုင်ငံရေးမကစားသေးဘူးဒီအခုမင်းအောင်နိုင်နိုင်ငံရေးတက်လာကစားတာဘယ်နည်းလဲတိလား PDF နဲ့ရောက်မီဆိုတာတဲ့နေ့တော့လားမီဆိုတာတဲ့နေ့ကစပြီးအဲ့ဒါမင်းအောင်နိုင် NUG ကိုစိတ်ခေါ်လိုက်တာမင်းတို့ NUG ကအရေးသွေးမရှိဘူးနော်ဒါကြောင့်မို့လို့ငါမလို့ရတာဘာမှမရှိဘူးအခုငါဒီ PDF နဲ့ငါစတာမီဆိုတပ်ပြတယ်ဒီကဘာကိုချပြတာပဲလေကဘာတွေမြောင်လာကြည့်ကြဒီမှာညီတို့ငါ့ကိုစစ်အာဏာစီကိုညီတို့တော်လိုက်မယ်ဆိုလို့ရှိရင်ငါဒီလိုမျိုးညီတို့ငါလောက်မှာပဲဒီလိုမျိုးငါညီတို့မီနဲ့လက်ဆက်တာမှာပဲမင်းအောင်နိုင်ဘယ်နိုင်ငံတကာသူ့သွားပြီးတော့ကန်ယူလို့ရလဲကန်ယူလို့မရဘူးဘာဖြစ်ဆိုမင်းအောင်နိုင်ကပြည်သူအာဏာကိုသိတယ်နော်ပြည်သူအာဏာကိုသိတဲ့ခါကျတော့နိုင်ငံရေးကိုနိုင်ငံရေးနဲ့ဖြစ်စင်းမယ်ဆိုလို့ရှိရင်ဒီယာယီအစိုးရဖြစ်တဲ့ပြည်သူလူထုအစိုးရဆိုလို့ရှိရင်တော့သူတို့ဥပဒေ
慢慢干干，皮皮实实的，都啊，泡上也没一切要你的。都嘛，那个也不能是没事了，没安啦，都啊安那些对了，我都没安啦，老大别的，哎啦，皮包的。大家冇aku turun le belu lo beli aku sekarang mesti lah di mesa do cima do mana NUG lugunji nya ji be KNU တွေထားတာပေးတာနေရဆက်ပဲဆဲပဲဘာပဲဆို KNU မှာလည်းနှစ်ချမ်းကွဲနေတယ်လေဒါတွေကိုကရင်လူမျိုးတွေကပိုအသိဆိုပဲ KNU မှာလည်းနှစ်ချမ်းကွဲနေတယ် NC ရဲ့သွားတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်ဒီ Federal ကော်သူတွေနဲ့သွားမဲ့အဖွဲ့ရတယ်တစ်ဖွဲ့ရှိတယ်ဒါကြောင့်မို့အခု NUG မှာလည်းနှစ်ချမ်းကွဲ KNU မှာလည်းနှစ်ချမ်းကွဲဒါကြောင့်အခုပြဿနာအကြီးကြီးဖြစ်လာတဲ့ခါကျတော့နောက်ဆိုတော့သူတို့ဘယ်လိုမှလုပ်လို့မရဘူးထိုင်းနိုင်ငံမှာပြန်လာဆွေးနွေးပြီးတော့နော်ထိုင်းနိုင်ငံမှာပြန်လာနေဖို့ KNU သူတို့ဘယ်လိုပြောမလဲကားရတယ်လေ KNU ကားတဲ့ခါကျတော့အခုလိုမျိုးပဲသူတို့ဟိုမလုပ်လို့မရတော့ဘူးသူတို့စစ်ရေးတွေပေါ်ဆောင်လိုက်တာလေအဲ့ဒါသူတို့လုပ်နေတဲ့အလုပ်တွေအဖြစ်ပေါ်နေပြီပြည်သူအသက်လားသူတို့အသက်လားဆိုတာအဖြစ်ပေါ်နေပြီအဲ့ဒါပဲမင်းကြည့်တာတခုကတော့ရှိတယ်သူတို့အားနဲ့ချက်ကတော့ဟုတ်NUG အားနဲ့ချက်ရှိတာကတော့ဟုတ်တယ်ဘာဖြစ်လို့သူတို့အားနဲ့ချက်ကတခြားတရေသားတော့တိမှာပေါ့နော်ဒါကြောင့်မလို့သူတို့အောက်မှာမနေတဲ့တရေသားလည်းရှိတယ်လေဟုတ်တယ်ဘာဖြစ်လို့သူတို့က NUG ကကောက်တယ်နေ့တိုင်းညတယ်ပြောပြီးတော့ဘာဖြစ်လို့တခြားတရေသားသူတို့အောက်မှာသွားနေခံရတာလေဒါကဘာရည်ရွယ်ချက်လဲအမဘာလဲဟိုအမဘာတွေပြောချင်တာလဲပေါ့နော်အဲ့ဒါဘာတွေပြောချင်လဲဆိုတော့တချို့ကရင်လူမျိုးတွေလည်းရှိပါတယ်နော်ဘာ NUG လက်အောက်ခံမှာပြန်လာနေရမယ် NUG ကိုတည်းကလည်းသူ့လက်အောက်ခံမှာသူပြန်လာနေမှာအခုညီထောက်ပတ်မိတယ်သူ့လက်အောက်ခံမှာမဟုတ်သူမကူညီပေးဘူးလေဟုတ်လားသူမကူညီပေးဘူးသူ့လက်အောက်ခံမှာသူ့ရဲ့ COCMOD လက်အောက်မှာနေမှာသူကကူညီပေးမယ်နော်အဲ့တော့သူ့လက်အောက်ခံမှာသူကမကူညီပေးဘူးနော်နောက်တစ်ခုကျတော့ဒီညတိုင်းអော်နေတဲ့ဒီမိုကရေစီဖက်ဒရယ်နဲ့တွားရမယ်အဲ့ဒီလူတွေကသူတို့နိုင်ငံရေးကိုသူတို့မလေးလာဘူးပုံကိုရေးဆွဲလဲဆွဲမယ်လူမျိုးရေးဆွဲလဲဆွဲမယ်နောက်ပြီးတော့အဖွဲ့စီရေးတဲ့ဆွဲခြင်းနဲ့ဆွဲမယ်ကျမတို့တွေကတော်လိုက်ရေးလောက်တယ်ဆိုတော့အဖွဲ့စီလည်းမဆွဲဘူးနောက်ပြီးတော့ပုံကိုရေးလည်းမဆွဲဘူးကိုရီးယားအမှန်တရားကိုကြည့်ပြီးတော့ဒီမိုကရေစီအစစ်ဆိုတာဘယ်လိုလဲဖက်ဒရယ်အစစ်ဆိုတာဘယ်လိုလဲအခုအမတို့တွေက NUG ကိုဝေဖန်တယ် KNU ကိုဝေဖန်တယ်ကော်သူတွေဝေဖန်တယ်ဆိုတာလူအခွင့်အရေးတရားအနေနဲ့နော်ဝေဖန်တာတုံတတ်တာနော်တုံတတ်တဲ့တော့တချို့လူတွေကလည်းမကြကြဘူးအခုကျမနဲ့စကားမှုနဲ့ဆွေးနွေးတယ်NUG ကိုဝေဖန်တယ်ဆိုတော့ခဏလေးကိုပုတ်တင်ပြီးတော့ဆယ်မဲ့အောက်တန်းစားတော်လာရေးအုပ်စုတွေရှိမှာပဲဒါတွေကြတော့ကိုစက်မှုဝင်စားနဲ့ဘာကြောင့်ဒီလူတွေအောက်တန်းစားနဲ့လာတဲ့အောက်တန်းစားအုပ်စုနော်သူတို့တွေကဘယ်လိုပြောမလဲသူတို့လောက်ရတာတော့ဆဲမယ်လူတကောက်ဆဲမယ်သူများပုတ်ကိုရေးကိုပုတ်ချမယ်သူများရဲ့အဖွဲ့စီရေးကိုပုတ်ချမယ်အဲ့လိုမျိုးပဲသူတို့ကလောက်တာတယ်ဒါပေမဲ့သူတို့ NUG ကကောင်းလားမကောင်းဘူးဆိုတာသူတို့သိရင်လည်းသူတို့တွေကမဝေဖန်ရဲကြဘူးကျမတို့တွေကဒီမိုကရေစီကိုလိုချင်တယ်စစ်မှန်တဲ့ Federal ကိုကျမတို့သွားချင်တယ်နော်ဒါကြောင့်မို့လို့တချို့အဲ့ဒီလူတွေကပြောရမယ်ဆိုလို့ရှိရင်တိုင်းရင်းသားတွေကဘာကြောင့် NUG လက်အောက်ခံမှာတချို့အဖွဲ့စီကမနေတာလဲစကားမှုလည်းသိမှာပေါ့60နှစ်ဆွေဝါရေးခင်ဒီဗမာအာနာစင်လူမျိုးကြီးဝါဒဗမာလက်နက်ကလည်းအာနာစင်အာနာတိုက်တယ်တိုင်းရင်းသားနယ်မြေမှာလာခိုးလို့တယ်နော်တိုင်းရင်းသားတွေကကြိုးမွေဆော့ပေးတယ်နောက်ဆိုတော့သူတို့အချင်းချင်းညှိနှိုင်းရတဲ့ခါကျတော့သူတို့အစိုးရအတိပေါ်လာတဲ့ခါကျတော့တိုင်းရင်းသားနယ်မြေမှာသူတို့မနေဘူးလေသူတို့ရဲ့အစိုးရနဲ့သူတို့ပြန်နေတယ်နော်နောက်ဆိုတော့သူတို့ပြောနေတဲ့ဒီ Federal Democracy အခုချိန်ထိအရေးလည်းမရှိသေးဘူးအကောင့်လည်းမရှိသေးဘူးဒါကြောင့်ဒီ27မှာကျွန်မပြောပြီး60စီးနဲ့မတူဘူး60နှစ်နဲ့လည်းမတူဘူးဆွေဝါရေခင်းနဲ့လည်းမတူဘူး60စီးကကျောင်းသားတွေဦးဆောင်တဲ့တော်လိုင်းနော်ဒီဆွေဝါရေခင်းကဒီဖုန်းကြီးတွေဦးဆောင်တဲ့တော်လိုင်းနော်ဒါမဲ့ဒီ27မှာကျတော့ပညာစီးပညာတတ်တဲ့မိကောင်ဖကောင်သားသမီးတွေရဲ့ဦးဆောင်တဲ့တော်လိုင်းလင်းပညာကျွမ်းကျင်တဲ့လူငယ်လေးတွေနော်တိုင်ပတ်ပညာကျွမ်းကျင်တဲ့လူငယ်လေးတွေသူတို့အဲ့ဒီလိုမျိုး60စီးအချိုမျိုးသူတို့လုံးလို့ဘယ်တော့မှမရတော့နော်ဒါကြောင့်မို့အခုအများတော်အဖြစ်NUG လက်အမနေတဲ့တချို့ PDF တွေကလည်းအခက်အခဲအများကြီးရှိတယ်စကားမှုသိလားမြေပြင်မှာဆိုလေ NUG လက်အခက်နေတယ်အခက်အခဲအများကြီးရှိတယ်ကျမတို့စမအခုညီလာတောင်းတချို့ PDF ဆိုကျမတို့မိတယ်ဘာဖွဲ့လဲ NUG လက်အခက်လား NUG လက်အခက်မှာပဲအမ NUG လက်အခက်ဆိုတာကျမတို့မကူညီချင်လို့မဟုတ်ဘူးကျမတို့ကူညီချင်တယ်ဒါပေမဲ့ကျမတို့တွေက
ဟိုကော်တူးလေကိုလည်းကျမတို့ထောက်ပံ့မိတယ်ကျမတို့ BDS တချို့အဖွဲ့အစည်းတွေကျမတို့ထောက်ပံ့မိတယ်ကျမတို့တွေကဒီ energy လက်အောက်ခံဖြစ်မှကျမတို့မကူညီချင်တာမဟုတ်ဘူး energy လက်အောက်ခံမှာကျတို့ energy မှာလည်းအကူညီရတယ်ကျမတို့စီမှာအကူညီလာတောင်းတယ်ကျမတို့ပေးလို့ရှိရင်တော့တို့နှစ်နေရသုံးနေရတို့ရမယ်လေအဲ့ဒါကြောင့်မို့ကျမတို့မပေးဘဲနဲ့ကျမတို့ဒီကော်တူးလေတို့ဒီတို့ energy လက်အောက်ခံမနေတဲ့အဖွဲ့အစည်းတွေပဲကျမတို့ထောက်ပံ့မိတယ်နော်ဒါမှတကယ်နိုင်ငံရေးလေးလာပေါသားတဲ့လူကြီးပန်းတွေပညာစီပညာတတ်တွေကenergy သွားတဲ့လမ်းစဉ်ကမမှန်တဲ့အတွက်ကြောင့်မို့လို့တို့တွေလည်းဝေဖန်တဲ့မမတိုင်းရင်းသားတွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးဟိုတို့ federal ပဲသွားရမယ်democracy ပဲသွားရမယ် energy လက်အောက်ခံမနေတဲ့အဖွဲ့အစည်းကိုမလူနဲ့မပန့်ပိုးနဲ့အဲ့လိုမျိုးပြောနေတဲ့လူတွေကတို့နိုင်ငံရေးသူတို့မသိနော်နိုင်ငံရေးဆိုတာကျွန်မပြောတဲ့အခုလက်ရှိ energy သွားမဲ့ federal လမ်းကြောင်း energy သွားမဲ့ democracy လမ်းကြောင်းသွားမဲ့ဆိုလို့ရှိရင် energy ရဲ့နိုင်ငံရေး policy ဘယ်တော့ခံမှာရှိတယ်တိုင်းရင်းသားတွေယုံကြည်မှုရှိအောင်တို့ဘယ်တော့ထိလုပ်ပေးနိုင်ပြီလဲအဲ့ဒါလည်းကျွန်တော်တို့ကြည့်ရမယ်နော်နောက်ပြီးတော့ဒီ energy သွားမဲ့နိုင်ငံရေး policy อ่ะနော်တိုင်းရင်းသားတွေတောင်းဆိုတဲ့အတိုင်းဗမာတခြားကရင်တခြားဆိုတာပေါ့တို့တကယ်ပေးနိုင်မလားနော်တကယ်တို့ပေးနိုင်မယ်ဆိုဘာကြောင့်တို့ဗမာပြည်နယ်ပေါ်ပေါက်နိုင်အောင်တို့မစ조사လဲအဲ့ဒါတခုလည်းသူများကြည့်ရသေးတယ်လေစကိုင်းမလို့အဲ့ဒါကြောင့်မို့လို့အဲ့ဒီတို့ရဲ့federal နဲ့ပဲသွားရမယ် federal နဲ့ပဲသွားနေအော်နေတဲ့လူပဲဟုတ်တယ် federal နဲ့ကျွန်တော်တို့သွားမှာမင်းတို့ရဲ့ energy ဗမာပြည်နယ်ပေါ်ပေါက်တဲ့နေ့နေတို့ရဲ့ energy EAO တမတော်ပေါ်ပေါက်တဲ့နေ့ကျွန်တော်တို့တိုင်သားအားလို့နေတို့ federal ပုံတကယ်သွားမှာအခုလက်ရှိတိုင်းသားတွေပါတယ်တိုင်းသားအားလုံးကရင်နီတို့ကရတို့ကချင်တို့ရခိုင်တို့ဒီကျွန်တော်တို့ပေါ်သူတွေတို့ဘာလို့ဘာဖြစ်ကိုယ့်ရဲ့ independent ကိုသွားတာလဲ energy ကိုမယုံလို့မဟုတ်ဘူးကြို့တယ်ဒါပေမဲ့သူတို့မှနိုင်ငံရေး policy မရှိသေးလို့ဒါကြောင့်သူတို့ရဲ့လက်အောက်မှာကျွန်တော်သွားနေလို့မဖြစ်သေးဘူးကျွန်တော်တို့နေလို့မဖြစ်သေးဘူးလေသူရဲ့နိုင်ငံရေး policy ခံမှာကျွန်တော်တို့တွေကသွားမှာဘာဖြစ်အခုလက်ရှိအသက်ပေးနေတဲ့လူငယ်လေးတွေကလိုချင်တာပါလေလူအခွင့်အရေးစီမံတဲ့ democracy စီမံတဲ့ federal အဲ့ဒါကြောင့်စိတ်မှန်တဲ့ federal ကိုသွားမဲ့အတွက်ကြောင့်မို့လို့ဗမာပြည်နယ်ပေါ်ပေါက်နိုင်တဲ့နေ့ဗမာ EAO ပေါ်ပေါက်နိုင်တဲ့နေ့တိုင်းရင်းသားအားလုံးအခုလက်ရှိ independent သွားတဲ့အဖွဲ့အစည်းတွေအားလုံးသူတို့ရဲ့ဘုံပြန်တော်ဝင်ပါမယ်အဝဲအဝဲရတော့တဲလောကညော့ကလောချေဖို့နာတဲလောဖူလောနော်ဘာမနိုကိုတာလဲအဝဲကရချက်တော့လဲ NUG နဲ့ခက်ခဲနေဝဲဒါကရဆိုရလဲတဲဟာဝဲဒါပွားကညောလဲပွားအဝဲကရဆိုရလဲတဲဒါတိဖတ်လာဝဲဒူဖလော့ဒါပီယတူမဆူရမနော်ဝဲကရဟဝဲမာရောဒါဘဒုတ်ခါဘာစနာကဘဒုတ်ခါနေခေါ်ဒူနေအဲ့တော့လောက်ပါလေလဲအဲ့တော့လည်းဝလာဖလာဘာစနာကနာတာဟိုတာဂေလကဖလာရဖလာလက်တေးဒါတဲ့ဖာဖော်ခုလောဝဒါဟိုဘာခါရပိုတဲ့ဖာဖော်ခုလကမာအဝဲဒါကမာရဖက်ဒရယ်လိုင်းနေအဝဲဒါဖလာပါမနော်အဲ့တော့တေဝဒါနေဘာမနုကိုတာလေဒါလည်း NUG ဘဒိုတဲ့ဖာနေအဝဲဒါဟဲလဲနေဝဲဟဲဒါလဲလျာခါအဆဆုကြီးဘဒိုလဘတာကိုလေ NLD တဲ့ဖာနေလောအခုနေဘာတနာဝဒါလေဝဒါ 100% လေပကတဲ့လေအဝဲတဲ့ကမာတာဝဲနေလေအဝဲတကတော့ဟာကခွေလာလေတကတော့တကတာပေါ်လာကိုဘလကပါပူရကဒါလည်းဖက်ဒရယ်ဖက်ဒရယ်နဲ့တကီပါတမိပါနော်အကေဘာစဒနာကေအဝဲတတခါတလည်းပကပါမနေကလူတို့တူပါတူနေအကပါပေါ်လာချောကချန်နော်ကချတာဒူရဘဒိုပပွားမင်းဘလဒီနေတာကောတဘေခေါ်လာကိုနေကပါလေဖက်ဒရယ်နဲ့ကပါလေဖက်ဒရယ်လားအကေလားဘာစဒနာကေနေတပါမီရလေပယောတဲ့ဖာနေကပေါ်တာကလူတို့လားကလူတို့ကိုလာဖာလာချေနေခေါ်ဒီနေအဝဲကလူတို့အဝဲကดูอาดูคนเนี่ยตุลุบะโออะโคตาเนี่ยแค่ๆเนี่ยเมบะกว่าได้ละ NUG เตละละออนะเวเกวดาเตยตาเคละอวดาปตุลบาสตนาเกเนี่ยและนกเกวดาเตยตาเคละปตุอวเนี่ยนกบะโอราดอละนกจาดาเวအဝဲပကလေအဝဲစကေပယောမီယာပယောနာကေပြင်းနေပယောနာကေကောဆက်ကပါအိုပယောနာကေပတိုကပါအိုမေမေချဒမနာနတာတော့နတာယတာတော့ယတာကွာကညောတာကွာကညောတာရခတာဘောတိလက်ခိမကောတဘေခေါ်ကေပါပူရဝရဘမနေငါဝဲကေရာဖယ်ရဘီတော့စုသိမနော်အဲ့တော့တဲရနာမျိုးချင်းနေမဆဒနာကေလောကတနာဝရ NUG ပါတနော်ဖော်ဒီနေဝဲတေကေကွာရလဲနော်ကြောင်းလာအဝဲဒါဘက်ကတော့ NUG နော်ကြောင်းနေမနုလေဟဲလေအဝဲဟဲလောအဆဆုကြည့်တဲ့ NLD အဝဲဒါပဒိုလောကေကေကရာဖဲနေလောဘလနေနေသူတပါလို့ဟာဘာညတော့နော်ဝေဖာရလဲလောကညောကလာဒီဒီနေတမေပါဒီကတဲ့သူဒါလည်း NUG နေခက်ခဲနေနကွာဝကျတော့ဘုန်ကန်နေမာရတာဟာမြန်မာတမတော့ပယောသူမှုတော့နကွာစာဝ NUG နေမေပွားကညောတကလူလအဝဲအဲ့တော့လာတာတပလေဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီလောကပယောပူနေကျတော့ဝဒါဘုန်ကန်အဝဲမာရတာမြန်မာတမတော့နေအဝဲတဲ့တူလို့တော့ဗာနေအလောတော့ဗာ
กระตุลเวภาษาเก็บบ้านนูละเวเตตตุลเวราบาเลนี่เวเรนี่เอาเวนี่เอาเวปกติเลยเอาเวเตนี่ မယိုသားဘူးပေါ့ မယို မယိုသား မယိုသားတဲ့စိတ်ရှိလို့နော်ဘာမလို့ကတော့ကျတော့ဘုန်းကဟောဒီနေစိတ်မှန်နေငါတို့ကဟိုဗမာပြည်နဲ့ကျတော့ကော့ပြီးရောကော့ဆက်ကရေပိုက်ရခိုင်ပိုက်ဒီလိုမျိုးသူတို့လို့ဟာဝရဝတဲ့ပတ်တာမှာဝရကြီးနေမှာနော်ဘာစနာကမလဲ energy နဲ့တူလို့ဝဒီနေပါအခုနဲ့တိကကွာရောတလဲ energy နဲ့တိကဘာပကရနာ100% ဟာပကရနာ50% နဲ့ခက်ခဲတက်ခဲလနေဝဲကေရောတာလေအဝဲကေရောတာလေဟိုတူဝါလောအခုနေပကဘာပလောပကလာဘာကတော့ခက်ခဲနေမှာလဲစိတ်ရေးဝီနေမှာလဲနေငယ်ရေးမေလဲနေငယ်ရေးခေါ်ဒီနေအဝရမေလာလဲခက်ခဲမေလဲနေငယ်ရေးနေပွားကညောဖိုခုနာတိဖလာတနရနေငယ်ရေးပါနေပါတဲ့နော်လောဘလာကွာဖလာတိအခုနေပကဘာပလောပကလဲခက်ခဲနေကွာဆိုင်အန်ယူဂျီတက်လဲထော်လဲထောထဲလဲတော့ပါအတော့ထဲလေထဘာနကွာစပလာဘကောသူလေသူမှုတော့နေဘာတာတော့ခရမေအလလဘာတာဆော့ဖမှာကြော်လကမလို့အတလေထော်လေထော်ဖာတော့ဘာဒူရာဒီတော့ညောတသိဘာပကတဲ့လေဒူရာနကေလေဒရိုလေဒရာတော့ဘာနကေနေပကတဲ့အတလောဒလောဝီကြတော့လာဟာချွာလလိုက်ခိုလပွိုင်လေပတလို့ဘာတာမှာကျဘာပွိုင်နေပကအန်ယူဂျီပွားနေတော့ဘာကမလို့ဆော့ထွက်တဲ့နေပမာတဲ့နေနကွာဆိုင်အန်ယူဂျီပွားတော့နော်နေတော်လေးစေးရတယ်ဘာမှမရှိတာလည်းရှိတယ်နော်အဝဲအတတော့ဘာဟုတ်တော့အဝဲတော့တော့လက်ပွဲပါ close တော့လက်ပွဲ energy ပွားတကအဝဲလက်ခါရနေအဝဲဟေဝဒ close clean နဲ့တကယ်ရလေရက်ရှိတော့ခဲ့နေဟေဝဒ close clean ရက်ရှိတော့နော်ဝဲနေခုစိညာလက်တော့ကိုဘူးလို့အခုနေမေဘာကေခေါ်တာနေတတ်မီလတတ်လက်ပွဲကြီးပါလက်ပါလက်ပွဲကြီးပါအဂီကတော့လက်ပကပါစိညာပဲထီနော်ဖာဝဲအဝဲတကတာပေါ့နော်ကရေဟပွားကညောတာပယောတာရခိုင်တာမိုတာဝဲတာဟကချင်းတာချင်းတာကြီးနေမော်နော်အခုတန်နေပကပါပလောပစာဘာကတော့ NUG နေပတော့အမေမေဝရပတော့တဖူလလာမာလာတရဒါလကမာလာဖက်ဒရယ်ဒီမိုကရေစီလကောပယောပူနေကဘာမေဝရကွာတဖူလလာကဘာထော့ပါဝရဘွာဖော်တာချီကိုဝဲကောဖူတယ်လအဝဲဒူဖလော်ရာပယောတူမဆိုးလို့တဘာမေလဘခွဲချာဝရပါဘွာကညောလလာဝဲသစ္စာတော့ခွဲချာတာဒီနေလီဘလော်ဒီနေနဘသိညာဝဲနေတမေတာတော့ပါဘာမနုကိုတာလေအတာလီတာလောကဘာပါအဲ့တော့ကွာမတာမေတာတော့ပိုတဲ့ဖာဦးလာကလာပါကျတော့ဘုံနဂါလဲဒီလိုပဲဘုံနဂါလဲသူကတမဟာဘယ်မှာတမတော်ထူထော်မယ်ဘယ်မှာပြင်းနေလုံးမယ်နေဘွားတဲ့ချေဝမ်းကြီးอ่ะနကေကွာတော့ခေါတူလေသူမှုတော့ကမာရာindependentကကေပေါ်ကရစရကွာခေနူဒီချေဝမ်းကြီးအခုနေတလည်းပါနကေကွာကကြောလာနေနမေကေ compare ကဒါနေမနကေလောက်ပယောကလာဒါဟာ PDF ကလာ NUG ကလာနကေတဘာယူတော့ဒူ KNU ကလာတဘာယူတော့ဒူခဲနေ community ဘောကဘောတလည်းသူကဘာကွာကရခါနေတယ်သူမှုတော့ဖဲလေတဖူလေလာဝဲချက်တော့တမတာတော့သူမှုတော့ဖဲလေတဖူလေလာတလျော့ကမလို့ပါနေနော်အခုနေစက်ပြောမှာအဲ့ဒီ NUG ကိစ္စတော့ပြီးဆိုတော့ဗာလေ membership ဗာလေ group နော် membership အဖွဲ့ဝင်နော်ပွာကညောလာဝဲမေအဲ့တော့ပွာကညောလာဝဲမေအဲ့တော့ဝဒါလအန်နိုလခေတီလေ group ဘူးလေယူကောကပါနေတလာနေခီဘောဘာသာနာကေတော့အဝဒါလက်ချီယူနော်တမီလက်ချီဒေါ်လာပါပွာညောလက်ချီလောကခလနာကေဘတာဝင်နေလက်ချီဒေါ်လာနေကပါအိုဝဒါပဲချက်တော့နွီပါလောမောတလာနေအခုနေပကိုတော့တော့ခရိုမေတာပိုလော်တီလောချက်ကလက်ခဲချီလောအခုနေနော်ကခေါ်ဒီနေအသိညာဝဲအားချေအဝဲမဝဒါဟစရောကိုတန်အဝဲကဲသူဝဲကဲပြာတော့သူအားတော့ချင်မနော်အဲ့ဆက်ပြောမှာဟုတ်ကဲ့ပါနော်အခုဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီအဖူပိုချနေတာများတိထော်တော့ကော်တူလေးလဲနှစ်နှစ်ကျော်ရှိပြီပေါ့နော်သူတို့ဒီကော်တူလေးအသက်ပြန်လာတွင်ကြတဲ့ကျမတို့ဆိုလို့ရှိရင်အမြဲတမ်းအတူတူလှုပ်လှုပ်တယ်ဒါကြောင့်မို့အခုကော်တူလေးအဖွဲ့ဝင်နော်ကော်တူလေးကပဲမဲ့အဖွဲ့ဝင်ဖွဲ့စည်းထားတာရှိတာပေါ့နော်ဝင်လာချင်လို့ရှိရင်တော့ဝင်လာလို့ရတယ်နော်ထိုင်းနိုင်ငံမှာနေလို့ရှိရင်တော့မမမျိုးနဲ့ဆက်သွယ်လို့ရတယ်ဒါပေမဲ့နိုင်ငံတကာမှာနေလို့ရှိရင်လည်းစကန်မှုနဲ့ဆက်သွယ်လို့ရတယ်စကန်မှုကတစ်စင်းဒီမှာလည်းပို့လာလို့ရတယ်တလားမဘောင်းဝင်နေရပါပဲဘာပဲဆိုအခုကျမတို့ကော်တူလေးအာမီကကျမပြောပြီးနော်မာဖီယာကန်မဟုတ်ဘူးမူကြီးစေဝါကုမ္ပဏီလည်းမရှိဘူးနော်အဲ့တော့ကျမတို့ပြည်သူလူထုထောက်ပံ့မှုထောက်ခံမှုနဲ့ပဲကျမတို့တော်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့ပြည်သူလူထုရဲ့အင်အားကိုလိုတယ်နော်ဒါကြောင့်မို့တက်နိုင်လို့ရှိရင်တော့မြန်ပြလာကိုဝင်ကြပါအဲ့ဒီတော့ဆိုနေကျမတို့ကော်သူတွေအဖွဲ့ဝင်လောက်ခါစားတော့ဆိုလို့ရှိရင်ကျမမအဖွဲ့ဝင်4 5 600ရှိတယ်တိလာစကန်ဒါမဲ့ဒီနောက်ပိုင်းမှာအဲ့ဒီဟိုအော့တန်စားအုပ်စုတွေကဘိုးချုံနန္ဒများဆဲလာတဲ့ခါကျတော့သူတို့ဘိုးချုံနန္ဒများဘာဖြစ်လဲသူတို့ပြောလာတဲ့ခါကျတော့ဟိုလူထုတွေကလည်းတိတဲ့တိုင်းလေသူတို့စိတ်မှန်တဲ့လူအခွင့်အရေးစိတ်မှန်တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုနားမလဲတဲ့ခါကျတော့သူတို့စုပ်ဝေစုကဖြစ်သွားကြတဲ့အများကြီးပဲ
ဒါပေမဲ့တချို့လူတွေကပြန်လာတာလည်းရှိပါတယ်တချို့လူတွေကကရင်ဖြစ်ပြီးတော့ကရင်အလုံးမလုံးဘူးလေကျွန်မပြောပြီးကော်သူလေဆိုတာကရင်လူမျိုးတစုတည်းပဲနေတာမဟုတ်ကော်သူလေပြည်နယ်မှာတိုင်းသားပေါင်းစုံနေထိုင်ခွင့်ရှိတယ်အပေါ်ချောပြန်လာအသက်သွေးတော့ကော်သူလေအသိမဟုတ်ဘူးဟို1949ခုနှစ်ကတည်းကအပုစောပါဦးတွားတောင်းဆိုကြတယ်ကျွန်တော်တို့ကရင်နိုင်ငံအတွက်ကရင်ပြည်သူအတွက်တိုင်းသားအားလုံးလူလပန်ခွင့်အတွက်အပုစောပါဦးကိုတိုင်ကရေဆွဲခဲ့တဲ့အဲ့ဒီဥပဒေလမ်းကြောင်းကိုချောအသက်ပြန်လာသွင်းတာစကံမူလည်းသိမှာပေါ့စကံမူကနောက်မှလာတယ်ဆိုတော့ဒီကိစ္စတွေသိမသိဘူးအမစားတော့အကုန်သိတယ်ဘာဖြစ်ဆိုတော့ဘူချောနေတာများသူ့ဘာကြောင့်ကော်တူလေးအသက်ပြန်လာသွင်းလဲဒီ KNDO ရာထူးကနေ KNU ခေါင်းဆောင်တွေကသူ့ကိုဟိုဖဲ့စားလိုက်လို့အခုလိုမျိုးသူကကော်တူလေးအာမီကိုသူအသက်ပြန်လာသွင်းတာကော်တူလေးတမတော်စီလို့စီသူ့မှာအစိုးရဆိုတာစီးရမှာပဲလေမဟုတ်လားသူအခုအစိုးရပြန်လာဖွဲ့စည်းတယ်ဆိုတာလေသူမမာဘူးသူမှန်တယ်ဘာကြောင့်ဆိုတချို့လူကပြောတယ်ဘိုချောကစီဦးစီချောလည်းသူ့ပဲအစိုးရလည်းသူ့ပဲဝေဖန်နေကြတဲ့လူတွေရှိတယ်ကျွန်မပြအခုလက်ရှိမြန်မာနိုင်ငံဥပဒေဆိုတာရှိပြီလားအဲ့ဒီတစ်ချက်ပဲကျွန်မမေးမယ်NUG မှာဥပဒေရှိလား KNU မှာဘာဥပဒေရှိတယ်ကျွန်မပြောတယ်နော် KNU ဆိုတာအစကတည်းကကျွန်မတို့ကပြည်သူတရားတယ်ကျွန်မတို့သိတယ် KNU ဆိုတာကျွန်မပြောတယ်ဟိုလုံကြတဲ့အဖုဘုံများခေတော့ဆို KNU ရဲ့ policy ကအရန်လာတယ်အရန်ပြူစင်တယ်နော်အရန်လည်းတက်ကပလောကတော့ဟိုဖုဘုံများတို့တီထောင်ကြတဲ့ဒီ KNU လားကော်တူလေးလားဆိုရင်ကပသိတယ်ကပချီကျူခဲ့တယ်နော်ဒါမဲ့ဒီမူတူစေဖို့တော့အောက်ချလာကော KNU ကလေးစားမှာ NC ရဲ့သွားထိုးတဲ့ခါကျတော့ကိုတန်းမျိုးရောင်းစားလူမျိုးရောင်းစားတရောတွေနဲ့ရောင်းစားလာတဲ့ခါကျတော့အပေါင်စားလာတဲ့ခါကျတော့အခုကရင်လူမျိုးတွေပါဖြစ်သွားကုန်ပြီလေကရင်လူမျိုးတွေဖာဖြစ်သွားတယ်မူကြီးစေဝါတွေဆွဲတယ်ဘဝတွေပြက်တယ်အများကြီးပဲကျွန်တော်တို့ပြောတာဒါကျွန်တော်တို့အမှန်တရားကိုကြည့်လို့ကျွန်တော်တို့ပြောတာနော်တချို့ရွာတွေဆိုလို့ရှိရင်စေးကြောင်တယ်စေးမူးတယ်ဘဝတွေပြက်တယ်ဘယ်မိမမပြောရင်မိမပြောရင်ထုတယ်ရတယ်အဲ့လိုမျိုးဒါကြောင့်မို့အခုကျွန်တော်တို့ကရင်ပြည်သူတရားအနေနဲ့ကရင်အလုပ်ကျွန်တော်တို့လုပ်တယ်ကိုကကျွန်မကိုဖန်တီးတယ်အခုကျွန်တော်တို့သွားနေတဲ့ကော်တူးလေအာမီဂါဘယ်မဲဆိုတာကျွန်တော်တို့အဖုစောပါဦးပြောတဲ့အတိုင်းပဲကိုကရင်ကန်ကျွန်မကရင်ဖန်တီးနော်ဗမာတကြကရင်တကြလက်နဲ့ချစကားအလင်းဘတော်မှမပြောရကရင်ပြည်နယ်ကိုအသိမပေးဖို့ပေးရမယ်နော်ပေးလဲပေးရမယ်ဒါကြောင့်မို့အချိတ်တန်ပြီးကျွန်တော်တို့ကရင်လူမျိုးတွေကငါတို့ကကရင်ပြည်သူကော်တူးလေးပြည်သူကော်တူးလေးပြည်နေမှာမွေးတယ်ကော်တူးလေးထမင်းစားတယ်ကော်တူးလေးရေတောက်တယ်ကော်တူးလေးပြည်သူဆိုတော့ကိုအသိမပြရတော့မယ့်အချိန်ရောက်နေပြီဒါကြောင့်မို့အခုကော်တူးလေးအန်ဒီဘက်တဲ့လောက်တယ်ဆိုတာကိုကော်တူးလေးဆိုပြီးတော့အသိမပြတာနော်အသိမပြတာကိုကကရင်လူမျိုးနိုင်ငံတကာမှာကိုသွားနေတယ်သူများမင်းကြီးကဘာလူမျိုးလဲဘယ်နိုင်ငံရလာလဲကျွန်တော်တို့ကော်တူးလေးနိုင်ငံရတယ်ကော်တူးလေးနိုင်ငံမှာမွေးတယ်လေကော်တူးလေးပြည်သူလေးကိုအသိမပြရမယ်လေကိုကကရင်လူမျိုးကော်တူးလေးလူမျိုးဟုတ်တာဟုတ်ကိုအသိမပြဘယ်သူကအသိမပြဝင်မလဲအဲ့ဒါကြောင့်မို့လို့ကျွန်မပြောတယ်ကရင်လူမျိုးမှန်လို့ရှိရင်ကိုကော်တူးလေးပြည်သူလို့အသိမပြပါနော်အသိမပြုလို့ရှိရင်အခု KNU တွေကကော်တူးလေးအောက်ချုပ်ရေးဆိုပြီးတော့အော်နေပြီနော်တော်နေလို့အော်နေပြီနော်အဲ့ဒါလည်းသတိထားဒါကြောင့်မို့အခုကျွန်တော်တို့ကရင်ပြည်နယ်မှာတခြားပြည်နယ်နဲ့မတူတဲ့အချက်တွေရှိနေတယ်အခုကရင်ပြည်နယ်မှာကျကော်တူးလေးနှစ်ဖွဲ့ရှိတယ်အခုဘိုချောနေတာများကော်တူးလေးတစ်ဖွဲ့နောက်တော့ဒီတောနီတို့အခုပြန်လာအော်နေတဲ့ကော်တူးလေးတစ်ဖွဲ့သူတို့လုံးတော့မှာဘာဖြစ်ဆိုတော့ KNU ရဲ့နိုင်ငံရေးလမ်းစဉ်ကကျွန်တော်တို့ကရင်ပြည်သူ KNU တရားနေနဲ့ကြည်လိုက်မယ်ဆိုလို့ရှိရင် policy ပြည့်စည်တော့ဒါပြောရဲတယ်ဘာကြောင့်ဆိုအခုသူတို့လောက်ရက်တွေအဖြစ်ပေါ်နေပြီလေဟုတ်လားကရင်ပြည်သူလူထုတို့ဘဝပြောင်းသူတို့လုံနေတာဒါသူတို့အခုသူတို့လုံနေတဲ့အလုပ်တွေကလည်းကော်သူလေးအုတ်ချုပ်ရေး policy လို့သွားမလို့ပြောနေတာဒါကျမတို့ယုံလို့မရဘာဖြစ်ဆိုတော့ကျမတို့ပြည်သူတရားအနေနဲ့ကျမတို့ကြည့်တယ်မင်းအောင်လိုက်အာနာတိုင်ကြဘသူကော်သူလေးအာမီကိုအသက်ပြန်လာသွင်းတယ်ဘယ်သူကော်သူလေးအစိုးရကိုအသက်ပြန်လာသွင်းလဲကဘာကိုချပြရဲတာဘသူလဲအဖုဖို့များအဖုနန္ဒများတရားပဲ KNU ဆိုတာကော်သူလေးနှစ်ပေါင်း90ကျော်ပြောက်တော့သူတို့ဗစားပြောရဲလားကော်သူလေးဆိုတာမပြောရဲဘူးဟုတ်လားဒါကရင်လည်းကောလို့တည်လေဘယ်ခေါင်းဆောင်ကော်တူလေးကွာပြောရဲလေဘယ်သူမှမပြောရဲဘူးဟုတ်အခုမှမင်းအောင်လိုက်စစ်ဆောင်မှသူတို့ KNU ကြာဖြတ်ခပဟိုကဘာသိမ့်မှသူတို့ကလည်းကော်တူလေးဆိုတော့သူတို့ထားအောင်လာတယ်အဲ့ဒီပါစတဲ့ဆောင်စီးတယ်ကျွန်မဖားပြတယ်နော်ဟိုလုံခဲ့တဲ့တောနီတို့နော်ဒါတွေကကျွန်မမှတ်ထားတာပေါ့ဗာဗျာကျွန်မတို့ရဲ့အဖုဖို့များသားကိုအနိုင်ကျင့်ကျွန်မတို့မခံဘူးလေဟုတ်တယ်မလားကျွန်မတို့အမှန်တရားကိုကျွန်မတို့ကလိုက်ရဘာဖြစ်ကျွန်တော်တို့အမှန်တရားကြားလို့ဒီတော့လိုင်းကိုပေါင်းလာတာဟုတ်အချိတ်ကုတ်ပြီးတော့ပေါင်းလာတာငွေကြေးအချိတ်ကုတ်ပြီးတော့ပေါင်းလာနော်ဒါကြောင့်မို့ကျွန်တော်တို့ကကရင်လောက်ကျွန်တော်တို့ကရင်လောက်မှာပဲကိုကကျွန်မခုပန်တီးပြီးတော့ကိုကသွားမှာပဲနော်
ဟိုလွန်ခဲ့တဲ့ဒီ2023နိုဝင်ဘာလ6ရက်တော့ကနော်ဒီ KNU ကရင်မျိုးသားအစည်းအရုံး19ညနော်ကိုကရဲအပီဘဖို့အလောက်အမှုဆောင်ကော်မတီတတိယအစည်းအဝေးကို2023နော်နိုဝင်ဘာလ3ရက်5ရက်ထိသူတို့ဆွေးနွေးခဲ့တဲ့အောင်မြင်ခဲ့တယ်လေအဲ့ဒီအကြောင်းတွေလည်းအားလုံးသိကြမှာပေါ့နော်ကရင်လူမျိုးတွေကအားလုံးသိမှာပေါ့ KNU တွေကဗာပြောလဲအဲ့ဒီတော့ဆိုရှင်သူတို့တွေကဒီဘယ်လဲတည်င်းစာစင်းလွန်းပွဲမှာသူတို့ထုတ်ပြောထားတာပေါ့နော်သူတို့ပြောတယ်တဲ့နော်2019ရက်နေ့9လပိုင်း2020တွင်မှာစောနေတာမြန်မာလက်မှတ်ရေးထိုးထုတ်ပြန်ဖွဲ့စည်းထားသောကော်သူတွေအာမီကော်သူတွေတော်မတို့ကလည်းသူတို့ KNU ကရင်အမျိုးသားအစည်းအရုံးကရင်လူမျိုးရေးတမတော် KNL နိလုံးဝမပတ်တဲ့ကြောင်းကို2020နှစ်ဇူလိုင်လ20ရက်အတွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပြီးတဲ့ထို့ကြောင့် KNU ရဲ့တည်ချက်ကိုပါဝင်သူများအားလုံးသိစေရန်ပါဝင်ပတ်သက်မှုမရှိစေရန်အတွက်သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးသူတို့အတိပေးတာပေါ့နော်ကျွန်မပြောတယ်ကျွန်မတို့လည်း KNU ပဲအခုကရင်လူမျိုးတွေအားလုံးကဘာမှနေထိုင်တဲ့ကရင်လူမျိုးတွေအားလုံး KNU လေ KNU ဆိုတာကရင်အမျိုးသားအစည်းအရုံးဟုတ်လားကော်သူလေဆိုတာကရင်ဘာလဲနိုင်ငံအတွက်နဲ့သွားတာဟောကိုကန်ကြမှာနဲ့ကိုကသွားတာနော်ဒါပေမဲ့သူတို့အခုထောက်ရတဲ့စာတွေကကျွန်မတို့ပြည်သူအတွက်တခုကောင်းတာ KNU က KK ပါမာဖီးယားပေါင်းတာကျွန်မတို့အခုနေနာများထောက်တဲ့ကော်သူလည်းမပေါဘူးဆိုကောင်းတာပေါ့ကျွန်တော်တို့ကျေးဇူးတင်အောင်ပဲ နာမည်လည်း အခုသူတို့စီမင်းအောင်တော့သူတို့လောက်မှာအခုနိုင်ငံတကာလည်းသူတို့လောက်မှာအခုသူတို့စက်မှာသူတို့စစ်တပ်တဲ့အောင်မြင်တယ်သူတို့နှမကြီးတွေကြီးလာတယ်ဘာဖြစ်ညာဖြစ်နောက်ဆုံးခိခိပါမာဖီးယားဆိုတာလုံးဝပြင်မလို့ဘူးတွားရင်ဆိုင်ရမှာစစ်ခေါ်ရုံကိုကျွန်မပြောတယ်ဒါကြောင့်မို့လို့ကော်သူလေအဖွဲ့စည်းတွေကော်သူလေတတ်မတော်တွေစိတ်ဓာတ်မကြားနဲ့အာတင်းတာပြည်သူလူထုတွေတကပလောက်တရင်ပြည်သူလူထုကကော်သူလေအာမီကော်သူလေဂါဘယ်မဲ့ပဲထောက်ခိုင်းတယ်တချို့လက်နဲ့ကန်နေတဲ့ကော်သူလေအာမီပဲထောက်ခိုင်းတယ်ဒါပေမဲ့စစ်မြေပြင်မှာသူတို့တွေကမပြောရဲဘူးသူတို့ကိုသူတို့ပြောလိုက်မယ်ဆိုရင်စိမစားပိတ်ခံရမှာနောက်တစ်ခုကတော့ဟိုသူတို့ပြေးလာမယ်ဆိုရင်ကိုကော်သူလေးမှလည်းအခုအင်အားသိမလဲဘယ်လိုပြောမလဲလိုအားချက်တွေရှိနေတယ်ဒါကြောင့်မို့လို့သူများညံနေတဲ့လူတွေလည်းအများကြီးရှိတဲ့စကားမျိုးအဲ့ဒါကြောင့်မို့လို့ကျမအနေနဲ့ကျမပြောချင်တာကအခုကော်သူတွေအဖွဲ့စီထိုင်းနိုင်ငံမှာလည်းရှိတယ်အမေရိကန်မှာလည်းရှိတယ်နိုင်ငံတကာမှာရှိတယ်နော်ကျမတို့အဖေဘိုချွန်းနေတာများသူကနိုင်ငံတကာမှာသူသွားပြီးတော့သူစီယုံပြီးသူဆွေးနွေးပြီးပြည်သူလူထုတွေနဲ့အမပြောပြီးအဖေနေတာများသူ KNDO ရာထူကနေအထောက်ခံလာတဲ့နေရာစပြီးသူကော်သူလေအာမီသူအသက်ပြန်လာသူနေတွေ့လားသူအသက်ပြန်လာသူတော့အင်အားတွေလည်းအများကြီးပြည်သူလူထုကလည်းထောက်ခံမှုအပြည့်အဝသူရတယ်နောက်သူနိုင်ငံတကာသူသွားတယ်ဆိုတော့ဘာကြောင့်သူသွားတယ်အမေရိကန်လည်းသူသွားတယ်ဩစတြေးလျလည်းသူသွားတယ်နော်ဝေလည်းသူသွားတယ်ဂျာမနီလည်းသူသွားတယ်နောက်ပြီးဒီဩစတြေးလျလည်းသူသွားတယ်ဒီဂျပန်နိုင်ငံလည်းသူသွားတယ်သူဘာသွားလို့လဲသူသိတယ်လေသူကနိုင်ငံခြားမှာပညာတလာခဲ့တဲ့ခေါင်းဆောင်တူနော်သူများရဲ့ဒီမိုကရေစီနိုင်ငံလူခွင့်နိုင်ငံမှာသူပညာပြီးဆုံးခဲ့တဲ့ခေါင်းဆောင်တူဒီတော်နီတို့လိုမျိုးကြော်နီတို့လိုမျိုးဟိုမင်းအောင်လိုက်ပေးထားတဲ့ရန်ကုန်ကဘွဲ့တွေနဲ့အာနာစင်ဘွဲ့တွေနဲ့ရလာတာမဟုတ်ဘူးနော်ဒါကြောင့်လူခွင့်ဒီမိုကရေစီသူတို့နားလဲမှာဟုတ်လားဒါကြောင့်မို့ဘိုချောကသူကော်သူတဲ့အာမီကိုသူအသက်သွင်းပြီးတဲ့နောက်မှာသူနိုင်ငံတကာသူသွားတယ်နော်ဒီနိုင်ငံတကာအစိုးရတွေနဲ့သူသွားပြီးတော့သူဆွေးနွေးတာပေါ့နော်သူရဲ့ကော်သူတဲ့အာမီစီပြီးဆိုတော့သူ့မှာအစိုးရလိုအပ်တယ်ဒါကြောင့်မို့သူ့အားပေးနေတဲ့နိုင်ငံတကာမှာရှိတဲ့ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူလူထုတွေအားလုံးလဲသူ့တမန်ထောက်ခံလို့အခုလိုမျိုးသူ government ဆိုတဲ့အစိုးရသူအဖွဲ့စီရဲတာလေကပောက်သူကျင်ညာပြီးတော့သူအသက်ပြန်တော့တွင်းရဲတာလေစကန်မှုအဲ့ဒါပဲကြည့်လေအမပြောတာနော်ဒါကြောင့်မို့ပို့ချုပ်လို့ရမှန်လို့အခုကပောက်ရှိတဲ့ကရင်ပြည်သူလူထုကပို့ချုပ်ထောက်ခံတာပေါ့ဒါပေမဲ့ဒီတော်နီကြော်နီတော့အုပ်စုကတော့ပို့ချုပ်ဘာဖြစ်ညာဖြစ်ပြောတာပေါ့ပြောလဲခရီးမဆိုင်ဘူးကျွန်မပြောတယ်အမှန်တရားဆိုတော့တနည်းကြလို့ရှိရင်ကျွန်မပြောတယ်ဒီထိုင်းလားကရင်လူမျိုးလားပြည်တွင်းမှာနိုင်ငံရေးလူခွင့်ရေးမသိတဲ့လူလားပဲသူကလှည့်လို့ရမှာဒီဖာမအနေနဲ့ပညာစိကရင်လူမျိုးတွေကျွန်မပြောတယ်ကရင်လူမျိုးတွေကျွန်မအထင်ကြီးတယ်ကျွန်မချစ်တယ်ကျွန်မလူမျိုးဘာဖြစ်ဆိုလို့လဲအခုဒီဖာမနေတဲ့ကရင်လူမျိုးဆိုအင်္ဂလိပ်စာတွေဆိုကျွမ်းနေတာဟုတ်လားနိုင်ငံရေးဆိုတော့အကုန်သိလူမျိုးရေးဆိုတော့အကုန်လုံးသိနော်ဒါပေမဲ့ဒီမိုကရေစီလူခွင့်ရေးဆိုတော့အကုန်လုံးသိတယ်ဒါကြောင့်မို့လေသူတို့ပို့ချောသူတို့ဘလောက်ပဲဖြူသူတို့ဖြူလို့မရဘူးအခုပို့ချောသူတို့ဘလောက်လိုက်ဖြူတယ်ကြီးကျွန်မပြောတယ်တမလေးမှာလေကျွန်မကိုယ်တမလေးမှာကျွန်မပြန်တာကျွန်မဘယ်နှခါကျွန်မတွေ့ကြုံခဲ့တယ်ဒီလားကျွန်မတို့ပြန်သွားတဲ့ဒီကြော့အဲကြတော့သူကပို့ချောရဲ့လူလေသူကထိုင်းနေစားနဲ့သူနေနဲ့သွားလာတယ်ကြော့အဲသူတို့လက်ကြံနေနော်ဘာဖြစ်ပို့ချောရဲ့လက်ရလူလက်စားလူသူတို့လက်ဖြူမှာပို့ချောကိုထောက်ခံမဲ့လက်နဲ့ကန်မရှိမှပို့ချောကကြားဆုံးမယ်လေဟုတ်လားအဲ့ဒါကြောင့်မလို့သူတို့ဘယ်လိုလိုက်ဖြူလဲဆိုတော့
ကိုကောသူလေးတွေလက်နဲ့သွားဝယ်တဲ့ထိုင်စစ်သားတွေအစဒီ KNU ဘလို့တွေကနေနမေတွေသူများစီတဲ့ကားနဘာတွေလက်ပေးပြီးတော့ဒီလူလိုက်စစ်သေးသူ့ကားပေါ်မှာဒါတွေစစ်တယ်ဆိုတော့ဖိုင်စီအဲ့ဒီလာပြီးသူတို့လှမ်းလောက်တာဒါမဲ့တော့သေးကျမတို့လူတွေကတော့ကြိုက်ရှိတယ်ကျမပြောတယ်ကျမတို့ရဲ့ကောသူတွေအနောက်ဘက်မှာအဖုစောပါဦးဝိညာဉ်ရှိတယ်အဖုပုံများတို့ဝိညာဉ်ရှိတယ်ဖျားသခင်ရှိတယ်နော်သူတို့ဘလို့ပဲဖြစ်ဖြိုလို့မရဘူးနော်နောက်အဲ့ဒါကြောင့်တတ်မှလေးမှလေပြဿနာအများကြီးကျမတို့ကြုံတွေ့ရတယ်ဒါမဲ့တချို့ပြဿနာတွေကကျမတို့ပြောအခု KNU လူတွေဘာကြောင့်တတ်မှလေးနေရပြန်လူလဲအခုတတ်မှလေးမှဆိုအင်အားကြီးလာပြီလေကောသူတွေမိုးအကွေတို့ဆိုလို့ရှိရင်ကြည့်တဲ့တိချောင်းတော့ဆို900 900ပဲရှိတယ်နော်အခုမိုးအကွေတို့ဆိုတော့မကဘူးအခုဟာဒီမှာဟိုရွာသူရွာသားတွေပေါ့နော်ဖြစ်တဲ့လေကနေဝင်ချင်းနေအခုကတော့တနာမရှိဘူး uniform လည်းမရှိဘူးတိုက်ရေးနေရေးတော့မှငါတို့ကျမတို့အခုဘာလဲအလူငွေတွေစာစုနေတော့ပဲဟုတ်တယ်အမတကယ်ဆိုရင် KTL လေကဘာလဲစစ်ခွဲတာတို့ဘာတို့မရှိဘူးလေသူတို့ပါတာသူတို့ပဲလာဝင်နေသီလားအခုအများကြီးပဲတမဟာလေကတော့ KTL လေးပဲ KTL လေးကတော့90ရာခိုင်နှုန်းရှိတယ်ဒါကြောင့်မလို့တမဟာ6တမဟာ9ဟိုမှာဟိုစစ်သွားပွင့်ရတယ်လေတွေ့တယ်မဟုတ်လားသူတို့ကဘာလဲဆိုတော့ KTL လေးကတမဟာလေးကိုပိုင်မှာဆိုလို့သူတို့စိုးရည်တယ်လေအခုကလူတွေပုတ်ထားတယ်ဒီလားသူတို့အုံတော့ကကြီးရချစ်ချစ်ပဲလက်ပြီးဖြတ်စည်းနေတယ်လေကကြီးရချစ်ချစ်ပို့နေတာတော့မရှိဘူးဒီလိုမျိုးဟုတ်တယ်အခုကဒီလိုလေတာမလေးမှာကျတော့နေတန်ရစာတာပင်လေလဲစီးတယ်ပင်လေလဲနီးတယ်ဟိုအရန်လာတယ်စကားမှုပြကြည့်တာမဟာလေးတောင်းတယ်ပင်လေတို့ဆိုရေကြည့်တော့ပဲဆဲပဲတာမ6မှာကျတော့သူတို့ဘာကြောင့်ပေါ်သူတွေသူတို့နည်းနည်းဖြို့တယ်ဆိုတော့အခုကြည့်တာတွေ့တယ်ဟုတ်လားကျမပြောမယ်အဖုသူတို့လက်ဖြို့တာအဖုပဲလက်ညာလက်လူသူတို့ဖြို့လို့မရတော့အဖုဘိုချွတ်နေတာများတောင်းတယ်မပုတ်တင်ထမ်းစားသူတို့လက်ဖြို့တယ်လောလို့ရလားမရဘူး။ဘာကြောင့်လဲကျွန်မပြောတယ်။အဖုဘိုချွတ်နေတာများဘာတူလဲ။အဖုဘိုများစားထိုင်းပရင်နေနဲ့အကူကြီးတောင်းထားခဲ့တယ်နော်။သူကရင်လူမျိုးအတွက်သူတောင်းထားခဲ့တာ။အသက်တွေစာချုပ်တွေရှိတယ်။ဒါကြောင့်သူတို့ကဘိုချွတ်နေတာများတော်တဲ့ကော်သူတွေကိုဖြို့ဘလို့သူတို့နီလန်မျိုးဆိုလက်ကျန်တော့လည်းကြံမရဘူး။ဒါမဲ့တမ6မှာကျတော့သူတို့စီယိုကြီးကြတော့ရတဲ့လက်နဲ့ကသူတို့စီယိုတယ်လေ။ကျွန်မပြောကော်သူတွေနဲ့နေတဲ့လူငယ်လေးတွေကသူတို့တကယ်သူတို့မျိုးချစ်ဆက်ရှိတယ်တိုင်းမျိုးချစ်တဲ့ဆက်ရှိတယ်တကယ်တဲ့အမှန်တရားကိုကြားတဲ့လူကကော်သူတွေနဲ့သူတို့နေတယ်ကော်သူတွေဆိုတော့ဗာကော်သူတွေစအမှန်တရားကိုယက်တည်တာပြည်သူလူထုနဲ့အမှန်တရားကိုယက်တည်တာ KNU နဲ့တွားယက်တည်လို့ရှိရင်ကျွန်မပြောတဲ့မာဖီယာတွေဖြစ်မှာအခုသူတို့တွေကဘိုချိုနဲ့လည်းသူတို့ဆွဲတယ်ပြောတာမင်း KNU လည်းအမှန်နေပြန်လာနေရမယ်မင်း KNU အမှန်နေပြန်လာနေရမယ်အခုကသူတို့တွားတဲ့ကော်သူတွေ Federal Union ဘိုချိုနဲ့လည်းများစစ်နေတော့သူတို့တွားလို့မရဘူးလေအဲ့ဒါကြောင့်သူတို့တွေကအနည်းလမ်းမျိုးဆိုတော့သူတို့လက်ကြတယ်ဒါပေမဲ့ကျမတို့တွေကသိပါတယ်ကျန်လိုက်ရပေါ့တော့ခိုင်ပြွားမှာနော်အဝဲဆာ receive အမကနားလဲဆိုအဝဲဆာ receive ရတော့ခိုင်မတော့တော့မစလော receive လို့ဘလက်ဘလက်ထလို့ရှိတယ်နော်အလူငွေပို့ပေးလို့အခုဖောက်ရကလားစကားမှုဖောက်ရတယ်လူ100ကျော်ရှိတယ်ဘာဖြစ်ဆိုအကောက်သူများလာထူးတယ်လေအကောက်သူများလာထူးတယ်အခုကျမတို့လေတွေ့အခွေပဲဘိုချိုအခွေတွေ့ဒီနေ့တထောင်ကောင်းတယ်ဟိုတနည်းဆိုဘွယ်အားပေးစကားပေးတယ်မတွေ့လားဒေါ်လာနော်1500ဒီနေ့ပဲလာတာမနေ့ကတော့ဝန်တာလိုက်တာဟုတ်ကဲ့ကျေးဇူးတင်တယ်ကြေပြောမယ်အမဘာမှပြောကရင်နားလဲတယ်ကျမလည်းပမာနားလဲဒီလိုပဲလက်ပြောမယ်နော်အဝဲနေကြည့်ဝါဟဲစတော်လီတာမဘွန်ကြည့်ပွာချရတာမေတာတော့နေဝါချရတာမေတာတော့နေတာမေတာတော့လူဝညောလောနော်အဝဲဖြဲလဲလို့ကရင်ပြည်နယ်မှာမထပ်ပါနဲ့တော့ဝဟာတနာလိုက်တာနော်အခုနေဝါညောတော့ကောသူတွေကလူယုံမလူသားတဲ့ပဒိတ်ကအမလေးပြောကျမပြောတဲ့ဖင်ပြဲအောင်ပြောထောက်ပနေတာအေးကျမပြောတဲ့ဖင်ပြဲအောင်ကျမပြောတဲ့ဘာဖြစ်ဘူးဖင်သွေးထွက်အောင်ကျမပြောတဲ့အမှန်တရားလုပ်တဲ့လူကလေပြည်သူလူထုကလေအခုခေတ်ကလေကျမပြောပြည်သူလူထုကမျက်လုံးရှိတယ်နားရှိတယ်ပါးစပ်ရှိတယ်ကျမပြောတဲ့လိန်လို့မရတော့ဘူးသီလားအဲ့ဒါကြောင့်မို့လို့ချင်တို့ဒါကြောင့်မို့နိုင်ငံသားမှာနေတဲ့လူတွေဘို FQ တို့များကူညီပေးနောက်တော့ဒီတမဟာလေးဒီကျမတို့ရဲ့ဒီဘိုကျော်အဲ့တို့စီမှာလည်းများကူညီပေးဘာဖြစ်အဲ့ဒီနေရာမှာတကယ်အထူးတကယ်မမပြောနဲ့အဲ့ဒါကြောင့် KNU တွေကသူတို့အခုအဖေချောင်းဘိုကျော်အဲ့တို့စီမှာဆိုရင်ဗာလဲဟာဘိုချိုဘိုမြ
အထူးတိုက်ရ အထူးတိုင်းကြီး အော် ဟုတ်ကဲ့ဒီ ဟုတ်ကဲ့ နေ့ပဲ ကြောက်ရဲကကြောက်ရဲအဲ့ဒီမှာကိုဆော့တယ်လေဟုတ်ကဲ့ နော်ဒီနေ့ပဲ ဟုတ်တယ် အလူငွေတာ6တောင်တော့မှသိလားအေးလေပဒေးချိတ်က အဲ့ဒါဟိုကြောက်ရဲတို့ဒီမှာလည်းကူညီပေးတော့နော်အခုကြောက်ရဲတို့လည်းအကူညီလိုနေတယ်အကူညီလိုတယ်သူတို့လည်းဒီအသေးခိုးတွေလိုအားနေတယ်အဲ့ဒါကူညီပေးအောင်နော်သူတို့သွားမဲ့စခန်းတစ်လုံးနှလုံးရှိတယ်အဲ့ဒီမှာ10ပဲလေဘာဖြစ်ဆိုအဖူးပုံများတော့အထူတိုက်ရင်စခန်းတို့မှာသူတို့စခန်းတက်လို့ရှိရင်သူတို့မပြောဘူးသူတို့တဖြည်းဖြည်းသူတို့ ဒီ သွား စာဖတ်ပေးဟောပါလားဒီစာဖတ်ပေးအေးလားအေးစာသူပဲလို့ရေးလဲ เดี๋ยวให้เดี๋ยวกู ဒီကမ มา အေးလားကျမမတွေ့ပါလားအေးอ่ะ ก็รอเมีย ကျွန်မဖတ်မရဘူးကျွန်မဖုန်းရတယ်ကေချောကောခတ်တယ်အဲ့မှာဆိုရတယ်မ อ๋อဘာမျိုးဒီအခေါ်မီတွေကကိုလာပြီးမှကိုကြည့်အာရုံတော့တဲ့ခေါ်မီသွားကြည့်ဒီလားခေါ်မီကြည့်အာရုံတော့ အေးဟုတ်တယ် ได้ชี้ขาด้วยหมอ နောက်ပြီးအခုလေကျမပြောချင်တာကျမတို့တော်လိုက်ရတော့ NGO ဝေဖက်လို့ရှိအကောင့်တွေလက်ထူးတယ်နော် NGO အုပ်စုတွေကစကြည့်မကောင်းအကောင့်တွေလက်ထူးတယ်သူတို့တွေလေ Facebook လက်ထူး Facebook လိုက်ရအခုကြည့်လာသူတို့ရဲ့ဒီကျမအရင်ကြားတဲ့ကျမတဲ့ကိုနန်းနန်းအောင်လေသူက NGO အကြောင်းလေးသူကပြောတယ်အမှန်တရားတွေပဲသူပြောတော့တာဆယ်ပဲဟိုအရန်တော်တယ်သူပြောတော့သူအကောင့်ဆိုသူများထူလာแล้วကော အဲ့ညူကြီးအကြောင်း ထူတယ် စီမှာပဲသူ့စီမှာပဲမြင်များပြအကြောင်းသိလာတယ်လေသူ ဟုတ်တယ် သူ့စီမှာတယ်အမစီမှာပဲကျမဟိုနားထောင်ပြီးတော့ तू ကတော့စကားပြောမယ်ဆိုရင်ဘယ်လိုပြောမလဲ go to the point လေဗါလဲအဲ့ဒီအတိကျပဲလေ ဟုတ်တယ်အထစ်ကြသူပြောတယ်နောက်သူကရက်ချာရပီတာတဲ့စကားပြောလို့ရှိရင်တော့ပီတာသူပြောတယ်ကျမအရင်ကြားတယ်ကျမသူ့အကောင့်တွေချဲတော့ကျမအကောင့်တွေအဟားခံရတယ်အခုသိလားဘာဖြစ်အရင်တော့ဆိုကျမသူတို့အကောင့်မချဲမသိဘူးလေမသိတဲ့ခါကျတော့မရှယ်ဘူးဒါပေမဲ့ဒီနောက်ပိုင်းမှာသူလာတယ်ကျမအရင်ကြားတယ်လေကိုနန်းနန်းအောင်တို့နောက်ပြီးဒေါက်တာနိုင်စော်တို့ရှိတဲ့နိုင်ငံသားမှာ3-5ယောက်ရှိတဲ့ NG အကြောင်းလာပြောပြတာပေါ့နော်ကျမတို့တွေကကရင်တိုင်းလားဒီဗမာနိုင်ငံရေးတို့ကျမတို့ကဗမာပြည်သူကတစိမ့်မဲ့ကျမတို့ကလိုက်လက်လာမှာအဲဒါကြောင့်သူတို့စီကပဲကျမတို့လိုက်လက်လာပြီးတော့ကျမတို့လည်းအမှန်တရားသိလာတာအဲဒါကြောင့်သူတို့ဗမာပြည်သူလူထုအမှန်တရားပြောတာတော့မသူတို့အကောင့်တွေလက်ထုတယ်ဆိုတော့အဲ့ဒါပဲကြည့်တော့လေဒါကြောင့်တိုင်းရင်းသားတွေပေးမဲ့ဖက်တယ်လေကျမတို့ဘယ်လိုသွားမှာလဲကျမတို့ပြောတယ်အဲ့ဒါကြောင့်အကောင်ဆိုအခုကျမတို့ကရင်လူမျိုးတွေလည်းစီစီရရနေပါလက်တွဲပါဒီကော်သူတွေအာမီကော်သူတွေဂါဗမေနဲ့အမြန်ဆုံးလက်ပြလာတွဲပါဒါမှကျမတို့အဖုစောပါဦးရဲ့မူလေးချက်အဖုစောပါဦးရဲ့ချမ်းမထားတဲ့ကျမတို့ရဲ့ဒီနိုင်ငံရေးပေါ့နော်ကော်သူတွေရဲ့နိုင်ငံရေးကော်သူတွေရဲ့ပြည်သူရေးကအောင်မြင်ပါအဲ့ဒါကြောင့်အဖွဲ့အစည်းတွေမှာများများပါဝင်ပါများများကူညီပါအကယ်၍လေအဖွဲ့အစည်းဝင်လာမယ်ဆိုရင်စကိုင်းမှုစီမှာလည်းလက်ခံလို့ရတယ်အမစီမှာပို့လာလို့ရတယ်နော်နမီစရင်တွေပို့လာပြီးလို့ရတယ်ဘာပဲဆိုကျမတို့ရဲ့အဖွဲ့ဝင်လက်စင်ကြီးကြတော့ဒီကော်သူလေဟိုတစ်ဖွဲ့9000ဒီတစ်ဖွဲ့1000အဲ့လိုမျိုးလာမြဝေပေးတာအဖွဲ့ဝင်လက်စင်ကြီးကြတော့ဒါမရလာတဲ့အလူငွေကြတော့ဟိုမှာနည်းနည်းဒီမှာနည်းနည်းလက်ထောက်ပေးရတာပေါ့နော်စီပြေဆောင်နေလဲကူညီပေးတယ်အဲ့လိုမျိုးအမတို့ရလာတဲ့အလူငွေကြတော့ စစ်ပြေဆောင်ကတော့အမြဲပြလာပါတယ်ကျမစီမှာဘာဖြစ်လဲဆိုတော့တော့ဟိုဗါလဲသူများပြစ်လိုက်တားလိုက်ဆိုရင်သူတို့မကြိုက်ကြဘူးလေဖျားတရားလုပ်တဲ့လူစစ်ပြေဆောင်ဆိုတော့သူတို့ပို့တာလည်းများတယ်ရှိတယ် ဟုတ်ကဲ့စစ်ပြေဆောင်တွေကူညီမယ်ဆိုလို့ရှိရင်ဟိုတမလေးပဲဆက်များများကူညီဘိုးအပြီးတော့စီပို့လဲကိုချိုင်းလို့စီလို့ပို့လဲစစ်ပြေဆောင်ရောက်လာပဲဟိုမှာစစ်ပြေဆောင်လူတွေအများကြီးပဲဘာဖြစ်ဆိုတော့သူတို့ကကျမတို့ကလေစစ်ကောသူလေတမတော့ကျမတို့ကူညီပေးမယ်လေသူတို့မှစစ်ပြေဆောင်တယ်သူတို့ကျွေးတာပဲကူညီသူတို့မျှဝေပေးတာပဲအတူတူပဲဒီတမ6တော့ပါတော့မကူညီတယ်ရတာပါပြောတမ6ထမ်းတယ်စားနေနင်းတယ်လေနော်မကူညီချင်တာတော့မဟုတ်ကူညီချင်တယ်ဒါပေမဲ့စစ်ပြေဆောင်ထမ်းနိုင်ငံမှာကျတော့သူတို့ပြောပြီးလေသူတို့ကူညီပေးမယ်လေအေးထမ်းမှာကျတော့တောင်းယူပေးမယ်လေဒီစစ်ပြေဆောင်အရောက်မနဲ့တိုင်းပဲတော့သူတို့တောင်းယူပေးမယ်လို့သူတို့ပြောထားတယ်ဒါကြောင့်မို့လို့မကူညီတယ်ရတယ်ဒါပေမဲ့တကယ်ဒီဟိုစစ်ပြေဆောင်ထိုင်လဲအမမနေတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်အမတိတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်ဒီနေ့ဆိုလို့ရှိရင်မြောက်ဒီမှာတိုက်ပွဲဖြစ်တယ်တူလားအခုဆိုလို့ရှိရင်စောစောဖုံဆက်လာတယ်ချီးပုံနာမှာသွားကနေရတယ်စကံမြတ်သနာစရာကြီးတော်တယ်မှာအ ဒါ မ ပေမဲ့ဒီဟိုမြောက်ဝတီစစ်ပြေဆောင်တွေကတော့သူတို့ဗာလဲအစာတွေဗာအကိုလိုတတ်တရသူများလုပ်ပေးပါတယ် KNU လဲပြီးတော့ ဟုတ်တယ်သူများလုပ်ပေး ကြီးတယ်လုပ်ပေးတယ်အကိုလိုလုပ်ပေးတယ်အတမဟာလေးကတော့အမြင်ပြသူများလုပ်မပေးဘူးပြည့်လို့ဆိုတော့ KNU ကောင်းဆိုဆိုရဘာမှမလုပ်ပေးဘူးလေအဲ့ဒီကျမသိရတဲ့လောက်ကတော့ဗာလဲ pastor တို့ပဲဟိုဗာလဲတောက်ဖို့တရမောတောက်ဖို့တရနေပြီးတော့ကိုရလေသူတို့လက်ကူညီပေးတယ်ဘာဆိုရမှမပေးဘူးနော်ဟိုမှာ ဟုတ်တယ်
အခုကဘယ်လိုပြောမလဲဆိုတော့ NUG ကျတော့သူကပတ်ဆက်နေခိုးတာလဲတော်တော်ပေါ်တယ်ပြီလေအဲ့ဒါကြောင့်သူလည်းရင်ဆိုင်နေရတယ်လေသူတို့ပြဿနာရင်ဆိုင်နေအခု NUG အစိုးရကလည်းသူတို့နိုင်ငံတကာမှာတရားစွဲနေတယ်လို့သတင်းစားတာပေါ့နော်အဲ့ဒါကြောင့်အမေရိကန်မှာနေတော့ပိုသိမှာမဟုတ်လားသူတို့နိုင်ငံရေးသမားတွေလည်းလာပြောနေတာပဲလေသူများသူတို့တရားစွဲနေတယ် ဒီကမှသူ့နာမည်ပါလဲဘာစလိုလား ပတ်ဆက်လို့ဟုတ်ကဲ့ သူကဗာလဲ not correlate မှာလာတယ်လာပြီးတော့ပက်စာတော့ဟိုဗာလဲအလူငွေလာတောင်းတာပေါ့ဒါပေမဲ့အလူငွေလာတောင်းလဲ तू ကအလူငွေလာတောင်းတာဗာလဲသူများဟိုအကျွေးရှိတယ်လို့ပဲယူပြီးတော့ပြတာပဲဘာလူမှုရေးမရှိပါသူများပြောတာကြတော့အဲ့ဒါတော့အဲ့ဒီတော့ तू နောက်တစ်ခါလာတော့သူများမပေးတော့ဘူးလေလူဆိုတာမျက်နှာချိုရှိရတယ်လေကိုအလူငွေဆိုတာသူများပေးမယ်ဆိုကိုကဟိုမျက်နှာချိုတော့ပါတော့ပေးရမယ်သူ့ဥစားဗာလဲသူများသူ့ကိုအကျွေးပေးရတယ်လို့ပက်စာယူပြီးတော့ပြတာပဲသူများပြောတယ်ဒါကြောင့်မလို့ तू ကလည်းလူငွေတွေပါတယ်တိမငွေတော့ဘာဖြစ်လဲဆိုတော့သူတို့အကြောင်းလဲသူများပြသိနေပြီမမိုးလဲဒီလိုပဲအလူငွေတိမငွေတော့ဘူး तू ကဒါကြောင့်မလို့ तू တအားអော်တယ်တိလားဒါအော်လဲငါတို့လည်းကြီးမဆိုင်နိုင်ဘူးလေဘာဖြစ်လို့လဲဆိုတော့ငါတို့အမှတရားလုပ်တဲ့လူလေ तू ကတော့ဘာမေး तू ကျမပြောရတယ်အဲ့ဒီနိုင်မိုးက तू တနေ့တစ်ချိန်ကြာ तू ဘူးလဲမှာဘာပဲဆိုတော့ဘူချောတယ် तू ဆဲတယ်ဖုန်းကြီးတွေကိုလည်းဟိုချီတော့နဲ့ तू လောက်တယ်เนาะကျမတို့ဆို तू ဆဲတယ်လေပတ်ဆက်ပဲ तू ဆဲတဲ့စကား तू စီပဲပြန်ရမှာပဲနော်ဘာဖြစ်ဆိုတော့तू နိုင်ငံရေးလောက်တယ်ဆိုတော့နိုင်ငံရေးအကြောင်း तू ဘယ်လောက်သိလို့လဲမဟုတ်လားလူတကာ तू ဆဲပြီးတော့ तू အနိုင်ယူချင်တယ်ဆိုတော့ဒါတွေကတော့နိုင်ငံရေးစိတ်ဓာတ်မရှိဘူး तू ကလူတကာအနိုင်ယူချင်တယ်စိတ်ဓာတ်လိုပဲကျမတို့ထားတယ်အားကြောင့်ခရီးမဆိုင်ဘူး तू ဆဲပဲကျမပြောကျမခရီးမဆိုင်ဘူး तू ဘယ်တော့မှဆဲကျမပြောကျမတို့ဘို့ချောအတူယူပါဘို့ချောက तू ကလူခွင့်ရ तू သိတယ်လေဒါကြောင့် तू မြတ်ဘယ်တော့မှဆဲ तू ခရီးမဆိုင် तू လောက်စားစီ तू လောက်တာပဲအကောင်ဆုံးပြကြိုးစားတာမဟုတ်ဟုတ်တယ်အခုကျမတို့သွားနေတဲ့လမ်းဘာလဲအခုကျမတို့သွားပါတယ်ဘိုးရခွေရတော့ပါတယ်အကောင်းလဲဆိုတော့အဲ့ဒီဘာလဲဘုံထဲမှာဘိုးရခွေရတော့အတူယူရမယ်သူကပြတ်တယ်ပြီးတော့ပါတယ်လို့ပါလဲဆိုတော့ကျမတွေ့ရတာတကူကတော့ပါကျမပက်ဆံပါပဲပို့နော်သူပါပဲလို့အကိုလို့ပို့ပေးတယ်ပြီးတော့သူအစားတွေ့သူများပြီးတော့မှသူတနာတွေဘာတွေဝဲတယ်သူဘာလဲတနာချီတွေဘာတွေဝဲတယ်သူနော်ဒါစောဘဦးကြီးနဲ့တူတာပေါ့နော်အေးဒါကြောင့်ဘွဲခွေရဒီလိုမျိုးဟိုတနေ့ကသူကျမတို့သူပေါ်လာပြီးတော့ဗီဒီယိုရှိတယ်လေအဲ့ဒါကျမတင်ရတယ်မတွေ့လားအခုစောပေါင်းမှုလေးချက်ရကြီးနဲ့မှအမြဲတမ်းထားမယ်သူများတွေအရန်ကြတယ်ဒီလားဘိုးရကွီဆိုလို့သူများရန်ကြတယ်ဘိုးရကွီလိုမျိုးစိတ်ဓာတ်မျိုးတော်လာရေးကော်သူတွေစီမယ်ဆိုစီတယ်ကျမတို့တကယ်ကျမတို့ကရင်လူမျိုးတွေကအေးစေးပြီးအခုကတချို့လူတွေကဘိုးရကွီတွေပဲစိတ်ဓာတ်မရှိဘူးလေမဟုတ်လားတာပေါင်းညာစားတွေများတယ်လေအဲ့ဒါကြောင့်ဘိုးရကွီလိုမျိုးအတူယူရမယ်ကျမပြောတာအဲကြောင့်အခုကရင်မျိုးတွေအားလုံးကအခုစောပါဦးမူလန်ကြောင့်တော့သွားမယ်ဆိုလို့စင်ကျမတို့ကော်သူတွေနဲ့လာပူပေါင်းပါနော်တိုင်းသားပေါင်းစုံလူမျိုးပေါင်းစုံဘာသာပေါင်းစုံလက်ခံတယ်နော်ကြိုဆိုတယ်နော်အခုနိုင်ငံတကာမှာပဲဖြစ်ဖို့အခုတို့ကူညီတာလားဘာလားကူညီတာလားနောက်စကမ်းမှုစီမှာငွေများဝင်လဲကျမတို့အရင်ဝန်သားတယ်များကူညီပေးဘာဖြစ်လဲဆိုတော့ဘိုးအခုတော့တကယ်မမှန်ကကန်လို့တယ်တမလေးကော်သူတွေကတကယ်မမှန်ကကန်လို့တယ်တမ6လည်းတကယ်မမှန်ကကန်လို့တယ်ဒါပေမဲ့တမ6မှာကျတော့သူတို့အခက်ခဲများတယ်လေအဖွဲကြီးတွေများတယ်လေအေးလူများကြည့်ပလားticket plus စကန်သွားတာမှစီကောင်စီကိုရက်ခပို့ဝင်တဲ့အဖွဲတွေလည်းရှိသေးတယ်ဒါကြောင့်မို့လို့သူများဘယ်လိုပဲပြောကျမပြောတဲ့ကော်သူလေးကိုပြောတဲ့လူကတော့တနေ့တစ်ချိန်ရသူတို့ခံရမှာပဲတကယ်ကော်သူလေးတွေတကယ်လောက်ပါတယ်စကန်မူရဲ့အရန်ကိုလောက်ပါတယ်ဘာပဲဆိုတော့ကျမတို့တွေကသိတယ်လေနေတာပဲဟိုဗာလဲဟိုစစ်ဖြစ်တယ်သူများလိုက်ဝါနေမတင်လို့လေဒါကြောင့်မလို့သူတို့ပြောတယ်အဲ့ဒီလူတွေကစိတ်မတက်ဘူးပါရညာတွေ short ပြောတာပေါ့နော်လူကသူများအကြောင်းမှမသိတာငါတို့ကသိတယ်ဒါပေမဲ့ပြောမယ်ဆိုရင်လည်းမလုံကြုံလို့ပြီးတော့လဲဟိုသူကအဲ့ဒီစစ်သားတွေ့တဲ့ဟိုစီစာရအောင်ပါလေတိလားသူတို့ကဟာလိုက်တောင်းနေတာပဲသတောင်းစားတွေသတောင်းစားလဲဘာမှဖြစ်ဘူးအဲ့ဒီသတောင်းစားပဲဟိုကိုနိုင်ငံကိုပြည်ထူထောင်မှာတိလားဟုတ်တယ်နောက်ပြီးတော့အခုသူတို့ပြောတယ်မသိလားနင်တို့ကော်သူတွေကမြို့လည်းမဝင်ဘူးမြို့ဘယ်နှလောက်တားလို့ရပြငါတို့မြို့တွေမှာမဝင်ဆောင်ဘူးမြို့တွေမှာမာဖီယာတွေရှိပြီငါတို့ဝင်ဆောင်မလို့ဟုတ်လားမြို့တွေမှာငါတို့ဝင်လို့ရှိရင် KNU တစ်စိတ်တားမယ် KNU တစ်စိတ်တားမယ်ဘာတော့လုံးမှာလဲငါတို့ရဲ့နေမြေမှာငါတို့တိုက်မှာမဟုတ်ငါတို့နေမြေမှာလည်းစစ်ကောင်စီစခန်းတွေအများကြီးပဲရှိတယ်ဒီမဟုတ်လားငါတို့နေမြေမှာငါတို့တိုက်မှာဟုတ်တယ်အမဒါကျမပြောချင်တယ်ကြည်လို့ပြောမယ်နော်အဝဲပွားချက်တနော်နဲ့တော့လေချွာလေဒူရလာဟာဝေဘူးလေဒူရလာဟာဝဒါပလီစခန်းပလီဝဒါတာတူနေတလုံးပါလေဒူနမေဘာတာဒူနေဒူလာဟောပွားညလေဟဲခုလွယ်လာနတာလောတာကလေလကရပြင်းလာတဲ့လူကငါတို့ဟော
ရေမထုတ်ရမယ်နော်ဘာမထုတ်ချွာညလေဟဲ့လေကျတော့ဒီကပလစခန်တဲ့ကျတော့ဟိုအဝရစခန်လေအတူတူတဲ့ဖာနမမေလောနေဝေဘူးနေလောညောလေကြီးอ่ะအခုနဝတ်တော်ဟာမောမျိုးတလူဝေဘူးမတလူပူလာနေဒီမျိုးတေးဘာတဲ့တေးဘာမှမတေးဘူးမထူချဘူးနော်ဒီဟာအဝရနမေမာဘာတာလေလားကမြဝေဒီမျိုးမြပြဟာကရေငါတို့ခေညူပြအုတ်ချဖို့ကလေအခြေအများကြီးလိုသေးတယ်သူတို့ပြလာတော့အခုရပြီအခုကမချစ်သူတမျိုးအခုရပြီဒီလိုပဲဒါကြောင့်မလို့ငါတို့KTL နော်ဘောပကကောသူလေသူမှုတို့နေပတတ်ချီပါ မေ တနာဘဝဘကညောလကကောသူလေသူမှုတို့နေခေါ်ဖလတပတ်ကဲတို့ကဲထောပါတချင်မဖြစ် မေ ချင်ဘူးသူတို့ကပေးတာပဲ ဟုတ်တယ်နော်ပေးတာပဲသိတယ်အခုတည်းအဝရဟဘာမတဲ့ချတမှုတို့တမျိုးနေဘာကညောလို့တကူဘကူသေးဝညောလက်တပါချနေအကနာဝဲတိကောနေအော်တဝဲနေမေတမင်းနေဝတင်ညာတိကောလွန်တီအခုနေအမဒီနေ့ကျတော့ဒါပဲမဟုတ်လား မပြီးသေးဘူးလေပြောရအောင်မယ်ဘာပဲဆိုတော့ဟိုခုနပြောတော့မေးတယ်ကြီး မေးတယ်ဒီပါမေးတယ် ကျမတို့ပေါ်သူလေးအားမရလေသူများပဲလာပဲပြောကျမပြောတယ်စိတ်ဓာတ်မချနဲ့သူတို့တွေကဘယ်တော့မှဖြစ်ရဆိုစီတော့ပို့စားလို့ကိစ္စလည်းလိုက်ပြောအခုရဲရင်ကိစ္စလည်းလိုက်ပြောဟိုပြောဒီလာတော့မှသူများပို့တယ်လာလွင့်ပြောနေပြီလေဘာကြောင့်ပြဿနာစနေလဲဒါတချို့လူတွေကနေစစ်မြစ်ပြင်ကိစ္စသူတို့မသိသူများရဲ့အဖွဲ့စီကိုနမိပြက်စီချင်တာအဲ့ဒါပဲသူတို့သိတယ်ဒါကြောင့်ပဲကျမပြောတာတယ်ကျမတို့စိတ်မဝင်စားဘူးနောက်တော့သူတို့မြို့တယ်ပဲသွားတိုက်ခိုင်းတယ်ဆိုတော့ကျမပြောတယ်လေမြို့ဆိုတာအမှန်မှန်တိုက်ကြတယ်မလို့ဒီမင်းအောင်လိုက်ကိုလေကျမတို့ BD အဲ့ဒီအသက်မသိတဲ့နင်းလန်ပေါ်လို့ရတယ်ကျမပြောတယ်နိုင်ငံရေးဥပဒေနဲ့ကျမတို့မင်းအောင်လိုက်ကိုတိုက်ယူရမှာအခုကကလေးတွေကို BD အဲ့ဒီမြို့တယ်ပဲသွားခိုင်းနေမြို့တယ်သွားခိုင်းနေတယ်မြို့တယ်သွားခိုင်းတဲ့ကကျမသွားတဲ့ line မှာမိုင်းတွေသူများထောင်လာတယ်နော်ဘောတွေသူများထောင်လာတယ်ကိုကလေးတွေလည်းလက်ပြချီပြတယ်အခုဆိုကြည်လားစစ်ကောင်စီလူတွေတက်လာတာအများကြီးပဲဘသူကသိလဲလူငယ်လေးတွေပဲသိတယ်အမှန်မှန်ဆိုမြို့တဲ့ကိုပေးဝင်မဲ့အစားကိုအရင်နိုင်ငံရေးကိုဥပဒေဆောက်ကိုစ조사ကျွန်မပြောတယ်အဲ့ဒါဆိုကလေးတွေအသက်ပေးဆောင်မလို့အခုကျွန်မတို့ကော်သူတွေကမြို့တယ်မဝင်ဆောင်မြို့တယ်ဝင်ဆောင်မလို့လေကော်သူတွေကဒီနေတော့ရဲ့ NUG အစိုးရအမှန်ကျွန်မတို့မနေ KNU လက်အမှန်ကျွန်မတို့မနေကျွန်မတို့တွေကကိုယ့်ကကျွန်မကိုကဖတ်တီးပြီးတော့သွားတာတော့စင်စင်လေးမယ်ဒါကြောင့်တချို့လူကပြောတယ်နေတော့ကော်သူတွေကဘယ်မြို့တိုက်လို့ရပြီတဲ့ဘယ်နဲ့တိုက်လို့ရပြီတဲ့ကျွန်မတို့ကမြို့တယ်တော်အသက်မပေးသိဘူးဘာဖြစ်ကျမတို့အဖိုးဖွားထားတဲ့အမှုကမြို့တယ်မဟုတ်တော်တယ်မှာပဲကျမတို့တော်တယ်မှာကော်သူလေးနေနေအများကြီးပဲကျမတို့တိုက်ယူမှာမဟုတ်လားဒီတော်တယ်မှာကျမတို့တိုက်ယူပြီးကျမတို့နေမှာပေါ့ကော်သူလေးပြည်သူလူတွေအဲ့တလို့ပြဆောက်ပြနေမှာပေါ့ဗာပြတယ်မဟုတ်လားဘယ်သူကလာပြောလဲဘယ်သူကလာမပြောအေးစင်းလေးပဲဒါကြောင့်မို့လို့ကော်သူလေးတတ်မတော်ကသူ့မှာထားရုံမရှိဘူးမာဖီးယားရုံမရှိဘူးပြည်သူလူထုထောက်ခံမှုနဲ့ပဲသွားမယ်အဲ့ဒါကြောင့်မို့စိတ်ဓာတ်မချတဲ့ပြည်သူလူထုတွေကတော့အားလုံးအမှန်တရားပဲကြားတယ်နာခုပို့စားလို့ကိစ္စဆိုကြည့်ပလားဟိုဖာမိုဆယ်ပလိုက်တာနိုင်ငံသားလူတွေ သူဘာမသိဘူးသူဘာမသိဘူးသူဘာပြောလဲဆိုတော့တိလားသူဘာပြောလဲဆိုတော့အဲ့ဒီအချိန်မှာဘာလဲပိုစာလို့သူ့ကိုတဲ့တာတော့ဘာတော့ပေါ့နော်စကိုင်းမူကတော့သူ့ကိုသူတက်တယ်ငါကျမကိစ္စတခုမသိဘူးဆိုရင်အဲ့ဒီလူကသူ့ကိုသူတက်တယ်ငါ 100% အတိအကျမပြောဘူးသူ့လိုမျိုးမဟုတ်ဘူးသူနဲ့မနဟာကျမကိုသူ့လိုမျိုးလို့သူထင်နေတာလားမသိသူ့မိမနဲ့ကျမပြောတယ်အဲ့ဒီနေ့ကသူ့မိမကရှိတယ်သူပြလာတာသူမျက်နှာမကောင်းဘူးဘာကိစ္စတွေဘာသူတို့ဆွေးနွေးတာပေါ့နော်ဒါမဲ့သူမာစရာရှိသူမာထားတယ်ဒီလိုမျိုးပြီးတော့မှအဲ့ဒီအချိန်မှာဆက်လို့ရပဲမလဲဆက်လို့ဟောဖိုးကြီးเจ้าမှာဖိုးကြီးเจ้าသွားတယ်နော်ဖိုးကြီးเจ้าမှာသွားတယ်တကြံဆိုတော့ပြီးတော့ရဲမသွားဘူးရဲမိမနဲ့နေခဲ့တယ်ဒါမဲ့နောက်ကျတော့သူကထွက်သွားတယ်ပိုစာလို့တော့ဟိုမှာဗာလဲဖိုးကြီးเจ้าမှာရှိတယ်ပြီးတော့အဲ့ဒီသူရဲမိမဖိုးခေါ်တာပေါ့နော်ဒီတနတ်တာကြားတယ်ဗာရင်ပြီးတော့အဲ့ဒီရဲမိမနဲ့သူတို့နဲ့လက်ရှာတာပေါ့တော်ထဲမှာခုတော့သူပြောတယ်တက်သေးဆာလို့တက်တယ်တချို့လူပြည့်မိမယ်မသိဘူးဒါပေမဲ့ဆက်လို့ပြစ်တာတော့မဟုတ်ဘူးဆက်လို့မှဟိုးမှာအဖိုးကြီးတို့တခြားလူနဲ့ရှိတယ်လေဟိုမှာသိလားသူလက်နဲ့တော့မဟုတ်ဘူးသူပြောတာသူမျက်စိတွေ့တယ်လို့ပဲပြီးတော့ကျမတတိကိုပြောတာ तू ကောက်မူနာမထောင်ဘူး तू ကောက်မူနာထောင်မနဲ့ပြပြောချင်တယ်ကျမသူ့ကိုပြောလိုက်တယ်မင်းကကျမတတိကိုပြပြောချင်တယ်တိုက်ခိုက်မယ်ဆိုရင်
သေချာနားထောင်ကျမဘာတွေပြောနေတာလဲကျမကကြီးပဲပြောတာလဲနင်ကကြီးမဆိုတော့ကကြီးလိုနားလဲမှာပေါ့ပြီးတော့သူများတမျိုးပြောသူတမျိုးပြပြတိုက်ခိုက်ဒီလိုမျိုး ဟုတ်တယ်သူတို့တွေကတကယ်အောက်တန်းစားနေအောက်တန်းစားအောင်ရှိတယ် တမျိုးပြတိုက်ခိုက်တယ် နောက်တော့သူအခုသူ့လူတွေမပြောလားရဲရင်ပေါ်တွေလက်တင်ပဲပါပြောတယ်စလော RPG ပောက်ကရပြည့်ပြီးတော့ရဲရင်သွားထိတာရဲရင်တေးတယ်ပြောတယ် မဟုတ်ဘူး အာ တရက်တင်တာ မဟုတ်ဘူးဟုတ်တယ်မဟုတ်ဘူးဘာဖြစ်ဆိုတော့ အနိုကိစ္စဗီဒီယိုဖိုင်တော့ဘာလို့သူများသူ့ကိုပြောတယ်ဘာဖြစ်လို့ဒီလိုလောက်တာဗီဒီယိုကိုရိုက်လိုက်တာလဲရဲရိုက်တာတယောက်မဟုတ်ဘူးလေ3ယောက်4ယောက်ဗီဒီယိုရိုက်တာလေအဲ့ဒီဗီဒီယိုကဘာလို့ပို့လိုက်တာလဲမသူတချို့လူကမသိဘူးသူက RPG ပြေးတာတော့အဲ့ဒီ RPG ပြေးတာရဲပြောစရာမလိုဘူးအဲ့ဒီရှေ့မှာလူအကုန်လုံးသိတယ်ဆက်လို့ RPG ဟာပြေးတာလူပြေးတဲ့လူတော့မသိတယ်ရဲပြောစရာမလိုဘူးသူများဘယ်လိုပြောမလဲကိစ္စတော့တမျိုးသူတို့ဟို live ပေါ်ကနေပြောတာတမျိုးဒီလိုမျိုးလက်ဟပြဿနာလက်ရှာနေတာလေ तू ကဘာဖြစ်လို့ဆိုတော့အလူငွေတက်မငွေတော့ဘူးလေကျမတော့ မဟုတ်လေအခုကတော့ KTL အဲ့ဒီ KTL တိကပလမလာအဲ့ဒီ KTL ထောက်ပံ့ငွေတွေပါနေညာနေညနေပြားတော့ဝေးပါနဲ့တရက်ဆိုရင်မြဝင်နေဒါမဲ့တခါတလေကတော့လဲကိုမအားဘူးဆိုတော့သွားထုတ်ရတာတို့ဘာလို့ရှိသေးတယ်လေဒါကြောင့်ဟာအကိုလို့တော့မှကျမမပြောဘူးနော်ဘလောက်လဲနေနေညတဲ့တော့မှကျမအလူငွေမခံဘူးတခါတလေပဲခံနဲ့ဒါမဲ့သူများတချို့တော့ကျမစီမဟာဖိုးဆက်တဲ့အဲ့ဒီနေတော့ခေကျလမှာပါတယ်လို့လေအမနဲ့ပါပို့ချင်နေပါတယ်ရှိသေးတယ်ပေါ်စရာမလိုဘူးတိလား तू ကဘယ်လိုလဲမသိငါတော့လူဟာလူငွေလာတာလား तू မကြိုက်လို့လားဒါမှမဟုတ်အဲ့ဒီလာစေဖော်တော့မှ तू ဆဲတယ်လေအဲ့ဒီလာစေဖော်တော့မှ तू ဆဲတယ်ပြောတယ်ပါတယ်ညတယ်အလူငွေက तू တယောက်တည်းပဲလိုချင်တာလေမတကယ်တော့ तू နာမည်လိုချင်တာလေနာမည်လိုချင်တယ်ဆိုရင်ကိုစကပြောတာဘယ်လိုပြောရမလဲဆိုတာ तू မသိဘူးလေအစင်တန်း तू မသိတဲ့ကြတော့ तू ဗာလဲတိတ်ခါတွေဘာတွေမှမရှိတာတိတ်ခါမရှိတဲ့လူပဲသူ့ကိုသွားထောက်ပါတာပေါ့ဒီလိုမျိုး ဟုတ်တယ်ဘာပဲဆိုသူလောက်ရဲတွေလဲသူများသိကြပြီလေအလူငယ်ခံဟိုလူဆဲဒီလူဆဲကျမပြောတာပဲကော်သူလေဆိုတာကရင်ပြည်သူလူထုကကော်သူလေးကိုချစ်လို့ကော်သူလေးအတက်တက်လာသူတော့သူများကူညီပါတယ်ဆိုမှပဲနောက်မှသူအရန်ထောက်ခံခဲ့တဲ့လူတရားကိုသူကပြတ်ဆဲတယ်ဆိုတာဒါသူစိတ်ဓာတ်ဗလားအောက်တန်းကျသွားပြီဆိုတာဒါသူ့ကိုသူပဲထုတ်ဖော်လာတာဘယ်သူမှထုတ်ဖော်စားမလို့ကျမပြောတယ်ဒါကြောင့်မို့သူဆဲဆိုတဲ့စကားတွေတနည်းချသူစီပဲရမှာပဲနောက်တော့စကန်မူကနိုင်ငံခြားမှာနေတာလေအကဲတစ်ခါတလေပတ်စံတွေပါနေလွဲတာအခက်ခဲရှိမှဆိုအမဘန်ထူဘန်ဆိုရင်လွယ်လို့ရတဲ့ဘန်တလုံးရှိတယ်နော်ဘန်ထူဘန်ဆိုတော့သွားထုတ်စားမလို့သူကဒါလိုက်ဘန်တွေမှာပဲဝင်တယ်နော် ကျမပို့တဲ့ကိစ္စကလောကဘန်ထူပါပဲအမဒါမဲ့တချို့လူကတော့အစိတ်မှနေတယ်လေတခြားစိတ်မှနေတော့သူတို့ကဘန်ထူပါကျမစီမှာပို့လို့မတဘူးဆိုတော့သူတို့ကအဲ့ဒီဆိုင်မှာသွားပို့ပြီးတော့ကျမအဲ့ဒီဆိုင်မှာပဲကျမသွားထုတ်ရတာမြဒီနေ့ကတော့2000ကျော်သွားထုတ်ရမယ်အမနဲ့စကားပြောပြီးဆိုရင်အပြေခဏသွားရမယ်2000ကျော်သွားပို့ရသွားထုတ်ရမယ်သူများပို့လာတာပေါ့နော်ဟုတ်ကဲ့အဲဒါနိုင်ငံခြားမှာအခက်ခဲရှိတဲ့စကားမျိုးတွားထောက်စားမလို့ဆိုလို့ရှိရင်ဟိုအမဒီမှာဘန်တယ်လို့ရှိတယ်ဘန်တူဘန်ဆိုလို့ရှိရင်ပေါ့နော်ဘယ်လူစီကဘယ်စီကိုပို့ပွေးချင်းနေဆိုတော့ပြောလို့ရတယ်အမတို့လုပ်ပြီးလို့ရတယ်အဲ့လိုမျိုးကူညီတာပေါ့နော်တစ်စင်းပါပြောဆိုတော့အလုပ်သမားတွေဆိုတော့လည်းအလုပ်ရှိတယ်လေဒါမဲ့ဒီကျမတို့ရပေါ်သူလေးအာမီအတွက်ကူညီရမယ်ဆိုလို့ရှိရင်ကျမတို့တွေကအနစ်နာခံပေးတာဗာပြောဆိုတော့ကျမတို့ပေါ်သူလေးအာမီကအခုတော့အကူညီလိုအားတာပေါ့နော်ဟိုတောင်စားရမဟုတ်ပါတော့ပဲဆက်တကယ်လိုအားတယ်ဟိုမနေ့ကဆိုလို့ရှိရင်လိုခဲ့တဲ့တပတ်ကြော်တော့ဆိုလို့ရှိရင်ဆိုအင်္ဂလိပ်လို့ဆိုလို့ရှိရင်အစစ်မှနေထမီတော့မစားရဘူးတချို့ထမီဆိုရင်ထမီတိုးတွေစားနေရတယ်ဒီလားဘာပဲဆိုလူများတယ်လေလူများတယ်ဖွဲ့စီများတဲ့ခါကျတော့လူမျိုးပဲချွေးတာစားရတာပေါ့နော်3-5ရက်ရေမချွေးရဘူးကျွန်မပြောတယ်ဒါကြောင့်မလို့မြေပြင်ကလူတွေအတွက်ကျွန်တော်တို့ပို့ပြီးတော့အာရုံစိုက်ပေးရမယ်နော်ကိုယ့်ရဲ့ကော်တူးလေးသူများဘလောက်ပဲပြောကျွန်တော်တို့ကစိတ်ဝင်စားကျမတို့သိတဲ့အမှန်တရားဆိုတာဘာလဲနော်ကျမတို့အခုလုပ်နေတာအမှန်တရားဆိုတာအမှန်တရားနောက်ပဲကျမတို့သွားဟုတ်ကဲ့အခုကလည်းဗာလဲဘိုကျော်တဲတော့လားသူတို့လည်းတော်တော်များများအစားဗာလဲဟိုအစားလည်းတိမရှိဘူးဒါပေမဲ့ဟိုတပတ်ကတော့ဟိုပုတ်ပြီးတယ်အမတယောက်ပုတ်ပြီးတယ်သူ့ဒါပေမဲ့အဲ့ဒီဘိုကျော်တဲတို့လည်းကုညီချင်းနေဆိုရင်အဲ့ဒီအမခရနာမျိုးလည်းဆက်တော်လို့ရတယ်နော်ကျမလည်းဆက်တော်လို့ရတယ်ဆက်တော်ရတယ်ပြဖို့အခုကျော်ကျော်အစီတို့နဲ့ဆိုတကယ်တက်တဲ့လူကတော့ငါတို့ထောက်ပရမှာပဲ KTL တကယ်တားတဲ့လူတွေဟုတ်တယ်တကယ်တားတဲ့လူတွေအပဲဆိုတော့ကျမတို့ရကရင်လူမျိုးဖြစ်တယ်ဆိုတာ
တိုင်းသားတွေမခွဲဆောင်ကျမတို့ကဒီကရင်ကောင်းဆောင်နေကျမတို့တက်တွယ်ပြီးဆွေးနွေးရမယ်တကယ်ဘယ်လိုလုပ်လဲသူတို့ပြောပြတယ်အခုကြော့အဲဆေးလို့ဆိုစစ်တကယ်တားတယ်တကယ်လောက်တဲ့လူတွေဒါပေမဲ့သူတို့နမီမရှိဘူးနမီမဖော်ဘူးနော်ကျမတို့ကရင်တွေအများသောအဖြစ်နမီမလို့ချင်ဒီတော်လိုင်းရေးမြက်ပြီးစေချင်တယ်အခုကရင်ပြည်ထဲမှာစစ်တပ်တယ်ဆိုတာဦးဆောင်တဲ့လူကကရင်ကောင်းဆောင်တွေကြီးပဲစကားမှုသိလားဒီ KNA ဆိုကရင်ကောင်းဆောင်တွေကြီးပဲ KNDO ဆိုတော့ကရင်ကောင်းဆောင်တွေကြီးပဲစင်ပြောမယ်ဆိုကျွန်တော်တို့ကရင်လက်နက်ကန်တွေကသူတို့တော်လိုက်ရလောက်လာတာနိပေါကြာပြီလေနော်30စီပြီဒီနေမြင့်တွေသူတို့ကျွမ်းကျင်တယ်စီဗျူဟာတွေလည်းသူတို့ကျွမ်းကျင်တယ်ဒါကြောင့်မို့သူတို့ဥဆောင်မှုတော့သူတို့လောက်ရတယ်တချို့တပွင့်ဆိုရင်သူတို့ကြဆောက်သွားတဲ့မိမနဲ့ကလေးနဲ့ပိုင်းနဲ့ကြိုင်ခဲ့တဲ့လူလည်းရှိတယ်ဒါပေမဲ့ဒီကိစ္စတွေကတော့ကိုကမထောက်ပံ့နိုင်တဲ့ခါကျတော့အခုညီမတောင်းဘူးလေအဲ့လိုမျိုးကိုကနိုင်တယ်လို့ပဲကိုကအခုညီပေးတယ်အဲ့လိုမျိုးဒါကြောင့်ဖြစ်နေမယ်ဆိုကျွန်တော်တို့ကရင်လူမျိုးတွေကျွန်တော်တို့ပြောချင်တာကအဖွဲ့အစည်းမခွဲနဲ့ပေါ့နော်တားနေတဲ့အဖွဲ့အစည်းတွေအခုကြော်တဲ့တို့ပြည့်ဒါပေါင်လို့လည်းတကယ်တားတယ်နော်နောက်တချို့လူတွေကဒါပေါင်ကဘာဖြစ်နေကြပြပြောနေကြတယ်နော်စကားမှုနဲ့တခါတလေပြောတာဘာလို့ကြားတယ်ဒါပဲဘာမှဖြစ်ဘူးနောက်လုံခဲ့တဲ့တော်လေးရတော့တခုအမြင်မရှင်းတာတော့မချစ်သူနဲ့ပတ်သက်တယ်လို့ပါတယ်ညလို့ပေါ့နော်ကိုကရှင်းချင်တယ်ဆိုရင်ဒီမာဖီးယားဖွဲ့စည်းနဲ့မပတ်သက်ဖို့လိုတယ်ကိုကအောက်မှာဖြစ်ကိုကဘယ်လိုလဲတကယ်ပဲတက်ချင်တယ်ကိုပြီးအဲ့ဒီစေကောက်စင်ကိုတိုက်ခိုက်ဗာလဲတက်ချင်တယ်ဆိုရင်တော့မာဖီးယားလူတွေနဲ့မပေါင်းရင်ကောင်းတယ်ပေါင်းမယ်ဆိုရင်သူတို့ကစကားပြောတက်တယ်လေသူတို့ဒီလိုမျိုးတွေးဒီလိုမျိုးကိုကတော့အမတရားမသိတော့ဘူးဒီလိုမျိုးရှိတယ်နာပြီးတော့တချို့စစ်ရေးရလေသူတို့ပေါင်းနေဆိုတာလေဘာတွဲကြောက်လဲဆိုတာလေသူတို့စစ်ပြူဟာရှိသေးတယ်နော်အဲ့ဒါကြောင့်မို့လို့ကိုပြောလို့မရသေးဘူးနောက်လွန်ခဲ့တဲ့လင်္ကာရက်တော့ဆိုဖို့တော့ဘောတို့ကော့ကလိုက်ပဲချမ်းမှာစစ်ကူသွားပေးတယ်စစ်ကူသွားသူသွားတဲ့လမ်းမှာပဲသူကားသူများမိုင်းနဲ့ထောင်းတယ်နော်ကားဒီလိုမျိုးဖြစ်သွားတယ်သူလူနေရတော့ထိခိုက်ရဒါပေမဲ့သူတို့တော့ဘာမှဖြစ်ဘူးအဲကြောင့်တည်ရဒီမှာဆရာဘူတာဘောပဲပြောက်တော့တဲ့ဒီမှာထင်အမှန်တကယ်တော့ဒုက္ခမြလဲဒုက္ခမျိုးကြုံနေရတယ်ဒီကဆဲတာဘူတာဘောကခုကော့ကရိမှာသူတွားတယ်မြောက်ဝတီမှာမရှိတော့ဘူးဟုတ်တယ်သူကကော့ကရိဘက်မှာနေရတိကျတော့မပြောပါဘူးဘာလို့ဆိုအန်ဒီစီအခုဘူတာဘောကျတော့မူတော့လေသူ့လာတယ်လေချစ်သူလေသူ့လာတယ်လို့တည်င်းကြားတယ်နော်အဲ့ဒါကြောင့်သူကအန်ဒီရကြီးတယ်လေဘာဖြစ်ဆိုသူက BTS ခေါင်းဆောင်လေးဖြစ်တယ် KND မှာလည်းသူကအလုံးလုံးတယ်ဆိုတော့သူကအကြားမှာညနေတဲ့လူတယောက်ဖြစ်တယ်လို့မျိုးအဲ့ဒါကြောင့်ဘို့လို့တခါတလေဒုက္ခမြလည်းဘာမှပြောသူများဆဲနေလို့မဟုတ်ဘူးသွားတော့ဆိုရင်သူမြောက်ပြမစဲဘူးအလုံးနဲ့ပဲလောက်ပြတယ်ဟုတ်တယ်နောက်ပြီးတော့အခုဒီကော့ကလိုက်တာပွဲတော့မြောက်ဒီတာပွဲဆိုသူ့လည်းကောင်းချောတယ်လက်ကောပဲဆိုတာအဖေဘာပြကျမကျတော့တိတယ်ကျမကျတော့ဘူတာဘောတဲ့တွဲနေတဲ့ KNA တွေဆိုကျမမြင်တဲ့စကားပြောတယ်ကျမတို့အကိုအရွယ်စစ်တယ်ဆိုတော့အကျော်တော့ပဲကျမတို့ခေါ်တယ်နော်ကျမကရင်ကောင်းဆိုတယ်ဆိုတာခူတော့ကျမတရားမခေါ်ဝဲကြော့ဝဲဖူခွာကျမလေးလိုပဲခေါ်တယ်လေဘာစကရင်တွေကယဉ်ကျေးမှုအားဒီလိုပဲနော်သူတို့တွေကလည်းကိုဝဲချနာဘဝဲဖူမှုနောက်သူတို့ကအဲ့ဒီလိုပဲခေါ်တယ်စိုက်ကောင်လာပါလေကျွန်တော်တို့အကိုတွေအရင်စိုက်ကောင်တယ်သူတို့ကစီးရေးကိစ္စသိတယ်ဒါကြောင့်မို့သူတို့တခါတည်းပြောရဲပါတဲ့ငါတို့ကရင်ကောင်းဆောင်နေရပါတော့ဒီမိုပြောတော့တရားမှအကောင်မရှိတော့ဘူးဒါမဲ့မဖြစ်ဘူးလေပြောတယ်ငါတို့လောက်ဆက်စီငါတို့လောက်မှာပဲခုကြော်တဲ့တော့လောက်တာဟုတ်တယ်သူကခွဲချမတတာဟုတ်တယ်သူကခွဲချမတဘူးသူက NUG ကိုပဲဦးစားပေးတယ်ပြီးတော့ဗမာလူတွေပဲသူဦးစားပေးတယ်ဒါကြောင့်မလို့ကရင်လူတွေကတော့ဘာမှမဟုတ်ဘူးလို့သူထင်သွားတယ်လေအဲ့ဒီငါတို့ကသူထင်တာငါတို့ကရင်တွေကအရေးချင်းမရှိတဲ့လူဒီလိုမျိုးသူထင်တာဒါမဲ့တကယ်ကြတော့ငါတို့ကရင်ကများပြရေးချင်းပိုရှိတဲ့ပိုရှိတဲ့လူဆိုတာ तू မသိဘူးကရင်တွေကတော်လာရင်ဆလို့ရကရင်တွေပဲလေဒါကြောင့်သူများကရင်အရန်ကြောက်နေတယ်လေစကမ်မှုဒါကြောင့်ကရင်တွေခွဲအောင်ပေါလေးခွက်ဖြစ်အောင်မလို့လောက်ရမလို့ဆိုတော့သူတို့ဒီလိုဖန်တီးရတာဗျာစစ်ကောင်စီကမတွေ့ဘူးလားနောက်ပြီးအခုဒီအဖုဘိုပြီးတော့ဆိုလဲတူအဖုဘိုပြီးတော့သူတို့ဘာသာသူတို့နေတာဒါပေမဲ့အဖုဘိုပြီးတော့ရပတ်တဲ့ဆဲကိုဝို့တာတော့ဒီ DKBA ငြိမ်းချမ်းရေးကောင်စီကပေါ်ထူလို့နေနိုင်ကပေါ်ထူလို့ဒါအစတည်းသူတို့လောက်နေကြတယ်နော်နောက်ပြီးကျွန်မပြောဖုဘိုပြီးဆိုလို့စင်နေအဲ့ဒီဟိုကရင်ပြည်ထဲမှာနေခြံနေနေမြေတွေတခုရှိတဲ့ဘို့တခါတော့စစ်ကောင်စီလာတိုက်တယ်ဒီလာတိုက်သွားတာဖုဘိုပြီးပဲသွားဖြစ်စင်ရတာအဲ့ဒီကိစ္စတွေသိတာဒါမဲ့ဖုဘိုပြီးကသူကနမီမလို့ချင်ဘူးလေသူရဲ့ကရင်လူမျိုးတွေအတွက်သူကူညီပေးတယ်သူကသာသနာနေမြေမှာသူအလောလောတယ်သူတောင်းလို့ပဲသူလောတယ်အဲ့ဒီမျိုးသူမစုံစဘူးတချို့လူဖုဘိုပြီးကတစ္ဆာဖာစစ်ကောင်စီတွေလူပေးတဲ့ဘာညာသူများပြောတယ်အမေရိကန်တာတယ်မဟုတ်ကျွန်မပြောတယ်ကျွန်တော်တို့ကရင်ပြည်နယ်မှာလေအဖွဲ့အစည်းတွေများတယ်အဖွဲ့အစည်းများတဲ့ခါကျတော့မနာလို့ကြတာများတယ်တည်င်းတကူကူသူများလာပေးဆိုကိုတေးသေးချာလေးလာရတယ်ကိုကတည်င်းသမား
နောက်ကိုလေးလာလို့အမှန်အကံမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ခေါင်းဆောင်တွေကအစဲခံရတယ်လေမဟုတ်လားပြီးတဲ့တိုင်မှာအခုကျွန်တော်တို့ကိန်းလူမျိုးတွေကကိန်းခေါင်းဆောင်တာမသိလို့ရှိ BDS တွေအနိုင်ကျင့်လို့မျိုး BDS တွေကိုဟိုမကျွေးလို့မျိုးအဲ့ဒီမျိုးပြောခံနေရတယ်အခုမျိုးဒါပေမဲ့အမှန်တကယ်ဆိုမဟုတ်ဘူးကျွန်မပြောတယ်ကိန်းပြည်နယ်မှာလည်းကောင်းတဲ့ BDS စီတို့မကောင်းတာလည်းရှိတယ်ပဲကျွန်တော်တို့ KNA တွေမှာလည်းကောင်းတဲ့လူစီတို့မကောင်းတဲ့လူရှိတာပဲကျွန်မပြောတယ်ကောသူလေးမှာလည်းကောင်းတဲ့လူစီတို့မကောင်းတဲ့လူရှိတာပဲ DKBA တမဟာ6ကတော့ဗာလဲဟိုမင်း online နဲ့မြန်ပြလုပ်တယ်ဟုတ်တယ်မြန်ပြလုပ်ဒီပိုပြီးတော့တိတ်မတိတ်ချဘူးဒါပေမဲ့သူများပြောတာကတော့အဲ့ဒီအချိန်မှာအဲ့ဒီဘိုဗာလဲဟိုကျော်တဲတို့နဲ့တက်ပွဲဖြစ်တာပိုပြီးအဖွဲတဲ့နောက်သူများပြဆိုစားတော့ပိုပြီးအဖွဲပဲသူများပြောတယ်ဒါပေမဲ့အဲ့ဒီဘယ်ဒီဇေရိုဘာတို့သူတို့ချင်းလာလားတော့မသိဘူးလေဟုတ်တယ်ဘာသာဆိုင်လဲတယ်လေဘာသာဆိုင်တို့လည်းဘာဖြစ်ဆိုဖူပိုပြီးနဲ့အတူတူအများနဲ့နေတယ်အမတရားတော့ကျွန်တော်တို့အများနဲ့ဆက်သွယ်တယ်လေမေးတဲ့ဖူပိုပြီးသတင်းကြားပြီးဆိုသူ့သွားမေးပြီးသူပြောတယ်သူဖူပိုပြီးနဲ့မနေ့ကပဲသူသွားတွေ့တယ်မဟုတ်ဘူးအခုကရင်ပြည်နယ်မှာကျွန်မပြောတယ်ကျွန်မတို့ထောက်ဖို့အကြမ်းမှာပေါ့ဒီ BDS အကြမ်းမှာပေါ့ KNA အကြမ်းမှာပေါ်သူလေးကြမ်းမှာစစ်ကောင်စီလူကနေရာတကာတိုင်းမှာရှိတယ်ကိုကရင်တွေတွေ့ခွဲဖို့တတိထားမယ်စကားမြင်ကြည့်လားအဲကြောင့်အမတတိပေးခြင်းအမခုတိုင်ကြတော့လေဒီတော်နိုင်ရေလောက်လာတာ3နှစ်ရှိပြီအမလေးလာတယ်နောက်ဒီကိုအတူတူလက်တွဲနေတဲ့ခေါင်းဆောင်တွေကလည်းလူဟောင်းတွေနော်ဒီလူဟောင်းတွေမဲ့ကိုကလိုက်လစ်လာပြီးတော့ကိုကအတွင်းတင်းတွေလိုက်ယူပေးတာအဲ့လိုမျိုးနောက်ပြည်သူတွေဆိုတာလည်းတချို့ပြည်သူလူထုတွေကလည်းသူတို့ကိုကလိုင်းလွှင့်နေသူတို့တည်တယ်သူတို့တင်းလာပေးတယ်လေပေးပြီးတော့သူတို့ပြန်ဖြည့်တယ်အဲ့လိုမျိုးဒါကြောင့်မို့တင်းသူများလာပေးလို့စင်တယ်သူများ Facebook ကောက်လို့သူများအတိုင်လို့လိုက်မပြနဲ့ကိုကအဲ့ဒါမှတင်းအမှန်ကန်သူကိုသိမှာနောက်မြေဒီမှာဆိုလို့စင်တယ်ကျွန်မပြော KNA တွေလည်းနှစ်ဖွဲ့ပြဿနာဖြစ်နောက်ဒီ BDS တွေလည်းပြဿနာဖြစ်ကြတာပဲဘာဖြစ်ဆိုနေရာတကာမှာအခက်အခဲရှိတယ်လေဟုတ်တယ်လေနောက်အခုမြန်မာနိုင်ငံမှာဥပဒေ NG ဆိုတာလည်းဥပဒေမရှိတဲ့ခါကျမင်းအောင်လာမလုပ်ရတာဘာမှမရှိမင်းအောင်လာသူဘလောက်တော့မှာအခုကရင်ပြည်နယ်မှာဒီနေ့သူတို့လာကျဲတဲ့ဘောတွေအနုမြင့်ဘောတွေနဲ့နော်အနုမြင့်ဘောတွေနဲ့ပါသူတို့အနုမြင့်ဘောခဲအဝဲပတ်လက်ခဲမီကမမဲထားပြီးတော့လာအောင်မယ်နော်အဲကြောင့်အခုအဖွဲ့စီကိစ္စပြောတယ်သူများဘိုးကျဲတယ်ဒါမဲ့ဘိုးကျဲတာအဲ့ဒီစစ်ကောင်စီရှိတဲ့နေရာမှာဗာလဲစစ်ကောင်စီရှိတဲ့နေရာမဟုတ်ဘူးသူတို့ဘိုးလာကျဲတာဟိုအပြေကနေသူတို့ဘိုးကျဲတာအဝေးကနေသူတို့ပကကြပြည့်တာအဝေးကနေသူတို့ပကကြပြည့်တာခြိုက်ချတဲ့အရှိမရှိနေတာပေါ့အဲ့လိုမျိုးအခုကခြိုက်ချတဲ့အရှိမရှိသေးတယ်ဒါမဲ့တကယ်လာအောင်မှာဘာဖြစ်ဆိုတော့မင်းအောင်လိုင်ကတော့မော်ချီတူကိုသူပြောလိုက်ပြီလေဘာဖြစ်သူတို့တော်တဲ့နိခုငါသူတို့ပေးယူလောက်ထားတယ်မြောက်ဝတီတယ်လေအဲ့ဒါကြောင့်ပေးယူလောက်ထားတဲ့အတွက်ကြောင့်မလို့နိခုငါမှာရတဲ့လက်နဲ့တွေသူ့ကိုပြတ်ပေးရမယ်အခုဒီမြောက်ဝတီမှာတဲလာတာစိုးဝင်ဦးဆောင်တော့တက်လာတာဟိုလုံခဲ့တဲ့တပားတော့စိုးဝင်သိပြီးသူတို့ပြောတယ်မသိဘူးဒါသူတို့မင်းအောင်လိုင်ကလက်ကွဲလောက်လာတာမော်ချီတူတို့လက်ကွဲလောက်လိုက်တာဒီလားစိုးဝင်ကလည်းမော်ချီတူရဲ့ကာကွယ်ပေးတာဒီလားအဲ့ဒါကြောင့်မော်ချီတူကလေရောဝရုပ်လို့မရဘူးကျွန်မပြောတယ်အခုမြဝတီသူတို့တပွဲအောင်မြင်တယ်ဆိုမြဝတီကကော်တူးလေပြည်နယ်ဆိုလို့ရှိရင်ကော်တူးလေအလှန်နဲ့သူတို့ထောင်ရမယ်နော်ကရင်အလှန်နဲ့သူတို့ထောင်ရမယ်အခုအဲ့ဒါမှမရဘူးသူတို့ထောင်လို့မရဘူးအဲ့ဒီ view ဟာမှာပဲသူတို့ထောင်လိုက်တယ်အဲ့ဒီမြောက်ဝတီမြို့တွေမှာဆိုရင်ကရင်လန်တလားမှမရှိသေးဘူးနော်နိခွန်ငါမနေ့ထိုင်းတနေ့မှာထွက်တယ်နော်သူတို့သွားထောင်တဲ့အလှန်အမြင့်ရဲ့ဘေးမှာမိုင်းပေါတဲ့ပြီးတော့အဲ့ဒါပဲကြည့်လိုက်ကျွန်မပြောတယ်မစင်းဘူးသူတို့ကိစ္စမစင်းဘူးအခုကတော့ပြဿနာတဲ့အောင်မှာပါတယ်ဆိုတော့ဒီမြဝတီမြို့နဲ့ဒီနိခုငါနဲ့အမောင်ချစ်သူတို့ကဒီ KNA တွေနဲ့ဘူပေါင် BDS တွေနဲ့သူတို့အပေးယူလောက်ထားတယ်လူငယ်လေးတွေကတော့သူတို့မသိဘူးလေလူကြီးပန်းတို့သွားဆွေးနွေးပြီးတော့အပေးယူလောက်ရတဲ့တန်းပွဲအောင်မြင်ပြီမဲ့လေသူတို့အချင်းချင်းပြဿနာတဲ့အောင်မှာအခုကမင်းအောင်လိုင်ကလက်နဲ့ပြန်တောင်းတယ်အကယ်လက်နဲ့မပြတ်ပြေဘူးဆိုလို့ရှိရင်မော်ချီတူကမင်းအောင်လိုင်ဘဲကိုရက်တိမလားမော်ချီတူမင်းအောင်လိုင်ဘဲရက်တိမယ်ဆိုလို့ရှိရင်သူ့ရဲ့ကာစီနိုဆွေကောကူမှာမင်းအောင်လိုင်တော့ဖြို့မှာပဲအမပြောတဲ့မော်ချီတူဒီမင်းအောင်လိုင်မှာလေသူ့ရဲ့ယူကရိန်းလက်နဲ့တွေရှိသေးတယ်နောက်ပြီးတော့သူမထုတ်တော်ရသေးဘူးနော်လက်စီယာလက်နဲ့တွေရှိသေးတယ်ဘာပဲဆိုလုံခဲ့တဲ့2020နှစ်တော့အမသူ့ငယ်ချင်းတရားစီတယ်အမမှလည်းထိုင်းပလိုက်စစ်တာရှိတယ်သူငွေချင်းရှိတယ်သူပြောတယ်သူတို့လာဆွေးနွေးတယ်သူတို့ဒီမင်းအောင်လန်လူတွေပါလာဆွေးနွေးတဲ့ထိုင်းမှာသူပြောတယ်ဟိုလုံခဲ့တဲ့တနည်းကြော်တော့သူကမင်းအောင်လန်တို့နေပြီးတော့မှတယောလက်စီကလင်းနေလာတယ်ဟုတ်လားလာတာပါလာလောက်လေအဲ့ဒီလက်နဲ့တွေသဲလာနေတာအဲ့ဒီလက်နဲ့တွေကမင်းအောင်လန်တိုင်းသားနေမြေမှာသူချမှာဒါပေမဲ့အခုလက်စီကျမတို့မြင်သလားမြန်မာနိုင်ငံကြီးอ่ะဗောနော်
ကရင်နေတယ်သူလုံးလို့မရတော့ဘူးကချင်လည်းသူလုံးလို့မရတော့ရခိုင်လည်းသူလုံးလို့မရဘူးသူများခေါင်းဆောင်ကပြတ်သားတယ်နော်ပြတ်သားတယ်ပုတ်ပွင့်လေးလေးသူကပြည်သူဘက်ကိုရက်တည်ပြီးတော့စီရဖော်ဆောင်တယ်နော်နိုင်ငံရေးကိုဖော်ဆောင်တယ်အခုကျမတို့ KNU တွေလိုမျိုးဖားတစ်ပိုင်းငါးတစ်ပိုင်းသူတို့အလုံးမလုပ်ဘူးနော်ဖားတစ်ပိုင်းငါးတစ်ပိုင်းအလုံးမလုပ်တဲ့ခါကျအခု KNU မှာဆိုရင်နှစ်ချမ်းခွဲထားတယ်သူက NC ရဲ့တစ်ချမ်းဒီမိုကရေစီတစ်ခမ်း NUG နဲ့တစ်ချမ်းသူတို့လက်တွဲတယ်အမှန်တကယ်ဆိုတော့ကျမပြောတယ်6ဖြစ်ပူလေ6လီဖူနေတပူဟောလားပကညတဲဝဲနော်ကျက်ဖိနဲ့ကျက်အဖောက်ဖိနဲ့တပါးတယ်ပဲသူတို့ဘယ်နှစ်ချမ်းမကွက်ခွေမီကပဲအခုအဖြစ်ပေါ်နေပြီမောင်ချစ်သူလည်းအဲ့ဒီလိုပဲအဲ့တော့သူတို့အဲ့ဒီလင်းပြန်လာသွားတာနေပြီးတော့တို့2020တော့နော်လာသွားတာ last year နိုင်ငံမှာလဲနေသူတို့လာချပြီးတယ်မင်းအောင်နိုင်ကျမပြောတယ်အခုကနင်းပညာခေတ်လေးစကားမှုဆိုရင်ခေါင်းတွေကျွမ်းကျင်တဲ့လူဘာသာစကားတဲ့အများကြီးတားတဲ့လူစကားမှုသိမှာမဟုတ်လားဒီအဲ့တလောကဒီညေဒီချန်ငါအဝဲကနေဒီ RPG နဲ့စော့မယ်ဘယ်အချိန်သူကဖမ်းလာပြီးအခုမှချစ်သူအဲ့လားဂျော်နီအဲ့လားမင်းအောင်အကောလို့သိမင်းအောင်ဘယ်အချိန်ပဲလာလုံးနေဆိုတာပဲမင်းအောင်အချိန်ဆွဲနေတယ်ဒါပေမဲ့အခု तू မလုပ်သေးဘာဖြစ်မှချစ်သူ तू တုံချလို့ရသေးတယ် तू မလုပ်သေးဘူးနော်ဘာဖြစ်ဒီတည်င်းကကျွန်မအစားတယ်ကျွန်မသိတယ်ဘာဖြစ်ကျွန်တော်တို့တော်လိုက်စားလောက်ကြတယ်ကနေပြီးတော့အပေါင်းသေးတွေလည်းရှိတယ်ရန်ကုန်မှာအပေါင်းသေးတွေလည်းရှိတယ်စစ်တပ်မှာနေတဲ့ဖရဲသီးတွေလည်းကိုကသိတယ်သူတို့ပြောတယ်အခုဒီနေပြီးတော့မှာအခုစစ်ကောင်စီလာချတော့တဲ့ last ရလက်နဲ့တွေကဘယ်သူအတွေ့တယ်တော့မသိဘူးဒါပေမဲ့အခုအချိန်ကြာရပြီမော်ချစ်သူတို့တဲ့ပဲကျွန်မထင်တယ်ဘာဖြစ်အခုမြဝတီရနော်အခုသူတို့မြဝတီကိစ္စဒီလိုမျိုးဟိုးမော်ချစ်သူဘာတစိုက်မလဲခင်အမသိတယ်ကလေးတရားလာပြောတယ် BGF ပဲအနော်ကျွန်တော်တို့ဘာတစိုက်လဲရမယ်ဘာတစိုက်လဲဘယ်သွားမလဲအခုဘာတစိုက်ကအရောက်တော့ကောင်းလဲရမယ်ဘာပဲဆိုအဲ့ဒီကလေးမော်ချစ်သူကစိုးဝင်နဲ့တွေ့တယ်လေမော်ချစ်သူကစိုးဝင်မင်းအောင်လည်းသူ့နေပြီးတော့ခေါ်တယ်တော့လာသူမသွားဘူးဘာပဲဆိုမော်ချစ်သူသွားလို့စင်ဒီကိုကပြည်သူခေါင်းဆောင်လိုမျိုးတို့လားမင်းအောင်လိုက်တရုတ်တဲ့ထဲပို့ရမယ်အဲ့ဒီမျိုးမင်းအောင်လည်းသူ့လောက်မယ်ဆိုလို့သူမသွားရဲဘူးသူမသွားရဲတဲ့ခါကျသူဘယ်လိုလုပ်လဲစိုးပြီးသူခေါ်လာတာကဲရင်ကြီးနေခေါ်တော့တိုင်ပင်တာနင်ပါလှုပ်ချင်းလေမော်ချစ်သူပြောတာပဲလေမော်ချစ်သူပြောတာပဲသူကရင်ပြည်သူလိုက်တာပဲလေငါတို့ဗမာလူမျိုးတွေငါတို့မကြိုက်ဘူးငါတို့ကရင်ချီတိုက်ရတာအနည်း30ကျော်ပြီဒါကြောင့်ဒီတစ်ခါငါတို့ကရင်လောက်ငါတို့လောက်တော့မယ်မင်းအောင်လိုက်လက်စားငါတို့မစားတော့ဘူးငါတို့ပြည်သူလူပဲရက်တိမယ်ဆိုတော့မော်ချစ်သူပြောတယ်နော်ဒါကပါကြော်သွားပြီနောက်တော့သူစိုးနဲ့သူပါတိုင်နေတယ်အထက်က BGL လာပြောတာနော်သူတို့လာတိုင်ပြင်တော့တာကရင်ပြည်တယ်မှာအင်အား2000သူတို့တောင်းတယ်မော်ချစ်သူစီမှာအင်အား2000သူတို့တောင်းတယ်နော်ကျမကျတော့ live လို့ခေါ်ပြီးကျမမကြည့်ဘူးဘာဖြစ်လဲဆိုတော့ကျမ live မှာပဲကျမဥတီပြီးတော့ကျမပြောတာနော်ဒါကြောင့်အင်အား2000သူတို့တောင်းတယ်အင်အား2000ရလို့စင်တော့တမခုနေနော်တမခုနေဖတ်မျိုးလမ်းပွဲမျိုးကြာရင်မျိုးမချစ်သူတို့ပိုင်တဲ့နေမြေတွေလာမတိုင်းနဲ့မချစ်သူမလေးပြည့်တနာရှိတယ်နော်လေးပြည့်တနာတောင်းလက်ရှိတယ်သူချတာပြီအဲ့ဒါကြောင့်ဆိုဝင်နဲ့သူပြောပြီးငါရဲ့တမခုနေမှနေလာပြည့်ရင်ငါလည်းနေလို့ပြည့်ရမှာပဲအဲ့ဒါကြောင့်မလို့နေလို့ချင်တဲ့အင်အား2000ငါစပြီမယ်နော်အဲ့ဒါကြောင့်မင်းအွန်လိုင်းစိမှုထားဥပဒေဆိုတော့မင်းအွန်လိုင်းအသက်သွင်းလိုက်တယ်တွေ့လားရန်ကုန်တိုင်းမန္တလေးတိုင်းနေပြည်တော်တိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတို့ဆိုမင်းအွန်လိုင်းက72နှစ်နဲ့35 45အထိအရွယ်နော်စိမှုထားရမယ်မထိုင်မရဘူးသူများတွေပြေးတာဗောမဟုတ်လားနောက်တော့ပြဿနာတွေရှိတာဗောဒါပေမဲ့ကရင်ပြည်နယ်မှာကျတော့မော်ချစ်သူအဲ့လိုမျိုးမလုပ်ဘူးနော်မော်ချစ်သူဘာပြောလဲဆိုတော့ငါတို့ကမင်းအွန်လိုင်းလာစားမစားတော့ဘူးငါတို့ကရင်လူမျိုးတွေလက်နဲ့ကန်ရတော့ပဲအခုငါတို့ပြန်လာဘူပေါတော့မယ်ငါတို့ BGM မလုပ်တော့ဘူး KNA ကရင်တမတော့ KNA စနစ်အာမီဆိုပြီးတော့ငါတို့ဖွဲ့စည်းမယ်စိုက်ဝင်စားတဲ့လူလာလို့နော်ဒီကရင်တမတော့လောက်တဲ့လူတလောက်နှစ်သိန်းပေးမယ်မော်ချစ်သူလက်စီရောက်တာနော်သူကိုယ်တိုင်စီရောက်လို့မရဘူးလေ BGS တစ်ဆက်နဲ့စီရောက်ရင်စီရောက်မရဘူးလေကရင်ပြည်သူလူထုဘာဖြစ် BGS ဆိုကရင်တွေအသေးယူတာဟုတ်လားအသေးမောတာနော် BGS တွေကလူရောက်မှာနေစားတဲ့ခွေဒါကြောင့်မလို့ဘယ်ပြည်သူမှသူတို့ကြည့်လို့မရဘူးကျမပြောတဲ့ရွာတိုင်းမှာနေစကန်အဖွားကြီးတွေဆိုတော့မချစ်သူသွားကြော်ချစ်သူကပါကြော်ချစ်သူထိုင်တယ်တလား6ပါဘယ်လိုထားပြီးဆိုချချူများကြော်ချစ်သူပြဆဲတာသူအဲ့ဒီလောက်ထိဒါလည်းသူစမ်းမရှိတယ်ကျမပြောမချစ်သူနောက်လာတဲ့ဖုံကြီးတွေအမှုပညာရှင်တွေလက်နဲ့ကလည်းပြည်သူတွေကမချစ်သူပတ်စံကိုစားရလို့မချစ်သူကချမ်းသာတယ်ဒီအဲ့ဒါကြောင့်မချစ်သူအမလေးဖရတဲ့တဲစီရီတဲ့အဲ့ဒီမလို့နောက်တော့မချစ်သူအခု
ရွာသူရွာသားတွေသူလက်ကောက်တယ်သူကစစ်မှုထမ်းဥပဒေသူမကျင်ညာဘူးနော်မင်းအောင်လည်းအတွက်သူလုပ်ပြတာငါတို့ရွာလှုပ်ချုပ်ရေးလောက်ရမယ်တရွာကို2ယောက်3ယောက်လောက်ရမယ်ဆိုတော့တမခုနီးမှာရှိတဲ့ရွာတိုင်းကိုသူလိုက်ပြီးတော့လောက်တာအဲ့ဒီလိုမျိုးအခုလည်းလောက်တယ်ဒါစကားမသိလား အခုက ဒါမကတဲ့ခါနိုင်ငံမှာ သူတို့ဟိုပက်ဆန်ထူထောင်ထားတယ်လေသူတို့ဘာလဲဟို ဖေးထောင်လာ ဖိတ်ထောင်ထားငါးထောင်လားမသိပန်း ဘာငွေ9000 ငါးထောင်ပေးမယ်တဲ့ ဘာငွေ9000တလောက်9000သူတို့ရဲ့ဒီ KNA ဝင်မယ်ဆိုလို့ရှိရင်တလောက်9000ပေးမယ်ဘာငွေအခုအဖြစ်ပေါ်နေပြီလေမြောက်ဒီစစ်စီရဲ့အဖြစ်ပေါ်နေပြီမချစ်သူဘယ်လိုလောက်လာလဲအဖြစ်သေးလားဘာအဖြစ်လဲဆိုတော့မချစ်သူကမြောက်ဒီပဲသူအုပ်ချုပ်မယ်ဒီနေတော့395353ကွန်ပျူတာကိုနေတော့တဲ့သွားယူသွား ငါကိမဆိုင်ဘူး ပြီးမစားဘူးငါမျက်ဝေးဒီငါအုပ်ချုပ်နေငါမျက်ဝေးဒီအုပ်ချုပ်ရင်ငါပတ်ဆက်တွေအများကြီးဝင်နေလေငါမာဖီယာဂန်ဒီဖာယိုတွေလည်းရှိတယ်လေဒါကြောင့်ငါဘယ်သူမှကခီးမဆိုင်ဘူးဒါကြောင့်နေတော့ KN လည်းငါမပေးဘူးနေတော့ BDS လည်းငါမပေးအခုတော့ပြဿနာတဲနေပြီဘာဖြစ်ဆိုအစားရကျွန်မပြောပြီးမှချစ်သူကသူလူ3ချမ်းသူခွဲထားတယ်နော်လူ3ချမ်းသူခွဲထားတယ်တချိုင်ကျတော့ BGS တချိုင်ကျတော့ KNA တချိုင်ကျတော့ပြည်သူလူထုကိုသူ့ကိုလှုပ်ချုပ်ရလောက်ရမယ်ဆိုတော့သူစစ်ရဲတွေသူသွားပြီးတော့တင်ပေးတယ်သူတင်ပေးတဲ့စစ်ရဲတွေသူဘယ်မှာပို့တယ်နေပြီးတော့ရခံသူပို့တယ်ဒါကြောင့်မို့လို့အဲ့ဒီကြာအင်းမှာစစ်တင်တဲ့သွားတင်တဲ့လူတွေပြေးတာအများကြီးပဲစကားမသိလားပြေးကြတာလက်ခေါက်ပဲအဲ့ဒီကြာအင်းမှာစစ်တင်တဲ့လာတဲ့လူတွေရတယ်ဒီဗမာပြည်သူတွေလည်းရှိတယ်တခြားတိုင်းသားတွေလာတာရှိတယ်ဘာဖြစ်ဆိုမင်းကလည်းဖမ်းပြီးတော့လာပို့တာဖြစ်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီတက်မခုနှစ်မှနေတဲ့ကရင်လူငယ်နေတာသူတို့ထွက်ပြေးတယ်ဘာဖြစ်ကျွန်တော်တို့ကရင်လူထုတွေကတောမှာကြီးလာခဲ့တယ်ရွာဆက်တယ်သူတို့တောတက်ပြီးတော့သူတို့သိပြီးဘယ်ရွာဘယ်မှာလမ်းနေသူတို့အကုန်လုံးသိတယ်ဒါကြောင့်သူတို့ထွက်ပြေးတယ်တချို့လူတွေဆိုလို့ရှိရင်ဟိုစပင်းတွေသူများကတုတ်တုံးနော်တင်တယ်တက်ပြီးတော့အာမရှိမစားရသေတဲ့လူလည်းသေပြေးတဲ့လူလည်းပြေးတယ်ဒါပေမဲ့ပြေးပါမရှိတဲ့တခြားတိုင်းသားတွေကသူတို့ကရင်ပြည်နယ်မှာသူတို့နေမြေမှာမကြွပြေးတာမဟုတ်ဘူးသူတို့မပြေးရဘူးလေနောက်ပြီးအဲ့ဒီနေမြေရောက်စတဲ့ပြေးဖို့ကလည်းလူ2ယောက်3ယောက်ခေါ်ပြီးပြေးလို့မရဘူးလေတရားတယ်ပဲကိုရုပ်ကထွက်ရမှာလေအဲ့လိုမျိုးအဲ့ကြောင့်ဒီပြဿနာလေးအခုချိန်ထိလည်းရှိသေးတယ်ဒါကြောင့်မောင်ချစ်သူရုပ်တဲ့လူကလေမောင်ချစ်သူရဲ့ကျွန်းပဲလောက်ရမယ်အခုသူတို့ထိုင်းနိုင်ငံမှာလည်းရှိတယ်မောင်ချစ်သူထောက်ခံတဲ့လူတွေပါလဲKNA ပြန်လောက်ငါတို့ကရင်လူမျိုးတွေကဒီလိုလောက်ရတော့မယ်ကျွန်မပြောတယ်မောင်ချစ်သူပြောပြီးသူမအင်အခု1000တော့ရှိတာပဲသူတကယ်တိုက်ရှင်သူတိုက်လေမဟုတ်လားအခုကနေ့ခုငါအောင်မြင်သွားပဲနောက်ပိုင်းမှာဘာကြောင့်တိုင်ကြကားတွေတက်လာတယ်တာမခုနေ့နဲ့မောင်ချစ်သူနဲ့ဖိနေပေါ့တယ်ပဲလေကြော်နီတော့မောင်ချစ်သူနဲ့ဖိနေပေါ့တယ်ပဲလေဒီတိုင်ကြကားတွေဘယ်လိုလာလဲလို့ခုနေ့ကပဲတက်လာတာပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါကျွန်တော်တို့ကြည့်ရသေးတယ်အဲ့ဒါကြောင့်မို့အခုဒီနေ့ဆိုလို့ရှိရင်တပ်ဝဲဖြစ်တယ်မြဝတီတို့ဒီကော့ကလေးတို့လုံခဲ့တဲ့3 4ရက်ကတည်းကသူတို့လူထားတဲ့ဒီတိုင်ကြကားတို့တက်လာတယ်ဒါပေမဲ့အဲ့ဒီလမ်းကြားမှာဆိုလို့ရှိရင်တော့ကြားဖြတ်အဖူကျော်တဲ့တို့ BDF ပူပေါင်းမဟာမိတ်ဖွဲ့စည်းတွေကြားဖြတ်တိုက်တယ်လေကြားဖြတ်တိုက်တဲ့ခါကျတော့စစ်ကောင်စီလူတွေလည်းတေးတယ်သူတို့လက်နဲ့ခရနေတဲ့ရတဲ့လူလည်းရတာပေါ့နော်ဒါပေမဲ့ထိခတ်တရားရတဲ့လူလည်းရှိပါတယ်ကျွန်တော်တို့ဒီ KNA လူငယ်လေးတွေလည်းတရားရတဲ့လူလည်းရှိပါတယ် BDF တွေလည်းတရားရတဲ့လူလည်းရှိပါတယ်နော်ဒါကြောင့်အခုဒီမြဝတီစစ်စီရေးကြတော့သူတို့ KNU ပြောသလိုပဲလွန်ခဲ့တဲ့4 5ရက်တော့ KNU ကပြောတယ်ထိုင်ချလို့ရပြီလို့သူတို့ပြောတယ်အမှန်တကယ်တော့သူတို့ထိုင်ချလို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့မော်ချီတူကဒီမြောက်ဒီထိုင်ချလို့ရပြီဆိုလို့ရှိရင်မော်ချီတူကအလိုက်ထောင်ရမယ်လေဘာဖြစ်လဲအခုမြောက်ဒီကမော်ချီတူလက်ထက်မှာရှိနေတာမော်ချီတူက KNU အာနာကိုတိုင်သူလိုမျိုးဖြစ်သွားတာအခုကမင်းအောင်လိုက် NLD အာနာတိုင်သူလိုမျိုးမော်ချီတူလည်းKNU အာနာကိုတိုင်နေတာအခုကဒါကြောင့်မို့အခု KNU တွေဘယ်လိုလုပ်လဲဆိုတော့စောင့်ကြည့်ပေါ့စကမ်းမှုအမြင့်ကြတော့ဘယ်လိုလဲတစ်ချက်ပြောကြည့်ပါဦးကဒါဒီမှာချစ်သူကိစ္စလားတချို့တော်တော်များများကတော့ပြောတယ်ငါတို့နိုင်ငံခြားမှာနေပြီးတော့ဘာမှမသိဘူးလို့ပြောတာဒါပေမဲ့မော်ချစ်သူလက်ကွဲကတော့ဗာလဲဆိုတော့ကိုကတိဒီမြတ်ဝတီကကရင် KNU လက်ထက်မှာရောက်နေပြီလို့သူတို့မြင်မြင်ပြပြောတယ်လေနော်ကရင်လို့ပြောမယ်ဘာအဝရပမေကွာလာတက်ဆော့ဘူးကဲစီဘူးမေကွာလာတက်ဆော့လို့အဒီယာကတဲ့မြတ်ဝတီနေဝကညောနေလီ KNU ပလီဒီနူမေယာဘာသာတနာကြတော့မေကကွာကဒါနေဘယ်ဟာပတ်နကလေပတ်ကြလောနမေပလီဘလော်ဒီနေပတ်တော့အဝရမြတ်ဝတီမြို့ထဲမှာနော်မြတ်ဝတီမြို့ထဲမှာပလေးလာဆက်ကစားအလုပ်ယုံလာပါတယ်
ရှိလို့မရတော့ဘူးလေနော်ဝဲဦးတနေ့လားပါအခုတနေ့မချစ်သူကိစ္စမချစ်သူဘာကတော့မချစ်သူကိစ္စလည်းမြဝတီနေတရှင်းပါတရှင်းပါတလေးပါအခုတနေ့တေတပါလို့သူကတာကလာမချစ်သူကောက်လိုက်တာအဘရိနေတဟာတချို့လူတော့ပါပြောလဲဖပူကိစ္စမှာမချစ်သူမြပြပက်စာတွေတနာတွေပို့တယ်ဘာဖြစ်လဲဆိုတော့ဘာမနခေါ်တာလားဝဲတာဟဘာမချစ်သူမချလောမချစ်သူဘာသာပွားကညောတကတော့မချစ်သူဘာသာကဲဘာသာထောက်ပြလဲကွယ်ထူဝဲလော်ဒီအခုနေမချစ်သူနေဖဲစစ်တမဖဲဝဲတာစစ်တဲနာကဲနာတခဲတာပါလက်တကမလို့တန်စစ်တဲနာပါခဲလော်လွန်ကြီးရနော်တန်မချစ်သူတရဲတက်လေဘာကတော့မြောက်ဝတီခဲနေဘယ်မဟာကနေဝဲတူလောဝဲကဘောယူဟဲဝတဲလဲဟဲတူလောတဒီဒီနေကမလို့ကြည့်လဲလို့လောဘာသာတနာကနေစစ်ကောစီနေဟဲတူလောတဖဲလေစစ်ကောစီနေဟဲတူလောတလူအဝဲတာတက်လချက်လာဒါလောဘာသာနာကပွားကညတော့နော်လာဝဲထော်တာမရှိသူတဲ့ဖာနေခဲနေအတာကတူတဲ့ဖာနေချောတလေတာတော့ဒူလီရလာမရှိသူနေမာနေဘာလောမရှိသူကျလာတက်ချောတက်တူချောတလေတာတကခီကလီလောမရှိသူနေရီရောလီအခုနေနဆိုခေါ်ကွာပြဘွာတဲကမရှိသူမေအာရနခီကသကတော့နေရမရှိသူဖင်ရမရှိသူဖင်လားမရှိသူအဝဲတာတချောတလေပါနော်ဟွာတလို့ချုံမပါဒီတော်လာရဲ့မအောင်မြင်တရွေ့မရှိသူကောက်တယ်လို့တော်လေးမပြောနဲ့အခုအတမဟာဘာတမဟာမငါတို့ကြီးမပိုင်ရသေးဘူးလေ မပိုင်သေးဘူး ဘာမှမ တမငါတော့မရသေးဘူးတော့ဖပ်ဖို့တော့မှ view ဟာကောင်းလို့ရှိသေးတယ်မရဘူးတားရတာလက်ခေါက် အဲ့ဒီ view ဟာကိုကသူတို့ပဲလို့ပြောလဲဆိုတော့3လသူတို့စောင့်မယ်သူတို့တက်မရဘူးလေသူတို့တက်မယ်ဆိုလေရလာတယ်လေလေရလာပြီးတော့လူပြင်းပြားတည်တယ်လေအခုကသူတို့ view ဟာကိုမတက်ခင်တို့ကဘာလဲစခန်းတေးသေးလေးတော့တဲ့တော့မှဟိုကလေးတွေအများကြီးတရားရတယ်ကလေးတွေအများကြီးတိတ်ဆုံးသွားတယ်လေဒါကြောင့်မလို့သူတို့ရဲသွားမရဲတော့ဘူးအခုက KNL လေးတော်တော်လေးနဲလာပြီအများကြီးထိခိုက်တရားရတယ်ကြားဆုံးတယ်ကြားဆုံးတယ်အခုတော့မှတမဟာတေးလားတမဟာနေလားအကူကြီးလာတယ် ဘာဖြစ်ဆိုတော့စိုးရင်ရတာကြတော့ဘယ်လိုလဲဆိုတော့ဒီတမဟာ9မှာလည်း BGS မချစ်သူလူထားတာရှိတယ်လေဖူဖူကြော်ခဲတဲ့သွားပူပေါင်းလာတာရှိတယ်လေအဲ့ဒါစိတ်ပူရတာဘာကြောင့်အခုစကန်တဲလို့မရလဲမချစ်သူလက်ကွက်ပဲလားကျွန်တော်တို့ထင်စိုးရင်စရာတခုရှိတယ်အဲ့ဒါလေနော်အခုတမဟာ6တော့မှကျွန်မပြောတယ်တိုက်ပွဲဖော်ဆောင်တော့ BDS တွေလည်းအများကြီးရှိတယ်နော် KNL တွေလည်းအများကြီးရှိတယ်ဘာကြောင့်မချစ်သူရဲ့အကူအညီကိုယူပြီးတော့စစ်တိုက်ရတယ်ဆိုတော့ကျွန်တော်တို့အံ့ဩလို့မဆောင်အဲ့ဒီတစ်ချက်အခုမချစ်သူရဲ့အကူအညီယူတော့တိုက်တော့လဲအောင်မြင်တော့ဘယ်လိုဖြစ်သွားတာလဲဘာအကျိုးရှိလို့လဲမချစ်သူပဲမချစ်သူပဲအခုမချစ်သူဘာသာဆိုင်အခုမချစ်သူကဘာသာဆိုင်ပြန်လာလဲလို့စစ်ဖို့ဆော်တော့ဘာထူတယ်ဘာမှမထူကျွန်မပြောအခုမြဝတီမှာဆိုကျွန်မပြောပြီးတဖွဲရတော့ KNL တဖွဲရတော့ BG ရဲ့မူတော့ဦးဆောင်တဲ့ BG ရဲ့မောင်နိုင်ဆော်ဦးနိုင်မောင်ဆော်ဦးဆောင်တဲ့ BG ရဲ့မချစ်သူဦးဆောင်တဲ့ BG ရဲ့တူပဲဒါမဲ့မချစ်သူကပြည်သူလူထုယုတ်သွင်းနေတာသူကယုတ်သွင်းနေတာသိလားမချစ်သူကအရမ်းမရသူဒီလိုမျိုးမလို့သူလာဆုံးပြီလေလာမမရှိတော့တာဟုတ်တယ်နောက်ဆိုလည်းမရအရှိမသွားလည်းမရဆိုတော့အဲ့ဒီသူ့အဖေဂျော်နီစီမှာတငယ်ပြလာလောက်တာပေါ့ဟုတ်တယ်အဲ့ဒါကြောင့်မလို့အခုကသူပြန်လာလောက်တဲ့ KNL ကြတော့ KND ကိုသူ့အမအကောင်လို့ပြန်လာနေရမယ်သူကအဲ့လိုမျိုးယုံနေတာငါတို့လည်းအမနေတော့ပြန်လာနေရမယ်မြဝတီမှာငါထိချုံးမယ်ကရင်ပြည်နယ်မှာငါအောက်ချုံးမယ်ငါကရင်တမတော့အမပဲမင်းတို့ကောင်လို့နေရမယ်ဆိုတော့သူခိုင်ယူချဲနဲ့သူအခုလိုမျိုးစီရုံသူအပေးယူလောက်လိုက်တာနော်ဒါကြောင့်မို့လို့ကျွန်မပြောပြီးမချစ်သူပြောရတဲ့စကားရှိတယ်ဖဲကမနဲ့ရပေါကလေးနဲ့ရမအောင်လဲအောင်တာတဲ့တွေးမယ်ရအေးကျွန်မပြောမချစ်သူလွှဲရမယ်နဲ့သူ RPG ထိုင်တော့မင်းအောင်နိုင်လင်းကိုပြရမယ်နေအဲ့ဒါမှကျွန်မတို့ကယုံမှာသူအသက်ပေးတဲ့နေ့ကျွန်မတို့ကယုံမှာဒီလိုမျိုးသူဗစားနဲ့သူပြောတော့ပတ်ဆိုင်နဲ့သူလက်နဲ့ကန်နေသူဗစားတွေပဲလက်တွေပဲပြီးတော့ဒီလိုမျိုးလုပ်မယ်ဆိုကျွန်မတို့ဘယ်တော့မှမရအောင်ဘာဖြစ်အခုပြတ်တာအမမသိဘူးလားမနေ့ကဗာလဲအဖိုးကြီးမလားအဖိုးကြီးစီမလားတွေ့တယ်တွားလူတယ်ဘိုးမြဝတီမှာတက်ပွဲဖြစ်နေတဲ့သူကလူတွားလူနေတာပဲလေအဲ့ဒါရွာသူရွာသားတွေသူကမချစ်သူကစိတ်ကောင်းလိုက်တာအလူတွေလောက်ရတာဆိုပြီးတော့မင်းအောင်လိုက်စနစ်လေမင်းအောင်လိုက်အကျင့်လိုမျိုးပဲလေမင်းအောင်လိုက်ရဲ့အတူလိုမျိုးပဲသူကယူထားတာလေဒါကြောင့်မို့ရွာတွေမှာသူတွားတာတမခုနှစ်မှဆိုတွေ့လားတာဘယ်မဖြစ်ဘူးလေကျွန်မပြောတဲ့တမခုနှစ်ခေါင်းဆောင်တွေကပြဿနာတွေစားတာပါသူတို့ပြဿနာဆင်ရမယ်ဒါကြောင့်ဒီတော့ကရင်တော့နိုင်ရဲ့
တာမခုနှစ်မှာအစုံသားရမယ်ကျွန်မပြောတယ်တာမခုနှစ်မှာအစုံမတိုင်းဘတော်မှဒီတော်လိုက်မပြီးဘူးဒီမြဝတီလာတာဘတော်မှမပြီးဘူးကျွန်မပြောတယ်တာမခုနှစ်ကခေါင်းဆောင်တွေကကရင်လူထုတွေဘဝပြည့်အောင်သူတို့ဖန်တီးပြီးတော့ NCA တွတ်ထိုးတာဒါကြောင့်မို့လို့ဒီအခုကရင်တော်လိုက်ရေးလဲတာမခုနှစ်မှာပဲသူတို့အစုံသားရမယ်ကျွန်မပြောတယ်သူတို့အစုံသားမယ်ဒီမြဝတီလာတာဘတော်မှမပြီးဘူးကျွန်မပြောတယ်မြဝတီကနေစစီပွားရေးလမ်းဟုတ်လားစီပွားရေးလမ်းဖြစ်ပေမဲ့လည်းအခုသူတို့လောက်တဲ့စစ်စစ်ရေးကကျွန်မပြောတယ်ထိုင်းဆိုတော့လည်းကျွန်မပြောပြီးနှစ်ချမ်းခွာစားနေတာထိုင်းဆိုတော့လည်းနော်နှစ်ချမ်းခွာစားဒီမှာပတ်စံပေးနိုင်တော့သူတို့ညိမ့်ပါမယ်သူတို့ပတ်စံမပေးနိုင်တော့သူတို့ကတော့မညိမ့်ဘူးအဲ့လိုမျိုးသူတို့ဒီလိုမျိုးလုပ်ပါမယ်အခုဆိုကြည့်လိုက်ဒီနေ့မြဝတီတို့ဒီမြဝတီတပ်ပွဲတို့ဆိုအော်ထန်တဲ့နေတဲ့လာလားဟိုဗီဒီယိုခရစ်တွေပါနေတဲ့တဲ့လာအဲ့ဒါအမှမဆိုမင်းအွန်လိုင်းကိုတင်ပါပေးကြလို့ပဲလေဟုတ်လားတန်ကြကားတွေစောင့်နေတာမင်းအွန်လိုင်းတွေ့ရစီဟာဘယ်နေရာဆိုမင်းအွန်လိုင်းလင်းပြန်နေလားစီထိတာဗောသိတာဗောမဟုတ်လားဒါကြောင့်အခု KNU ကလည်းသူပြောထားတယ်လေထိုင်းနဲ့စားပြဿနာတွေသူတို့တောင်းယူမယ်နောက်ပြီးတော့ဒီခါစီနိုမာဖီယာထိုင်းနဲ့စားမှသူတို့ကတော့ရုပ်လို့မယ်သူတို့ဖြတ်တိုင်းမယ်လေသူတို့လုပ်မယ်လေဒါကြောင့်သူတို့တောင်းယူလာမှကျွန်မပြောတယ်ဒါကြောင့်ကျွန်တော်တို့ကော်တူလေးတွေအေးအေးဆေးဆေးပဲနေကျွန်မပြောတယ်မဟုတ်ဘူးစောင့်တယ်ကောင်း ကို တယ် ဘာသာကိုအေးအေးဆေးဆေးအဲ့ဒီ ကောင်းတယ်ကျွန်မပြောတယ်အဲ့ဒီမြဝတီကိစ္စကတည်တွေမြပြပြမပေါ်ဘူးငါတို့ဘာမှမဝေဖန်ဘူးဆိုရင်ဒီကြပဲသူတို့ဆက်သွားမယ်ဆိုတာသိတယ်ငါတို့ကြောက်ငါတို့တည်ကြောက်သူတို့နည်းနည်းပါသူတို့ပြရမယ်တဲ့ပြည်သူကိုဘာဒီရဲ့ချင်းကအရေလိုပဲဆိုရင်မလွယ်ဘူးအခုကမော်ချစ်သူကိုလောအုပ်ချုပ်သွားပြီးဘယ်သူမှမသိဘူးမီဒီယာခေတ်မဟုတ်ဘူးလေအရေးအခုကမီဒီယာခေတ်ဆိုတော့သူဘာပဲလို့သူဘာပဲပြောသူများမယုံဘူးဘာဖြစ်လို့လဲဆိုတော့လက်တွေ့မရှိဘာလဲဘာလဲသူလို့ပြတာမရှိသေးလို့လေအခုကငါတို့ကြောက်တော့ဝေဖာကြောက်ဒီမြဝတီကဘယ်လောက်ထိဖြစ်တာငါတို့မရှိဘူးဆိုရင်လေဒီမြဝတီကဘာမှမဟုတ်ဘူးသူတို့ပြောတယ်ငါတို့တေးပြီးဆိုရပြီးတာပဲပြီးတော့ပြည်သူတွေယုံလိုက်တယ်ဒီလိုပဲသူတို့လုံးပြတယ်အခုကဒီလိုလေမော်ချစ်သူနဲ့ KNU ညဖိနေပါတယ်ပဲလေသူတို့လောက်တဲ့အကွက်တွေအဒီလိုမျိုးကျော်နီဆိုတာလဲ KNU ဦးစီချုပ်ချစ်သူဆိုတာလဲ BG ရဲ့ခေါင်းဆောင်နော်သူဘလို့ပဲ KNU ပဲပြပြောင်းပါပဲပြပြောင်း BG က BG ရဲ့ပဲကျွန်မပြောတယ်နော်သူဘလောက်နှစ်ဖွဲ့သုံးဖွဲ့သုံးလေးဖွဲ့လောက်တာသူအခုဖွဲ့စီတဲ့ KNU ဆိုတာလဲမင်းအောင်လဲအတိမပြုတ်လာသူမင်းအောင်လဲကတော့ဟာ BG ကငါနေခွဲထွက်ပြီးငါလက်မရေးထိုးပြီးဆိုတာသေဝင်ထုတ်ပြန်ထားတော့လားသေဝင်ထုတ်ပြန်ထားတာလည်းမရှိဘူးအဲ့ဒါကိုကျွန်မကြည့်ရမယ်ဒါကြောင့်အခုမော်ချစ်သူကစားတဲ့လက်ကွက်ရလေသူ့စီပွားရေးသူကကွက်တာဒါကြောင့်မော်ချစ်သူကKNU ကကြေညာတယ်မြောက်ဒီကိုသူထိုင်ချလို့ရပြီအောင်မြင်သွားပြီဒါပေမဲ့ KNU ကထိုင်ချတာမဟုတ်ဘူးမော်ချစ်သူလက်ထဲကိုရှိနေတာဒီမြောက်ဒီကအဲ့လိုမျိုးဖြစ်နေတာမော်ချစ်သူကKNU မိခင်ကြီးမှသူပြန်လာနေပြီမဲ့လေသူလောက်တဲ့အလောက်ကတော့မာဖီယာပဲကျွန်မပြောတယ်နော်ဒါကြောင့်မို့သူတို့ဘလို့များပဲ့လို့မရဘူးအခုလည်းစစ်သူတို့ထိုင်အောင်သူတို့ဘလို့ပဲလဲလဲတရင်ကြရင်တော့ပေါ်လာမှာပဲမောင်ချစ်သူက BGS လောက်ခဲ့တယ်မာဖီယာပတ်သက်ခဲ့တယ်သူ KN နေတယ်မောင်ချစ်သူကမောင်ချစ်သူအဲ့ကျွန်မပြောတယ်နော်မောင်ချစ်သူကမောင်မဲသူမဖြစ်သွားမောင်ချစ်သူကမောင်ချစ်သူနော်ဒါကြောင့်မို့ KNU ဆိုတာလဲကရင်အမျိုးသားစီကိုသူတို့လောက်တဲ့ကြားဖြားတွေမောင်ချစ်သူတို့သူတို့ပတ်သက်တဲ့လူတွေအကောင်လုံးကဘယ်သူဘယ်ဝါဆိုတာလဲကဘာသိနေပြီဟုတ်လားသူတို့ဘလို့ပဲစစ်ရဖော်ဆောင်မှုဆောင်နိုင်ငံရေးသူတို့ဘလို့ပဲအောင်မြင်ဒီတော်လိုင်းရေးပြီးလို့ရှင်တော့သူတို့အပြည့်နဲ့သူတို့ခံရမှာပဲကျွန်တော်ပြောတယ်နော်အဲ့ဒါကြောင့်မလို့အခုလက်စီမြဝတီကထိုင်ချုံလို့ရပြီပါညာပြီးပြောတဲ့လူကတော့ကချင်တို့ကရတို့ရခိုင်တို့ကြည်လိုက်သူများနဲ့စားထိုင်တယ်ဆိုတော့နဲ့စားရဲ့ဆောင်းပေါ်မှာ welcome to ကချင်တို့ welcome to ရခိုင်တို့သူများစားတယ်တော့ကတာသူများကချင်အလိုင်းသူများရခိုင်အလိုင်းသူများတွားပြီးတော့ထောင်းတာနော်အဲ့ဒါမှကျွန်တော်တို့ 100% ရုပ်လို့ရမယ်အဲ့ဒီလိုမျိုး 100% ရုပ်လို့ရတာမှနိုင်ငံရေးဥပဒေစီလို့ရှိရင်ကျွန်တော်တို့ဘလို့မှယုံကြည်လို့မရသေးဘူးဆက်လာအောင်မှကျွန်တော်ပြောတယ်နော်ဆက်လာအောင်မှဒါမပီသေးဒီတော့လိုက်ရရနေကြာအောင်မှဒါကြောင့်မို့ကရင်ပြည်သူလူထုတွေတိုင်းရင်းသားတွေကရင်ပြည်တွေမှာလာနေတဲ့လူတွေနော်ဟိုစဝစ်စဝါမဖြစ်နဲ့ကျွန်တော်ပြောတယ်စစ်ဆက်ပြီးကြည်နိုင်ငံရေးဘလို့လာအောင်လဲအခုကတော့ကျွန်တော်တို့မြည်တဲ့ KNU ကစားမဲ့နိုင်ငံရေးလက်ကွက်တခုကျွန်မပြောထားမယ်နော်စကားမူရကရင်လူမျိုးတွေပြောတာအခုတော်နီတို့သွားမဲ့ကော်တူးလေ Federal Union သူတို့ကအင်အားလို့တယ်အခုပြည်သူလူထုထောက်ခံမှုသူတို့လို့တယ်လေဘာဖြစ်အခုလက်စစ်ကော်တူးလေကဘယ်သူကော်တူးလေလဲဘိုချောတဲ့နာမည်ကော်တူးလေပဲသူပြောသိတယ်နောက်တချို့ KNA တွေဆိုမြို့ဓမ္မရွာဓမ္မသူတို့သွားတယ်နော်ရွာအဖွားကြီးတွေမြင်နေတော့ဗာစစ်သားလဲကျွန်တော်တို့ကရင်လူမျိုးတွေကတိတဲ့တိုင်းမလေစကန်မူ
နေကဘာစစ်တာလဲဘာတဆဲတဲ့သူတို့မသိဘူးလေအခုကသိတဲ့တာမဒီမှာတော့ BDA ကအမျိုးမျိုးရှိတယ်ဂျာတိနေကောဘလာနဂနီနဂလုံးဂျာဖြူအမျိုးမျိုးရှိတယ်သူတို့ဒီ design မှာ KNU ကော်တူလေဒါပေမဲ့သူတို့ရင်ဘာမှာကျတော့ကရင်ပြည်နယ်မှာဆိုကရင်အလံကော်တူလေဆိုကော်တူလေတတ်မတော်စတာရှိတယ်နော်ကချင်မှာဆိုကချင်အလံသူတို့တတ်မယ်အဲ့လိုမျိုးအဖွားကြီးတွေကမသိဘူးနေကဘာစစ်တာလဲသူတို့တများမင်းကတော့ကော်တူလေသူတို့ပြောတယ်ကော်တူလေကဘာကော်တူလေလဲသူတို့ကအဖွင့်နေတာများကော်တူလေလို့သူတို့လိုက်တာတချို့ကမပြတ်ရွာသူရွာသားတွေအဖွင့်နေတာများလူမောက်သူထမင်းကျွေးပါလေအပေါ်ချောလူမောက်ဆိုသူတို့ထမင်းမကျွေးဘူးလေဒါကြောင့်တချို့ KNL တွေကသူတို့ကိုသူတို့လိုက်ရတယ်အဖွင့်ပေါ်များသားကော်တူလေတဲ့သူတို့ပြောတာအများကြီးပဲကျွန်မပြောတယ်အေးဒါဆိုတချို့ KNL ဓာတ်ပုံရပြန်ပဲသူလေငါတို့ရဲ့ကော်တူလေရလေမြို့တယ်မဝင်ဘူးတော်တယ်မှာပဲနေတယ်ကျွန်မပြောတယ်ငါတို့ကော်တူအကယ်၍နေတော့မြို့တယ်မှာဝင်တဲ့ကော်တူလေရ NU KNU ကော်တူလေကျွန်မပြောတယ်အဲ့ဒါတတိထားဒါပေမဲ့ဘာဖြစ်စစ်တပ်နေတယ်ဆိုပြီးတာပဲကျွန်တော်တို့ကရင်ပြည်မှာစစ်တပ်လက်နက်ကအားတော့ကော်တူတွေတတ်မတော်လို့ပဲကျွန်တော်တို့တတ်ပါတယ်ဒါပေမဲ့သူတို့ရဲ့လက်တဲ့ပုံတွေကိုမဝင်နဲ့ကျွန်မပြောတယ်စစ်တပ်နေတဲ့လူတွေကိုဦးစားပေးနောက်အခုသူတို့ KNU တွေပြန်လာအသက်သွင်းမဲ့ကော်တူတွေကလေသူတို့ပြည်သူလူထုအင်အားလို့တယ်နော်နောက်ကျွန်မတတင်တခုရလာပြီသူတို့ KNU တွေရွာသူရွာသားတွေအဲ့တော့စုစင်လက်ကောက်မယ်နော်အေးသူတို့ကော်တူတွေ Federal Union နဲ့သူတို့သွားမယ်လေအဲ့ဒါကြောင့်ပြည်သူလူထုရဲ့လက်မနမီတွေပါရမယ်အခုကျမတို့ကော်တူလေအသက်ပြန်လာသွင်းတာတော့ကဘာသိတယ်လေဟုတ်လားပြည်သူလူထုတွေလည်းသိတယ်ဘို့ချွတ်ပြန်လာအသက်သွင်းတဲ့ကော်တူတွေအဖွစောပါဦးရဲ့ကော်တူလေနော်အသိဖွဲ့စီတာမဟုတ်အဟောင်းအသက်ပြန်လာသွင်းတာဒါကြောင့်ကရင်ပြည်သူလူထုကဘို့ချွန်းတော့ကိုလိုက်တာနော်ဒါကြောင့်အခုဘို့ချွန်းတော့တဲ့ဒီကော်တူတွေအဖွဲ့စီကတလားနဲ့ရဆိုတာကျမတို့ကရင်လူမျိုးတွေကငါကော်တူတွေပြည်သူလူဆိုကိုအသိမှပြုတ်တဲ့အနေနဲ့အခုလိုမျိုးလောက်တာဒါပေမဲ့ KNU မှာလည်းသူတို့ကကော်တူလေသူတို့တခါမှမပြောရဲဘူးအခုမှသူတို့စစ်စုံမှနိုင်ငံရေးကိုအောင်မြင်အောင်ကော်တူလေရဲ့ policy နဲ့တွားလို့ကြအောင်ကရင်ပြည်သူတို့သူတို့လမ်းလိုက်တော့မှအဲ့ဒါစကားမျိုးပြောပါကညောလို့မျိုးတတိထားကျွန်မပြောတယ်အခု KNU တွေကလေကရင်ပြည်သူလူထုတွေကိုအဲ့တော့စုစင်လက်ကောက်မှာကော်တူလေအောက်ချောရည်နဲ့သူတို့တွားမယ်လေအခုမြဝတီမှာဆိုသူတို့ကျင်ညာပြီတလားကော်တူလေအောက်ချောရည်နဲ့သူတို့တွားမယ်လေတွားမယ်ကော်တူလေအောက်ချောရည်ကဘယ်ပြည်သူကထောက်ခံထားလို့လဲကျွန်မပြောမယ်အခုအောက်ချောနေတဲ့ကိုယ်ထူဝင်ကဘယ်ပြည်သူကမဲပေးထားလို့လဲဟုတ်လားအေးအဲ့ဒါအဖြစ်မင်းနေတာသူတို့ကအဖြစ်ထောက်ရမှာနော်ဒါကြောင့်ကျွန်မပြောတယ်ကျွန်မတို့ကရင်ပြည်သူတရားနေနဲ့သူတို့တွားမဲ့ကော်တူတွေကျွန်မတို့လက်မခံဘူးဒီစစ်ဆိုလို့ရှိရင်အဖွင့်နဲ့တိုင်းမှာတွားတဲ့ကော်တူတွေနဲ့သူတို့ KNU ကော်တူတွေနဲ့ကျွန်မတို့ပြည်သူတို့မဲပေးမှာနော်မဲပေးမှာအဲ့ဒါမှတရားမှာအဲ့ဒါမှတရားမျှတမှုရှိမှာအဲ့ဒီမျိုးမရှိတရားမျှတမှုလောကမရှိကျွန်မတို့လည်းတော့မှလက်မခံဘူးကျွန်မပြောတယ်နော်ဒီစစ်ရေးပြီးသွားတာမှကရင်အချင်းချင်းတိုက်အောင်မှာကျွန်မပြောတယ်ဘာကြောင့်လဲ KNU ကကော်တူလေးသွားအောင်မယ်ကျွန်မတို့ကော်တူလေးစီးနေပြီသူတို့နောက်ထပ်ကော်တူလေးလောက်မယ်လေဒါကျွန်မတို့လက်မခံနိုင်ဘူးကျွန်မတို့ပြောဘူးနော်ဒါပေမဲ့အရင်ခေတ်အဖိုးဖွားတွေပြောခဲ့ဘူးလေနော်ဖာချင်းစားရမယ်ငါကြီးတိုက်မယ်လှအောင်မှာကျွန်မပြောတယ်ဒါကြောင့်မို့ကရင်ပြည်သူလူထုတွေအမှန်တရားကိုရက်ကြည့်တယ်ဆိုလို့ရှိရင်တော့ကော်တူလေးအသက်ကိုပြန်လာတွင်တဲ့ခေါင်းဆောင်တူတဖွဲ့စီတဲ့မှာကျွန်မတို့သွားမှာကျွန်မတို့အခုဘိုချွန်းနေတာများလိုက်နေတဲ့ဘိုချွန်းနေတာများကြားမဟုတ်ဘူးသူသွားတဲ့လမ်းစဉ်ကိုကျွန်မတို့တွေကကြားလို့အဖွစောပါဦးရဲ့လမ်းစဉ်ကိုသူအသက်ပြန်လာတွင်လို့ကျွန်မတို့တွေကသွားတာနော်အဲ့ဒါကိုလည်းကရင်ပြည်သူလူထုကိုလည်းစင်အောင်ပြောအခု KNU တွေကကလေးကြီးလောက်တော့မှာအဲ့ဒါတမူးဒီလားဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေဘိုချိုပါပဲလို့သူတို့လိုက်လုပ်တယ်လေသူတို့လည်းဒါဟာဘိုချိုဒါကိုလုပ်မယ်ဆိုရင်သူတို့လိုက်လုပ်တယ်အခုကလည်းသူတို့အစိုးရပါရညာတွေစားလုပ်တော့မယ်ပြီးတော့ဗာလဲအာခီကမပိုတင်တို့ဘာတို့ဘိုချိုလုပ်တယ်လို့မျိုးသူတို့လိုက်လုပ်မယ်အခုကဟိုဘိုချိုအဲ့ဒီမပိုတင်ကိုလုပ်မယ်ဆိုရင်သူများဗာလဲမိသားစုပဲတယောက်ပြည်သူပဲတယောက်ငါတို့ဟိုရည်နေတယ်လေအခုသူတို့လည်းစားလုပ်မယ်ဒီလိုပဲဘိုချိုပါလဲလို့သူတို့လက်ခေါ်ပြီးလုပ်တယ်ဟုတ်တယ်ဟိုသူပြည်သူလူထုသူတို့ဘက်မှာမသွားမှာဆိုလို့ဟုတ်တယ်ပြည်သူလူထုသူတို့ဘက်မှာမသွားဟုတ်တယ်ပြက်စီးတာပေါ့လက်ပြက်စီးတယ်နောက်အခုကျွန်မတင်ကြားလာတော့တလားနလားရှိပြီနော်ဒါပေမဲ့အခုလက်စီကစစ်ရေးမအောင်မြင်နေဘူးသူတို့ရဲ့မြောက်ဝတီမအောင်မြင်ဘူးသူတို့မြောက်ဝတီအောင်မြင်သူတို့လုံးတော့မှာနော်အဲ့ဒါနိုင်ငံတကာလူတွေပြောတာဒါကြောင့်မို့ကျွန်မပြောတဲ့နိုင်ငံတကာလူတွေကဂါပဲမဲ့အောင်မြင်ဖို့စ조사ဒီဂါပဲမဲ့အောင်မြင်မှာလူဦးရေးတွေကိုတောင်းဆိုတော့ရမှာအနည်းဆုံးတီထောင်လို့ရမှာဘာဖြစ်လို့ KNU တွေကပြည်ပမှာနေတဲ့ကရင်ပြည်သူလူထုတို့နော်ကရင်ပြည်သူလူထုတို့သူတို့ဘယ်တော့မှစီကြောလို့မရဘူးကရင်ပြည်သူလူထုတွေကလူခွင့်ရဒီမိုကရေစီတည်တယ် KNU တွေရဲ့စောင့်ကြည့်နေတည်တယ်လေဒါကြောင့်ကရင်ပြည်သူလူထုတို့စီကြောလို့မရတော့ဘူးဒါကြောင့်ပြည်တွင်းမှာ
ဘာမှမသိတဲ့အဖွာကြီးတွေလောက်တော့သူတို့လိုက်တော့အဲ့တော့စစ်စင်ကောက်လို့ရတယ်ဒါပေမဲ့ပြည်တွင်းမှာလည်းသူများသူတို့နောက်မှာလိုက်ချင်ဒါပေမဲ့ကြောက်လို့ no missy အဝဲစနေလဲလာကတူလေ hero တ play နော်စနေလဲကတူလေ hero play ဘာကြီးတ play live ဘောကွာတနေပါနော်အေးဆက်ပြောမှာ သူတို့တွေကလည်းပြောမယ်အခုနိုင်ငံရေးအရကျွန်မပြောတာကရင်ပြည်နယ်ဆိုတာကရင်ပြည်နယ်နဲ့ကျွန်မတို့မတော်တော့ဘူးလေကော်တူးလေးပြည်နယ်နဲ့ကျွန်မတို့ကတော်တော့မယ်နော်ကော်တူးလေးပြည်နယ်နဲ့တော်တော့မယ်အတွက်ကြောင့်မလို့ဘယ်သူကကော်တူးလေးကိုအရင်ပြန်လာအသက်သွင်းလဲအဲ့ဒါကိုကျွန်မတို့ကြည့်အောင်အခု KNU တွေကကျွန်မပြောတယ်သူတို့စစ်တိုက်တယ်ဆိုတာလေအစားတာတွေ့တာဟုတ်လားကရင်ပြည်နယ်မှာကော်တူးလေးစီမစစ်တိုက်တာ KNU တွေစစ်ဖို့ဆောင်ရဲဆိုတာ1027စစ်စီရဲ့အောင်မြင်မှာသူတို့စားတာအဲ့ဒါသူတို့ရဲ့စော့ကြောသူတို့ဘလားအစော့ချင်းတွေပြက်နေတယ်ဆိုတော့အဲ့ဒီမှာကြည့်သိပြီကျွန်တော်ပြောတယ် KNU ကျွန်တော်တို့စော့ကြတာမဟုတ်ဘူးကောင်းတယ်ရှိတယ်လို့မကောင်းတယ်လို့ရှိတယ်ဒါပေမဲ့သူတို့တွေကစပေါင်းညစားတယ်သူများခေါင်းဆောင်တွေမပြတ်တာအခုကြည့်လိုက်လေဒီညီနောင်ပုံဖွဲ့ကြတော့သူများပူပေါင်းတော့စီရုပ်အောင်မြောက်သူများဖော်ဆောင်လို့ရတယ်အခုကျွန်တော်တို့တင်ပြနေမှာကျတော့အဖုဘိုများတာကောတူလေတီထောင်းတဲ့ဘိုချွနဲ့တာများလက်မနဲ့တီထောင်းတဲ့ကောတူလေသူတို့ KNU နဲ့မဆိုင် KNU နဲ့မဆိုင်တဲ့ကတဲ့အဲ့ဒီစောက်ထောက်ကြတယ်သူတို့ KNU ဘယ်လားစိတ်ဓာတ်အောက်တိုင်းကြားတယ်ဆိုတာအဖြစ်ပေါ်သွားပြီဟုတ်လားဒါကြောင့်ကျွန်တော်တို့တွေကဘယ်လိုမျိုးဒီနေတော့ KNU တော်မဲ့ကောတူလေဖက်တဲ့ကတော့တော်လို့ရမှာနဲ့ကလေးကကြည့်အောက်တိုင်းစားမင်းအောင်လည်းမကွာဘူးကျွန်မပြောတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ကျွန်တော်တို့ပြည်သူတွေကထိုင်ကြည့်တယ်မှာမဟုတ်ဘူးကျွန်မပြောတယ်ကျွန်တော်တို့မှာတတ်မတော်ရှိတယ်လေကောတူလေတတ်မတော်ရှိတယ်ကျွန်တော်တို့ကောတူလေတမတော့လေကျွန်တော်တို့ပြည်သူနဲ့လည်းရှိတယ်လေဟုတ်လားဘာအားငယ်စားလို့လဲကျွန်တော်ပြောဘာမှအားငယ်စားမလို့ဟုတ်လားကျွန်တော်တို့အင်အားဘလောက်ပဲနေနေကျွန်တော်တို့တွေကကော်သူတွေတမတော့ပဲကျွန်တော်တို့လေးစားကော်သူတွေပြည်သူပဲကျွန်တော်တို့လေးစားတယ်ဘာဖြစ်ဆိုတော့အဖနဲ့တာများအသက်တက်လာတွေ့တော့ကော်သူတွေပဲကျွန်တော်တို့ထောက်ခံတယ်သူသွားတဲ့လမ်းမှန်တယ်ခေပါနဲ့လည်းသူမဆောက်ဘူးမာဖီယာနဲ့လည်းသူလက်မတော်ဘူးဘယ်လက်အခါမှလည်းသူများရဲ့လက်အခါလည်းသူမနေဘူးနော်ကိုကံကျွန်မကိုဖတ်တီပြီးတော့ကိုသွားတာအဲ့ဒါစင်စင်နေလဲကျွန်မပြောတာနော်အဲ့ဒါကြောင့်မို့တချို့ပြည်သူလူထုပြောတာအခု KNU တွေစောချင်းကြောင်းမအောင်ပါအခုမြောက်ရီသူတို့တဲလို့ရပြီလို့သူတို့ကဘာကြင်ညာလာတယ်အတကယ်တော့မော်ချစ်သူကထိုင်ချုပ်ထားတာအဲ့ဒါနဲ့သူတို့တွေကမြောက်ရီအုတ်ချုပ်ရေကော်သူတွေအုတ်ချုပ်ရေနဲ့သူတို့သွားမှာသူတို့ကော်သူတွေအုတ်ချုပ်ရေသွားမှာလို့အဲ့ဒါပြည်သူလူထုအင်အားလို့အားတယ်နော်ဒါကြောင့်သူတို့ပြည်သူလူထုအင်အားလို့အဲ့ဒါကသူတို့ဘယ်လိုလုပ်လဲရွာမှာစီတဲ့အဖွားကြီးတွေမော်ချစ်သူအဖွားကြီးတွေပတ်ဆက်ထိုးတာအဖွားကြီးကိုအဲ့တော့စုစင်ကောက်ပြီးတော့ကပောက်သူတို့တင်ပြတယ်အဲ့လိုမျိုးသူတို့စောချင်းဘလန်နေဆွဲနေတယ်နော်စကမ်အဲ့ဒါပြောကြားလားဒီကိစ္စတွေအမသိတယ်ဗျဒီမော်ချစ်သူတို့စာဒီဘာသာဆိုင်လဲကကျွန်မသိကြတယ်မော်ချစ်သူကသူလူတောင်းချသူခွဲထားတာဘာမှကရင်ပြည်တယ်သူအုပ်ချုပ်မှာ KN တွေသူလက်အောက်မှာပဲနေရမယ် KND ကိုလည်းသူလက်အောက်မှာပဲနေရမယ်အဲ့လိုမျိုးစနစ်မျိုးကြော်နေနဲ့သူတို့လည်းဆွေးနွေးပြီးပြီဒါကြောင့်ကြော်နေရတဲ့ပတ်စံဘလောက်မော်ချစ်သူစီမှာရလာတယ်မှမသိတာမဟုတ်လားဒါကြောင့်မို့လို့ချစ်သူကြွေတဲ့စားချစ်သူခံတာလုံနေရတဲ့အောက်တော့မရှိတဲ့လူပဲနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာကကရင်ပြည်တယ်မှာပဲစုတ်ထွေးတယ် BDF ကလေးတွေရတယ်တမျိုးတော့စိတ်ပူဖို့ကောင်းတယ် BDF ကလေးတွေကလည်း NUG တုံးချ KNA တွေက KNU တုံးချကိုလုံးတုံးချခိုင်းရတယ်လူငယ်တွေကတုံးချခိုင်းလူငယ်တွေကသနာစရာကောင်းတယ်ဟုတ်တယ်သနာစရာကောင်းတယ်အခုဆိုလို့ရှိရင်ကျွန်မပြောတဲ့ဆေးရုံဒီနဲ့စားဆေးရုံဆိုလို့ရှိရင် PTF NGCOC လက်အောက်ခံဆိုလို့ရှိရင်သူတို့ကြီးစွာစပေးတယ်လေတချို့ကျွန်မတို့ KNA တွေじゃ KNA မှာလည်း NUG လက်အောက်ခံနေတဲ့ဖွဲ့စည်းသူတို့မနေတဲ့ဖွဲ့စည်းတယ်လေစကားမူရေးအဲ့ဒါကြောင့်မလို့ KNA တချို့ဆိုလို့ရှိရင်ကျွန်မပြောတဲ့ချီကျိုလက်ကျိုဘယ်သူမှမထားခံဘူးတချို့ဆေးရုံတဲစင်သူများတော်မေးတဲ့နေရဘယ်လက်အောက်ခံလဲဘာအဖွဲ့လဲ PTF NUG လက်အောက်ခံလား KNA NUG လက်အောက်ခံလားလက်အောက်ခံဆိုရင်သူများကောင်းကောင်းမှုပြုစုပေးတယ်လေကျမတို့ရဒီ KNA အစင်းလားဆိုလို့ရှိရင်သူများတိုက်ရခွင့်မဆိုင်ဘူးကျမပြောအများကြီးပဲကျမသိတယ်ဒါပေမဲ့ကိုကမပြောပါဘူးပြဿနာဖြစ်မှာဆိုလို့ပြဿနာဖြစ်မှာဆိုလို့မပြောဘူးတနာတယ်သူတို့တနာတယ်တနာနိုင်တော့ကုညီပေးတယ်မဟုတ်ဘူးလေဘာပဲအဲ့လိုမျိုးပဲကုညီပေးတယ်ဒီလူကနေတော့ဖွဲ့စီကနေမကုညီဘူးလားဘာပြန်ကြပြကိုအဲ့လိုမျိုးမပြောဘူးဟုတ်တယ်လေဘာပဲဆိုတော့ပြဿနာအပြည့်တွေးမှာသူတို့တွေအမျိုးမျိုးကြုံတွေ့နေရတယ်နော်သူတို့တွေအမျိုးမျိုးရင်ဆိုင်နေရတယ်ကျမတို့ကြုံရတဲ့ပြဿနာနည်းနည်းပဲသူတို့ကြုံရတဲ့ပြဿနာအများကြီးအချင်းချင်းကြိုင်သားသားတယ်ရှိတယ်အများကြီးဟုတ်တယ်နေရဟိုဖွဲ့ငါဒီဖွဲ့ကျမပြတချို့တော့ BDF KNA တွေတော့မှကော်တူလေးနဲ့ပြန်လာပေါင်းဖို့မပြောရဲဘူးပြောလို့ရှိရင်နှုတ်ပိတ်ခံရတယ်ပြောလို့ရှိရင်တော့သူများသူတို့အကူအညီမပေးတော့ဘူးအဲ့လိုမျိုးလဲရှိတယ်ကျမပြောတယ်
ဒါကြောင့်မို့ပြည်တွင်းမှာစီးတဲ့လူငယ်တွေအခက်ခဲကျမတို့ကကိုချင်းစာရမယ်ဒါကြောင့်တချို့တော့သူများတည်င်းလာပေးတာလည်းမှန်လားမှားလားကိုတည်တည်ရှာတောင်းတရမယ်အားကြောင့်မို့လို့ကရင်လူမျိုးတွေပြောအခု KNU တွေကမိုးချိုးလုံးလို့သူမျိုးတို့လှမ်းလုံးတော့မှာဒါကြောင့်မိုးချိုးနိုင်ငံတကာသွားလို့မရအောင်သူတို့လှမ်းတော့ဖြိုတာဘယ်လိုပဲဖြစ်အမှန်တရားဆိုတာမိုးချိုးကမှန်ဆုံးပဲဆိုတော့ပြောတယ်ဒီ KNU သွားတဲ့ line ကလုံးဝသူတို့နိုင်ငံရေးသိသွားပြီ ဘောချိုနာတခေါလာဦးမှာဘောချိုနာတခေါလာဦးမှာစင်စင်ငါတို့စင်စင်ပဲလေသူတို့ဘာသူတို့ဘာပဲလို့မရဘူး နိုင်ငံသားမှနေတဲ့လူကလေများများအမြတ်ဆုံးအကောင့်ထဲပေါ်ပေးကျွန်မပြောတယ်ပြည်တွင်းမှာကျွန်မပြောပြီးတမခုနှစ်မှလည်းဘူချုပ်ပဲသူများကြားတယ်ဒါမဲ့သူများမပြောရဲတာသိလားသူများမပြောရဲဘူးသူများကြော်နေတော့ကြားတယ်ချစ်သူတို့သူများကြားရတယ်မကြားရဆိုသူတို့တွေကငွေနဲ့တရားနိုင်တယ်လေဟုတ်ကဲ့ငွေနဲ့တရားနိုင်တယ်ဇာပြည်သူတို့တွေကညင်နေရတယ်အဲ့ဒီလိုမျိုးဒါကြောင့်မို့လို့တချို့မြေပြင်မှာနော်လက်နဲ့ကန်တမှာပဲဖြစ်ပြည်သူပဲဖြစ်ဘယ်သူမှ KNU NCA မော်ချီတူတို့ဒီမှာမကြဘူးစီရပြဿနာကြောင့်အခက်ခဲကြောင့်သိခံပြီးတော့လက်တွဲသိသူများလက်တွဲတာလှုပ်သိသူများလှုပ်တာနောက်ဆုံးကျွန်မပြောတယ်နောက်ဆုံးကကော်တူးလေးပဲကော်တူးလေးသွားတဲ့လမ်းစဉ်ကအမှန်တရားပဲနော်ကိုပြည်သူအတွက်တန်းပြည်အတွက်နဲ့တနိုင်ငံတော်အတွက်နဲ့သွားနေတာ KNU တွေလိုမျိုးသူတို့စီးပွားရေးအတွက်နဲ့သွားနေတာမဟုတ်ဘူးအဲ့ဒါတော့အမှန်တရားပဲဒါကြောင့်မို့လို့ကော်သူတွေအဖွဲ့ဝင်နေတယ်ဆိုလို့ရှိရင်လာပါနောက်ပြီးတော့ဒီမှာရှိတဲ့စကားမှုနည်းနည်းကြင်ညာလာငပိကြော်လေးတွေဒါကျမတို့ရလာတဲ့ရန်ပုံငွေတွေကိုလေကျမတို့ကကော်သူတွေတောက်တော်သားတွေကူညီပေးတာနောက်ပြီးတော့နိုင်ငံခြားမှာနေတဲ့လူတွေပေါ့နော်ပလာချောင်းကြော်ရှိတယ်နော်ငချောင်းငရုတ်ကြီးနဲ့ကြော်ထားတာလေပလာချောင်းကြော်လို့ခေါ်တာနောက်ပြီးတော့ဒါတော့ပဲပုတ်ကြော်လည်းရှိတယ်ပဲပုတ်ကြော်လည်းရှိတယ်နောက်တော့နိုင်ကြော်လေဒိတ်ကြော်နိုင်ကြော်လေနိုင်ကြော်ဒါတော့ပလာစာဒါတော့ထိုင်းပလာစာနော်အရင်စာတော့တယ်ထိုင်းလက်ရည်ထိုင်းနိုင်ငံလူတွေထိုင်းပြည်သူတို့ကသူတို့ကော်သူတွေသူတို့ချစ်တာသူတို့အရင်အားပေးတာဒါကြောင့်ဒီငပိတို့သူတို့လောက်တယ်သူတို့ကကျမတို့တဘူးကို120နဲ့သူတို့ထားပြီးတယ်ကျမတို့တွေကကျမတို့ကွယ်တာ150ပေါ့150ဒါပေမဲ့ကျမတို့တွေက250နဲ့ကျမတို့ပြန်ရောင်းတယ်အဲ့ဒီလိုမျိုးပိုးခောက်ပါပေါ့နော်အေးရလာတဲ့ရန်ပုံငွေအများတွေကိုစုပြီးတော့ဟိုကူညီပေးတယ်နောက်နိုင်ငံခြားမှာနေတဲ့လူတွေကဒီငရုတ်ဒီကြော်တွေလူချင်းတယ်ဆိုလို့ရှိရင်လာဆက်သွယ်လို့ရတယ်နော်ဘယ်နှပူးယူမလဲဘယ်ကိုပို့ခိုင်းမလဲလာကူညီလို့ရတယ်ဆက်သွယ်လာလို့ရတယ်အမတို့ကနေရထိပို့ဝေတယ်နော်တမ6ကော်တူးလေလားတမ4ကော်တူးလေလားနေရထိသွားပို့ဝေတယ်ပို့တယ်ဆိုတာအမတို့ဒီဖက်စနီနဲ့ပို့တယ်လေအေးဖက်စနီနဲ့ပို့တယ်ရတယ်3-4ရက်ဆိုရောက်ပြီကျွန်မပြောတယ်မပူနဲ့ကော်တူးလေအတက်ဆိုကျွန်မတို့တွေကတော့အသက်နဲ့ရင်ပြီးတော့လှုပ်ပြီးတာပဲဘာမှမဖြစ်ဘူးဒါကြောင့်မို့ကော်တူးလေးမှာဖာရုံမူကြီးဆိုရုံလို့မရှိရပါဘူးကျွန်တော်တို့အင်အားနဲ့ကျွန်တော်တို့အသစ်တရားနဲ့ကျွန်တော်တို့မြစ်တာနဲ့ကျွန်တော်တို့ကသွားမှာဒါကြောင့်မို့ကော်တူးလေးတို့ဖြို့လို့မရဘူးကျွန်တော်ပြောတယ်နော် KNU ပဲဖြို့ BGA ပဲဖြို့တို့ဖြို့လို့မရဘူးတို့အောက်တန်းစာမီဒီယာပဲဖြို့ဆက်တို့လှုပ်လို့မရဘူးငါတို့ကော်တူးလေးပဲမှအမှန်တရားအဲ့ဒီကော်တူးလေးအားမရ3နှစ်ကြာပြီဆိုရင်ဘယ်သူမှဖြို့မရတော့ဘူးဟုတ်တယ်သူတို့မြင်မြန်ပြစ조사ထားတာမအောင်မြင်ဘူးလေမအောင်မြင်ဘူးနောက်အခုတမလေးမှာမူးတွေတော့ပြန်သွားတာလေကြည့်လေသူတို့ပြန်လောက်တဲ့အပွဲတွေကျမတို့သိတာပေါ့မူးတွေဆိုတာကျမပြောတယ်ဟိုးတော်လိုက်ရေးစားလောက်တာကရနိုင်တို့ရလူတမ6မှာကျမပြောတယ်ဒီလေးကီကော်တို့တုံထကွေတော့ကမူးတွေတို့လက်ချက်ရနိုင်တို့လက်ချက်သိလားဒီအကြောင်းနဲ့ကျမတို့ကော်တို့သိတယ်ဒါပေမဲ့ကျမတို့မပြောဘူးအခုတမလေးမှာသူပြန်သွားတာဘာကြောင့်လဲသူတို့ဘယ်သူလွတ်ထားတယ်ရနိုင်သူတို့လွတ်သွားတာဖြို့ကော်သူတွေအမျိုးဖြို့သူတို့အခုကလေသူတို့ဖြို့တဲ့နင်းလန်ပူချော့သူတို့ဖြို့လို့မရဘူးဆိုတော့သူတို့ဒီလိုမျိုးနင်းလန်နဲ့သူတို့ဖြို့ပူချော့လူသူတို့ဆွဲသွားတယ်လေဆွဲသွားတယ်တဖွဲ့သူတို့လက်အမပြန်နေတဖွဲ့သူတို့လက်အမပြန်နေအဲ့လိုမျိုးဒါပေမဲ့ငွေမဲတဲ့အဖွဲစီးတွေဟိုဖာတွေမဲတဲ့အဖွဲစီးတွေဆိုတော့ KNU လက်အောက်ခံမှာပြန်နေကြတာပေါ့မဟုတ်ဘူးကျမတို့ကော်သူလေးမှာကျတော့ကျွေးစရာဖာမလည်းမရှိဘူးကျွေးစရာမူကြီးစေဝါလည်းမရှိဘူးကျွေးစရာမာဖီယာဂန်လည်းမရှိဘူးပြည်သူလူထုထောက်ပံ့မှုနဲ့ပဲတော်တယ်ဒါကြောင့်မို့အခုပြောသလိုပဲအဖုစောပါဦးရမှု၄ချက်အရင်ထဲမှာအမြဲတမ်းရှိပါအမြဲတမ်းထားပါကျွန်တော်တို့ရဲ့အောင်မြင်မှုကတော့ရပါမှာတော်လိုက်ရေးဆိုတာမနေ့ဖြစ်တဲ့ဘက်ကပြီးမယ်ဆိုတာမသေးချာတဲ့အတွက်ကြောင့်မို့လို့နော်အကောင်ဆုံးပြီးတော့စူးစမ်းပြီးတော့အဖုစောပါဦးရမှု၄ချက်အတိုင်းသွားပါအောင်မြင်ပါရင်ထဲမှာထားကျွန်မပြောတယ်နော်အဲ့ဒါကရင်ပြည်သူလူထုလည်းပြောပြလိုက်ငပိကြော်တယ်အကောင်လို့ရှိတယ်ကောသူတွေအာမြင်တဲ့
ဘာကညာလာမေဘာတာချော့တယ်မှာကျရာကောတူလေသူမွန်ဒိုလာဘာကတော့လာတာဝတာအော်နော်ဘာတာဆလချီဘာတာရှေလာတာဝတာအော်လာတူနေတဲ့ဖာနေနော်ဂိုင်းနေဝဲတော့ဝဒါဟငပိကျော်မလာဒီနေဒီကျော်ဘာဒီနေပဲပိုကျော်တဲ့ pe po cho အခုနေဆက်တယ်လောနေလောနော်ဒီဆက်တယ်လောနေဘာမျိုးကိုတာလဲနေအဝဲရှင်းနေတာတူလာမနော်အခုနေအဝဲမကျော်ညာနေတော့ချေတနော်ဒီနေဘကတော်လာကစကွာမေလိုတော့ဒီနာရီကမေပူရင်တော့ပစဒါရရင်မဘမေဆောလာချေလောတမှုတိဘောတိဖာဝါတော့ဘာပူတော့ဝဲတော့ဝချင်နေ meဒီဟာတွေကြတော့စားရလွယ်တယ်လေစကားမူအခုကျမတို့ကရင်လက်နဲ့ကန်နေငပိကြတယ်ဟုတ်လားတက်ဝဲသွားလို့ဆိုထမီတထောနဲ့ငပိတတုံးဆိုရပြီကျမတို့ကရင်လူမျိုးတွေကျမတို့ကြီးလာခဲ့တယ်ကျမတို့သိတာပေါ့နော်ဘဝကိုထမီထုံးအရွက်ထဲမှာထည့်တော့ငပိဒုံဆိုဒုံဆိုစားလို့ရပြီအရွက်ရဲဆိုလို့ရှိရင်တောတော့မှခူစားအဲ့လိုမျိုးဒါကြတော့လွယ်တယ်ပဲပုတ်ကြော်လဲလွယ်တယ်ပလာချောင်းကြော်ဆိုပိုးလွယ်တယ်ငားတွေလည်းပါတယ်ငရုတ်ဒီချုံမုတ်စားတွေလည်းပါတယ်အလားနဲ့ချီပြီးထားလို့ရတယ်ဒီပြက်စီတွေကနေမပြက်ဘူးဒါကြောင့်မို့လို့နိုင်ငံခြားမှာနေတဲ့လူတွေပေါ့နော်ကော်တူတဲ့အာမီရိတ်ခါဖို့ဒီငရုတ်ဒီတွေအစာတခုဖြစ်တယ်နော်ဆိုင်တို့ဒါတို့ကူညီပေးချင်လို့ရှိရင်ဆက်သွက်လာလို့ရတယ်နော်ကျမတို့အခုကော်တူတဲ့အာမီကအများကြီးရှိတယ်ကျမပြောတယ်ရိတ်ခါတွေလိုအားတယ်ဒါတွေကတော့ကြော်စားလည်းမလိုတော့ဘူးခေါင်းစားလည်းမလိုတော့အစင်တိစားရုံပဲအပီးနော်ဒီပလာချောင်းကြော်ကြတဘူး100ဘာငွေပဲနော်ထိုင်းငွေဆို100ဒီပဲပုတ်ကြော်နဲ့နိုင်ကြော်ကြတော့150နော်ဒါမဲ့ဒီပလာစာကြတော့အရန်စားကောင်းတယ်သူကလေဆက်တယ်အရသာလည်းစီးတယ်ဒါပေမဲ့ तू က stage နည်းနည်းကြီးတယ်250ဒီမှာကျတော့သူများစထားတယ်လေသူများကြိုက်ထားတယ်ဆိုတော့နော်အားတွေစိုက်ထားတယ်ဆိုတော့နည်းနည်းတော့ stage ကြီးမှာဟုတ်တယ်အဲ့ဒါကြောင့်မလို့အများတကြားမှကျမတို့မစားဘူးကျမတို့ဒီပိုခါတို့ဘူးခါတို့ကျမတို့နှုတ်ရကြံတဲ့ရတဲ့အရန်မုံငွေတွေကျမတို့အကောလုံးကုညီနေတယ်နော်အဲ့လိုမျိုးရတဲ့ပတ်စံတွေသူတို့ဆိုင်ဝယ်မလားမမဝယ်မလားဒါသူတို့အပိုင်ပေါ့ဒါပေမဲ့အရင်ကျတော့ကျမတို့ပြန်လောက်တာပေါ့နော်အဲ့လိုမျိုးပတ်စံလဲပြီးတော့လောက်ရတာပေါ့အဲ့လိုမျိုးဟုတ်ကဲ့အဲ့ဒါကြောင့်မလို့နိုင်ငံခြားမှာနေနေ ကောမြနေတော့ကညတနော်ကဒီဘတဲ့တော့အဝဲတဲ့ချာညာဦးဟောဒီနေအဝဲချာတာတိုတဲ့ဖိုင်နေအမြမျိုးမဒါဒီလေကျနေကောနေဝဲတဲ့ကမချေကဒါစမှုစီပိုတဲ့ဖန်တီယာအဝဲကဟီရာဝဲရေးဘလော်ကတေရာလို့ဆိုဘောမလာမြတဲ့ဖန်တော့ဒီကမချေကဒါစမှုစီပိုတန်လို့ပါမောနော်အခုနေပါကညလဲသူ့တော့ဆိုအဝဲဟီအဝဲဒါဟီလော်ဒါရေးခါလို့ပါသူမှုတော့ဟောဒီနေလက်ဆက်ပဲနေတဲ့ဝဲတဲ့မနေဝဲခဲလခဲချီလားနော်ဟုတ်တယ်ဘာမတာဒူလာခဏကကောတူလေဖူလီနေဘာမချေတာကောတူလေတဲ့ကကောတူလေဖူလီဒီဘာမချေတာလားဟာပုစောဘာဖူလီဒီဟာဘာမချေတာလားဟာကောတူလေနီမီဆွေရောတော့ဝါဤကေရောတော့ဝါကျတော့လာဝဲတာပကေကောတူလေစမှုတော့လည်းပစီပွားရတော့ပါဗမာရတင်တော့တမီမြတ်တယ်လေပကကြပကပါထော့ပကပါမချော့ထွဲမှာကျပစမှုတော့လာချော့ထွဲမှာကျလာတေတလာတာတေလို့ပွားလို့မနော်ကဲဒါစောပါဦးကြီးရပို့တေးပြီးဒီမှာနော်အေးသူလာပြောတယ်မပြောနဲ့တော့ဟိုဖတယ်မအော်နေပြီးတော့အော်စေအဲ့ဒီဖတယ်မနိုင်ပြီးမို့အော်ပြီးကျမတို့ပြောတာဆဲတယ်ပြီးဆဲတယ်ကိစ္စမရှိပါဘူး तू ကငါတို့စရောထဲမှာမပါဘူးတော်လာကြီးငါတို့တော်လာကြီးလောက်တာသူမြောက်ဒီမှာဆဲဟိုမှာဆဲအောင်မြင်မယ်ဆိုရင်လေတော်လာကြီးမလုပ်ဘူးလူကိုပဲလိုက်ဆဲမယ်လေမဟုတ်ဘူးလားဆဲပါစေနော်အေးဆဲပါစေလူထားလိုက်တနည်းတစ်ချက်ကြားရင်လေကျမပြောဒီ2024မှာသူ့စကားနဲ့သူပြတ်ထိအခုဆိုသူရုပ်ကြည့်လိုက်ဟိုစက်တစားယောဂဖြစ်တော့မယ်အဲ့ဒီကောင်မလေးညဘသူလက်ဆဲရမလဲဘသူလက်ပြောရမလဲသူရုပ်ကြည့်နော်စက်တစားယောဂဖြစ်နေပြီဒီကောင်မသိလားသူရုပ်လူလည်းမတူတော့ဘူးတေးစားကြည့်သိလားဘာဖြစ်လဲဆိုတော့ तू ကသူများကိုမနာလို့စိတ်ရှိတဲ့မနာလို့စိတ်ရှိတဲ့လူဆိုရင်လေသူတို့ကဘယ်လိုလဲဆိုတာအိချာမှုမရှိဘူးအိချာလူတယောက်ကိုအိချာမှုမရှိဘူးဆိုရင်စိတ်ချမ်းသာမှုမရှိဘူးစိတ်ချမ်းသာမှုမရှိဘူးစိတ်ချမ်းသာမှုမရှိဘူးဆိုရင်ဘယ်လိုပြောမလဲစေတစာယောဂါတော့ဘာတော့လာစမ်းဟာလာတမသူကျမတော့ live ပေါ်ကနေ selfie ဆိုရင်ဘဒုကိစ္စမှလည်းလက်မကြည့်ဘူးဒီကငါ့ကိုဒီလိုမျိုးပြောလဲဒီကဒီငါ့ဒီလိုဒီကမှအချင်းမရှိဘူးလေငါတို့အလို့အများကြီးရှိလောက်ကြဟုတ်တယ်အဲ့ဒီအချိန်မကောက်ဘူးသူတို့ဆဲရတဲ့အချိန်မကောက်ဘူးသူတို့အချိန်သွားကောက်ပဲစာမင်း online စီမှာအချိန်သွားကောက်တယ်မင်း online ဘာလုပ်မလဲကျွန်တော်တို့သွားပြီးဆိုင်မှာမကြည့်သူဘာလုပ်လဲသွားမလို့ကြည့်ရမှာစီတော့ဘာလဲလက်ကွက်ချလဲငါတို့စီစားရမယ်အဲ့ဒီမမောင်ငါ့ကိုခွေးမတို့ခေါ်တာတို့ဖာတယ်မတို့ခေါ်တာတို့ခေါ်ပြီးစီနော်သူပဲဆောင်ဝင်လို့လားငါတို့ခေါ်တာဝင်တယ်ဆိုရင်ကောင်းတယ်အစီဝါကိုထောက်ပါလက်
ငါတို့ကတော့စကားရှိတယ်ဆိုရင်ပြောမယ်စကားမရှိဘူးဆိုရင်မပြောဘူးဒါပေမဲ့သူများကြတော့လက်မကြည့်ဘူးဒါပေမဲ့တည်င်းနဲ့ပတ်သက်တယ်ဆိုရင်တော့ကိုရှင်းစရာရှိရင်ကိုရှင်းရမှာပဲဒါပေမဲ့ဒီလူကိုဆဲပေါ်မှာဆဲဆိုရင်ကိစ္စဟာအချင်းမရှိဘူးအချင်းလည်းမဖြုံးချင်ဘူးနိုင်ငံခြားမှာငါတို့ကနိုင်ငံခြားမှာနေတာအမလည်းနိုင်ငံခြားမှာပဲကြည်ပြည်နေမှာမဟုတ်ဘူးလားနိုင်ငံခြားမှာနေတာအချင်းဆိုတာဘလောက်တန်ဖိုးရှိလဲဆိုတာအတိအညာရှိတဲ့လူပညာတတ်တဲ့လူဆိုရင်သိတယ်ငါအချင်းကငါပဲလို့မျိုးဖြိုးရမလဲဆိုတာသိရတယ်အခုက तू ကနိုင်ငံခြားမှာနေတယ် तू ပြောတော့ Australia citizen နဲ့နေတယ်ဒါပေမဲ့ तू ကအချင်းဆိုတာဘယ်လိုတုံးရမလဲဆိုတာဘာမှမသိပဲနဲ့အဲ့ဒီဒေါ်လာရေးလောက်တဲ့တုံးတဲ့အတွင်းမှာဘာတွေတိုးတက်မှုရှိလဲတိုးတက်မှုမရှိတဲ့အပြင် तू အလူအရင်ကအလူငွေနဲ့အခုအလူငွေကကြည့်ပါလားတိုးတက်မယ်ဆိုရင်လေသူ့အလူငွေကများလာရမယ်လေ3နှစ်အတွင်းမဟုတ်ဘူးလားအခုကတော့သူ့ဘက်မှာလူနဲလာတယ်လေအဲ့ဒါကြောင့်အဖြစ်ပဲလူဆိုတာ အကြောင်းအခုကသူကဖြစ်ချင်တာသူ energy ကိုတော့ထောက်ခံပေးသူ energy ကိုတော့ပြီးတော့ကူညီပေးသူ energy ပဲသူ on တယ်ကျွန်မပြတိုင်းရင်းသားတိုင်းမှာမငေါတော့ဘူးလေတိုင်းရင်းသားသူသိပါတယ်တိုင်းရင်းသားတွေပြောပြီးပဲအခု KNU လည်းသူပြောပြီးပဲလေနိုင်ငံရေးရ energy ရဲ့ policy နိုင်ငံရေးကိုကျတို့ကကြည့်ရအောင်ပါလေ energy သူ့ရဲ့မူတည်ချက်ကတော့နိုင်ငံရေး policy လေမဟုတ်လားဘာ policy နဲ့သွားမလဲဟုတ်လားတိုင်းရင်းသားတိုင်းမှာ federal နဲ့ပဲသွားမှာပဲမင်း federal on နေတာ federal ကပါ federal လေမဟုတ်ဘူးလားမင်းရဲ့ energy မှာဥပဒေရှိတာ Federal ကဘယ်လိုပြောမလဲ तू မမိုးချပြတဲ့ Federal ကငါတို့ကြီးလူမျိုးကမလူမျိုးအောက်မှာတွားနေရမယ့် Federal ဘယ်တိုင်းလားမ Federal မဟုတ်ဘူး ဟုတ်တယ် တကြငါတကြ Federal ဆိုရင်သူများကိုတိုက်ခိုက်စရာမလိုဘူး ဟုတ်တယ် သူများကိုဒီလိုဖြောလိုက်ပါတယ်ဖြောလိုက်ပြောစရာမလိုဘူးဒါမှ အော်ဆရာမလို့ ဒါမှတော်လာရေးအမကလောက်တဲ့လူအခုကိုနာမဲတခုတည်းနဲ့သူများကိုပြောမယ်ပြီးတော့ငါနိုင်မယ်ဆိုရင်ငါလူမဝင်ဘူးလူဆိုတာသူများချစ်တယ်စကားပြောတာနဲ့ဘလောက်ထိပညာတက်တာလဲဘလောက်ထိအဲ့ဒီစကားဘယ်ရောက်နေတာလဲဆိုတာပညာတက်တဲ့လူကတော့ကြည့်မယ်ဆိုရင်စဉ်းစားလို့တတ်တယ် तू ကဟုတ်တယ် ကိုက PDF ကလေးတွေPDF ကလေးတွေ तू များပြထောက်ခံတယ်ဆိုတော့ तू ကလူကများတယ်ဒီလားများပါစေငါတို့ကယူမဆိုင်ဘူးငါတို့ကကရင်ဆိုတော့ကရင်လူမျိုးအတွက်ပဲအရေးအလုံးလုံးမယ်ပြီးမှတခြားတရတော့ကိုငါတို့ကူညီသိတယ်ဆိုရင်ငါတို့ကူညီမယ်ဟောလူမျိုးကတော့ဘေးမှာဖယ်ပြီးတော့သူများတရတော့ကိုထောက်ပို့တာတော့ဘာတော့နာမည်ကြီးတာတော့ငါတို့မလုပ်ချင်ဘူးငါတို့ကနာမည်ဒီလောက်တာနာမည်လိုချင်လို့မှလောက်တာမှမဟုတ်တာကိုလူမျိုးအောင်မြင်ခြင်းလို့ကိုလူမျိုးဘေးကေဘာလဲဘေးကေရှင်စီလို့လောက်တာဒီလားသူများအတွဲနဲ့လောက်ပြီးတော့ကိုလူမျိုးကတယောက်မှမကောက်တော့ဘူးဒီလိုမှမောမျိုးကအထင်မကြီးဘူးတက်လို့အထင်မကြီးဘူးဒီလိုမျိုးအခုတော်လာရေးရမှာကိုပြည်နယ်ကိုလူမျိုးမှာပဲသူများပြည်နယ်ကိုတော့ကူညီလို့ရမယ်လေအဲဒါကြောင့်အဓိကကိုပြည်နယ်အရေးကိုအရင်ဦးစားပေးရမယ်နော်ကိုရဲ့တိုင်းကြီးကိုရဲ့ပြည်နယ်ကိုရဲ့လူမျိုးအရေးကိုရင်ဦးစားပေးရမယ်လူမျိုးဆွဲပုတ်ကိုဆွဲတာတော့မဟုတ်ပါတော့ကျွန်မတို့မြင်တယ်အခုပေါ်တူးလေးမှာလဲတိုင်းသားပေါ့ဆိုလူမျိုးပေါ့ဆိုရှိတယ်လေ KNL မှာလဲတိုင်းသားပေါ့ဆိုလူမျိုးပေါ့ဆိုရှိတယ်တိုင်း BTM မှာလဲတိုင်းသားပေါ့ဆိုလူမျိုးပေါ့ဆိုရှိတယ်မဟုတ်လားအဲဒါကြောင့်မလို့ကိုကြည့်ရမယ်ကျွန်မပြန် BTS ကျတော့သူက NG လက်အခက်သူနေပြီ NG မှာလည်းသူငွေတွေအများကြီးဝင်နေလေမဟုတ်လား NG ကျတော့ကျွန်မတို့ပြည်သူလူထုမကူညီလဲရတယ်ဘာမှမဖြစ်ဘူးဒီ NG လက်အခက်မှာဟောတဲ့အဖွဲ့အစည်းတွေအများကြီးပဲစစ်တာတဲ့အဖွဲ့အစည်းတွေဒါတွေကကျွန်မတို့လက်ပို့ကူညီရမယ်အဲဒါကြောင့်မလို့လူမျိုးဆွဲပုတ်ကိုဆွဲမဟုတ်ကျွန်မပြန်သူပြောနေတဲ့ Federal နဲ့ပဲတွားမယ်မင်းတို့ KNU က Federal မတွားဘူးမင်းတို့ဘာ Federal မတွားဘူးအော် KNU ခေါင်းဆောင်ဒီဗလဲ NDAA ခေါင်းဆောင်ဘာခေါင်းဆောင်သူများပြောပြီလေမင်းတို့ Federal လမ်းကြောင်းကတော့မင်းတို့တဲ့ဗမာအစိုးရဒီ energy အစိုးရဥပဒေလမ်းကြောင်းမဆက်သွယ်မလို့ Federal သွားမှာ ਨੇ ဟုတ်တယ်လေသူမနားမလဲတာသူပြောတယ်အဲ့ဒီ scam ဘာမှမသိဘူး scam ကတော့ဘာမှမသိဘူးဒါပေမဲ့ကိုလူမျိုးတိုးတက်ဖို့ကတော့ scam သိတယ်ကျမအဲ့ဒီ KNU ကောင်းဆောင်ကလေနေတိုင်းညတိုင်းဆဲတာပါဖြစ်လို့လဲဆိုတော့သူတို့လောက်တာလူဟာသူ့ပြည်သူအတွက်မဟုတ်ဘူးဆိုတော့ဆဲတာများပြ KNU ဘက်မှာကောင်းဆိုတော့အများကြီးကောင်းတာရှိတယ်ဒါကြောင့်မလို့ကောင်းတဲ့လူကိုငါတို့ထောက်ပံ့ရမယ်
အမှန်ကန်လောက်တဲ့လူကိုငါတို့ဘယ်လိုပြောမလဲတိုးတက်အောင်လုပ်ပေးရမယ်ဒါကတော့ငါတို့ရဲ့အလုပ် ဟုတ်တယ် လူ ဟုတ်တယ် တယောက်နှစ်ယောက်နဲ့မကောင်းတာနဲ့တပြီလုံးတကယ်လူမျိုးတစ်မျိုးလုံးဒီလိုမျိုးပြောတာကတော့ဒါအုံတော့မရှိတဲ့လူကိုလူမျိုးကိုတိုးတက်အောင်မလုပ်ချင်တဲ့လူဒါဘယ်သူမှထင်မကြည့်ဘူး ဟုတ်တယ်ဘယ်မှထိမကြည့်ကျွန်မစူးစမ်းလာတော့တယ်အလက်ကားပဲဗျဆိုတော့ဒီတော်လိုင်းကြီးကကျွန်မပြောတယ်ကိုလူမျိုးတစ်မျိုးတည်းပဲကိုလုံးလို့မရဘူးတစ်ဖွဲ့တည်းလည်းလုံးလို့မရဘူးပူပေါင်းပြီးတော့လောက်ရမယ်ဒါပေမဲ့အဓိက energy တော့မဲ့ဖက်တယ်လေကျွန်မပြောတယ်ပဲသူ့ဘမပြည်နယ်ပေါ်ပေါရေးသူအရင်စူးစမ်းရမယ်သူ့ဘမ EAO ပေါ်ပွားရေးသူအရင်လှုပ်ဆောင်ရမယ်ဒါမှဖက်တယ်ဘောင်နဲ့ညီမလေးအခုကဖက်တယ်သူအော်နေတာသူ energy ကဘာစားလို့မလုပ်သေးတဲ့ခါကျဘယ်လိုလုပ်သွားမှလဲကျွန်မပြောတော့ထန်းအော်နေလဲဘယ်လိုဖက်တယ်လာမလဲကျွန်မပြောတယ် သူများပြောတယ်သူများတော့ဘာမှမသိဘူးဘာမှမသိဘူးပါနေတယ်မိမိုးရဲ့နေเจ้าပြတက်ရမယ်နေနိုင်ငံရဲ့အเจ้าပြတက်ရမယ်များများပြနော်အစိုးရเจ้าလာပါလေလားနိုင်ငံရဲ့လှုပ်ချင်တယ်ဆိုနိုင်ငံရဲ့လှုပ်ချင်တယ်ဆိုရင်နိုင်ငံရဲ့အเจ้าများများပြသိရမယ်ကိုတိတာကသူများတကောင်ကိုလက်တိုက်ခိုက်သူများတကောင်လက်ဆက်တာတော့ဒါနိုင်ငံရဲ့မဟုတ်ဘူးမမိုးရဲ့နော်ဒီမှာမမိုးပြောလိုက်အောင်မယ်နေကိုတကယ်လိုက်ပေါ်နေနဲ့ငါစကားတက်ပြောမလားပြောရဲတယ်နော်ငါဘာမှမသိဘူးဆိုတော့နေငါ့ကိုကြောက်မှာမဟုတ်ဘူးငါဘာမှမဟုတ်ဘူးလေနေကငါထက်ရေဒေါ်လာရေလောက်တာလာစမ်းကြည့်နေဘလောက်တိလဲငါဘလောက်တိလဲဆိုတာစမ်းကြည့်ရတာပေါ့နေကနိုင်ငံခြားလူပဲငါလည်းနိုင်ငံခြားလူပဲစကားပြောကြည့်လိုက်စမ်းဒီကောင်မငါ့ကိုခွေးမလို့ခေါ်တာငါမနာဘူးဒီလိုအစဲမျိုးကငါများကြားဘူးတယ်ငါကရေတော်မငါခချီရလေထောက်ခံနေလို့ငါ့ကိုမြပြဆက်တယ်စွတ်ပြပဲကယူမဆိုင်ဘူးနေလို့ကောင်မမျိုးတော်ကတော့ sorry ပဲမမိုးရေ အခုသူကတညောက်သူဆဲတာမနေ့ကပြန်ချက်ပါသူဆဲတယ်လက်ကဆဲကြတော့သူဆဲတဲ့စားလေသူစီပဲပြန်ရောက်မယ်ကျွန်တော်ပြောဒီကောင်မသူမျက်နှာကိုကြည့်သူရုပ်ကြည့်ဆက်တဲ့စားရုပ်ကဖြစ်နေပြီကျွန်တော်ပြောတယ် ကျမပြောတာကျမထင်တာကတော့လေသူဆဲတာငါတို့ view ဆက်မယ်လို့သူထင်နေတာငါတို့သူတို့ဟာကျမတို့ကသူ့ကိုပြရာရှာမယ်လို့သူထင်အချင်းမရှိဘူးသူစင်းတဲ့ကိုစင်းနဲ့မတူဘူးကျွန်မပြောတယ်သူကလေခွေးယူလို့မျိုးပဲခွေးယူဆိုတော့အဲ့အောက်မှာခွေးယူတလားလာမင်းကြီးတွေ့လာမင်းကြီးဟောင်းတယ်လေသူကခွေးယူလို့မျိုးပဲလူတန်းတွေ့ကားတယ်လေအဲ့လိုမျိုးခွေးယူဖြစ်နေပြီဒါကြောင့်မလို့ခရီးမဆိုင်ကျွန်မဆိုတခါမှခရီးမဆိုင်ကျွန်မပြောတယ် ဘာဖြစ်လို့ကျမတို့နေရောက်ကိုဆဲတာလေသိလားငါတို့ခေကျဲလေထောက်ခံတာအဲ့ဒီပတ်စံတွေကသူလိုချင်တာလေအေးမနာလို့စိလူဆိုတာသူများထပ်ပိုစူးစမ်းအောင်သူများထပ်ပိုနိုင်အောင်ကိုစူးစမ်းရမှာဒီလိုစကားနဲ့သူများမချဆိုးသွားဘူးဒါကိုနေမှထားကျမတော့လေကျမကိုတာတဲ့လူပဲကျမကိုနိုင်မယ်ကျမကိုမတာတဲ့လူကတော့လောက်ဝမနိုင်ဘူးစူးစမ်းလိုက်အောင်မမို့နော်ကျမကိုစူးစမ်းလိုက်အောင်ကျမလိုက်ပေါ်ကနေတက်နေတာအလာကတက်နေတာမဟုတ်ဘူးနော်ကြည်ရလဲဂက်ဒီ KNU ကောက်စားလူတွေဟာ KNU လူတွေကလည်းငါ့ကိုလဲဆဲတာပဲငါခံနိုင်တယ်နေဆဲတာလဲငါခံနိုင်တယ်ကိစ္စမရှိဘူးနေဆဲနေပေတိဆဲငါပြမဆိုင်ဝေးမသူခေါ်တယ်ဒီလားကျမတည်းကိုသူပြပြောခြင်းနဲ့ဒါမဲ့တသိတခြားသူများတည်းကိုမနားထောင်ပဲနဲ့ပြပြောတော့ပြောပြဖြစ်သွားတာ तू မရှက်ဘူး သူကမဆက်တော့ဘူးလေအခုဆိုကြည့်လိုက်တယ်ဒီရဲရင်တနေတော့ဘာလို့သူပောက်ကရပြောတာမသိလို့စသူတော်နာထောင်တယ်သူကဟုတ်ပြီပေါ့ကောသူလေးအမီကဘာဖြစ်ညာပြတ်ချင်နေကြတယ်အမှန်တကယ်တော့ယူနေတာလေလူတွေလည်းမမိုးထယူနေတာဟိုဘယ်လိုပြောမလဲမမိုးဟောတယ်လက်ဟောနေတာလေစာယူဖွဲ့တယ်ကျွန်မပြောတယ်ဟိုတနေ့ဆိုတော့ကျွန်မပုတ်တင်တယ်လေကျွန်မနမြလက်တင်တာမိုးစားလို့သွားလူတယ်နေတော့နမမျိုးလူပဲတဲ့ပတ်စံတွေအလက်ကဖြစ်သွားပါပြညာဖြစ်နေအမလေးကျမပြောတယ်ကျမတို့ဘိုစားလုံးလာကူညီတဲ့လူတဲ့နိုင်ငံခြားညီမရဲ့တာဘိုစားလုံးသွားလူပေးတော့အဲ့လိုမျိုးသူများလာလူတာဒီလားသူများလာလူတာအဲ့လိုမျိုးသူ့လိုမျိုးဘယ်လိုပြောမလဲလူမျိုးဆွဲပုတ်ကိုဆွဲသူ့လိုမျိုးလူမျိုးထင်တယ် ကျမဘာသာရေးခွဲခြားတယ်လူမျိုးခွဲခြားတယ်တိုင်းငါမခွဲခြားဘူးဒါပေမဲ့ငါစိတ်ထဲမှာတကူကတော့ငါကကြီးလူမျိုးကငါအရှိမပဲငါထားမယ်ငါထောက်ပနိုင်ငါရဲ့ကကြီးလူမျိုးတွေတိုးတက်မှတခြားလူမျိုးတွေထောက်ပမယ်ဒီလိုမျိုးငါကကြီးလူမျိုးကတော့သူများအောက်မှာထားပြီးတော့သူများလူတွေကတော့ဟောမျက်နှာလက်ပြနေတာငါကတော့ဒီလိုမျိုးမဟုတ်ဘူးမမို့နော်နေဆဲပါစေပြီးတော့နေအင်္ဂလိပ်တော့တယောက်3ယောက်4ယောက်ထည့်ယူစကဲမူကီမဆိုင်ဘူးနော်ဘာလဲ ဟုတ်တယ်ကျမလည်းခရီးမစားဘူးကျမတို့ဟိုသူစက်တာပပဆက်ဆက်မျိုးမတော်လား
ဆဲပါစေကျမပြောတာဘာမှမဖြစ်ဘူးကျမခယူမဆိုင်ဘူးတခါမှကျမမသွားနာထောင်သူဆဲတယ်မှာသူကကိုကပြန်ကမ်းမှာဒါပေမဲ့ကိုတ냐 မက်ဆေ့ချ်ထဲမှာသူများပြောတယ်မမိုးနေကိုစမ်းနေပြီငါကျူးဆိုင်နေလို့လားငါကျူးမဆိုင်လို့ပဲငါလူငွေများများပဲပြောင်းဝေတယ်မမိုးရေတနေ့တရက်ဆိုရင်ငါလူငွေဘယ်လောက်ရလဲသိလားမမိုးဒေါ်လာနော်ဒေါ်လာတော့ဩစတြေးလျဒေါ်လာမဟုတ်ဘူးနော်မမိုးရေအမေရိကန်ဒေါ်လာ6,000 9,000 6,000ခုတော့နေတိုင်းလဝင်တာဒီလားအေးမမိုးရေငါတို့ခက်ချဲလေရလေမကောက်ကြောက်တယ်နေလိုက်ပြောလဲနေဘာလဲပြောမလဲနေလဲလေမဖြတ်စီးဘူးနော်နေကိုနေပြဒနာဟောတိလား သူပြောလေဝုလဲလေပဲဒီကောင်မကြောက်ဘူးကျမပြောတော့သူမျက်နှာကြီးလိုက်ဟိုစက်တစယောဂလို့ဟိုဖာတယ်မလို့ခွေယူမလို့ရုပ်ပါနေဘူးလူလည်းမတူတော့ဘူးကျမပြောတယ်ကျမတို့ကြတော့သူခွေမနဲ့နိုင်တယ်သူပြောကြတော့သူမပြန်ကြည့်ဘူးကျမပြောတယ်သူပြောစေပါပြီကျမပြောတယ်သူဝုခံရမှဒီကောင်မဝိုးရတယ်သူသားသမီးကိုလိုက်မှသိလားသူအခုတော်လိုက်ရင်လောက်တာတကယ်ကိုလုံသွားပြီဒါကြောင့်ကျမပြောတယ်အခုကြော်တဲ့လူအကြောတဲ့ဆိုပေါ်စရာနိုင်အဲ့ဒီအင်္ဂလိပ်မှာလိုက်လို့နာဆဲတာလည်းကောပဲဟောခယူမဆန်းနဲ့ကျမပြောတယ်ကျမဂလူကျမမီစင်ကျမအဲ့ဒီမိုဆိုတဲ့ကောင်မလိုက်လာလို့ကျမပြောတယ်လုံးဝလာမပိုးနဲ့ကျမလူတွေကမဟုတ်ဘူးဆိုလို့ရှိရင်အတန်လဲကျမမကြားချင်မျက်နှာလည်းကျမကြည့်ဆဲချင်းလို့ဆိုကျမခယူမဆန်း ပြောမမို့ကျမပြောချင်တာတခုကတော့ရှိတယ်မမို့လိုက်လို့တာဘယ်မှာလူပဲကြည့်တယ်ပြီးတော့သူ့ကိုထောက်ခံတဲ့လူပဲကြည့်တယ်သူလိုက်လို့တာဒီ KTL အကြောင်းမကောက်ကြောင်းပြောတာတခြားလူမသိဘူးတခြားလူလည်းကြည့်မဆိုင်ဘူးပြီးတော့ဘာဖြစ်လို့ဆိုတော့ तू ကဘယ်မှာလို့ပြောနေတာလေငါတို့ကြည့်လူမျိုးကလေကိုရဲ့စကားကိုမပြောဘူးဆိုရင်ကိုရဲ့စကားကိုမပြောဘူးဆိုရင်သူများထင်မကြည့်ဘူးကိုကဟုတ်တယ်လဲလွှဲမယ်ဆိုရင်ဗမာကိုပဲဗမာစကားကိုပဲတုံးတယ်ဆိုတာကဆိုကြတဲ့ကတိပြီးဒီကောင်မဘဒုအတွက်ရက်တည်နေတာလဲဆိုတာလူကတော့တိပြီးသူစကားတော့မှသူများနားမထောင်ဘူးဆိုတော့ तू ပါပြောချင်တာလဲ तू ပါကိစ္စပြောတာလဲသူများလည်းမသိဘူး तू လိုက်အော်ပြီဟုတ်တယ် तू ပိုလိုက်အော် तू အလူငွေဝေတာနဲ့ကောင်းတယ်ဘာဖြစ်လဲဆိုတော့လူတယောက်ကိုလက်အော်တာအစ်တန်းကြော်သွားမယ်ဆိုရင်ပညာတက်တဲ့လူကတော့တုံးတလိုက်မယ်လေဒီကမပြောနေလေဘာဖြစ်လို့သူများတကတော့ဒီလိုမျိုးဆဲပြီးတော့ရေရုပ်မဆဲတာလေငါတော့သိခါကြတာမဟုတ်ဘူးသူပဲသိခါကြတာဟုတ်တယ်စံပတ်တဲ့တိလာမအဘလည်းဘယ်လိုပြောမလဲဟိုပေးမှာဆိုလို့ဟုတ်တယ်ကျမဆိုမပတ်သက်ဘူးဘယ်လိုပြောမလဲဟိုချီးပေါ်တယ်ကျမပြောတယ်ချီးပေါ်ကဘာလဲအနိုင်ပေါက်တော့ကိုကသွားကန်လို့ရှိရင်တော့ကိုလည်းနိုင်မယ်လေဒါကြောင့်ဝေးဆောင်ရတာဝေးဆောင်အဲ့ဒါကြောင့်မလို့ကျမတို့သူစိတ်ဝင်စားတော့သူကျေးဇူးတင်ရမှာနော်ကျမတို့ live လို့ရှိရင်သူကိုသိတယ်လေကျမတို့ကပြောနေလေကျမတို့တွေကဘယ်မှာအလူသွားလူလဲသူသိတယ်လေဒါကြောင့်ကျမတို့အကောင့်မှာသူ့လူတွေတစ်ချက်လို့လာချောင်းနေတာသူတို့အုပ်စုတွေတစ်ချက်လို့လာချောင်းနေတာကျမတို့ကပြောတယ်ကျမတို့ပြောတဲ့တဲ့ကသူတို့မကြဘူးဆိုလို့ရှိရင်အမြင့်ကြီးမတွေ့ရန်သူဆိုပြီးတော့ထားဆဲထားអော်တယ်အခုကျမပြော तू ကကော်တူလေးနဲ့မဆက်တော့ तू ဘာလို့ကော်တူလေးလာဆဲတယ်မဟုတ်လား तू မပတ်တဲ့လေကော်တူက तू က तू အေးစေ तू သွားတယ်မဟုတ်လားပြောစမလို့ကျမတို့ကတော့ကျမတို့အဖွဲ့စီနဲ့ကျမတို့အလုပ်သွားတယ်အလူစီနဲ့ကျမတို့သွားတယ်ကျမတို့အလူစီနေရတယ်ကော်တူရဲ့အာမီပဲလာထပ်ပွေတယ်လေဟုတ်လားကျမတို့ကုညီနေတယ်ဒါအလူစီနေရဲ့လိုချင်တဲ့စံတာကျမတို့ကကုညီနေတာအဲ့ဒါ तू နဲ့မဆိုင်ဘူး तू ကဘာကြောင့်သူများရဲ့ပုံတွေသူများရဲ့နမီတွေလိုက်တာတော့အိုးလက်ပြောရတာနဲ့ဆဲရတာလက်ကောက်ပဲအဲ့ဒါသူရဲ့စိတ်ကအောက်တိုင်ကြားတဲ့အရာတွေကျွန်မပြောဘယ်သူမှမဖော်ထုတ်သူ့ကိုသူဖော်ထုတ်လိုက်တာပဲဒါကြောင့်ကျွန်မဆိုတခါမှယူမဆိုင်အခုမှသူဆဲတာမဟုတ်ကျွန်မသူဆဲရတာဟိုကျွန်မ NUG ဝေဖန်ကြတယ်ကကျွန်မဆိုအဖွဲ့စီကနေထောက်ခံတာကော်သူရဲ့အာမီကနေထောက်ခံတာကျွန်မကိုနော်သူတို့အုပ်စုလားကျွန်မကိုလေဌာနချုပ်မှာပါတော့ဒီကောင်မကိုကော်သူလေးအဖွဲ့စီကော်သူလေးထောက်ပေါ်ကနေဖြုတ်လိုက် NUG ကိုဝေဖန်တာငါတို့ကော်သူလေးနေမြပြည့်မယ်ဆိုတော့လောက်တာကျွန်မအဲ့ဒီလောက်ထိအသက်သေးတွေစီးတယ်ကျွန်မမှလည်းစားတယ်စီးတယ်ဒါပေမဲ့ကျွန်မမေ့လို့မရဘူးကျွန်မကိုနာကျင်အောင်လုပ်နေကျွန်မပို့တော့ဂျူးနေတယ်သူထင်တာသူပြောတဲ့စကားကိုလို့အမှန်လေပြီးတော့သူနောက်မှာရှိတဲ့လူကတော့အိုးနေဒီလိုမျိုးပြောမယ်ဆိုရင်ဒီလိုမျိုးလုပ်ကြည့်မယ်ငါတို့နောက်မှာဘူးမှမရှိဘူးငါတို့အတူတူငါတို့စကားပြောတယ်ဟုတ်တယ်အမှန်တရားနဲ့ကျွန်မတို့လည်းစကားမပြောဘူးဟုတ်တယ်မပြောဘူးကျွန်မတို့လည်းမပြောဘူးဘုန်းဒါစကဲမို့ဒီလိုမျိုးမပြောဘူးတခါမှလည်းမတက်တူတခါမှမပြောဘူးဟုတ်တယ်တခါမှမပြောဘူးအရေးကြီးကိစ္စရှိလို့ရှိနော်အေး
မောင်ကျော်တို့နဲ့ပို့ချောတို့နဲ့ကျမတို့စကားပြောတယ်ကျမစကားပြောဆွေးနွေးလူကြီးတွေနဲ့ပဲကျမတိုင်နေတယ်လူကြီးတွေသိရတယ်လေဟုတ်လားလူကြီးတွေသိရတယ်ကိုပါတိုင်မိတယ်ကိုပါပြောတယ်အဲ့လိုမျိုးဒါမဲ့ဒီလိုမျိုးပို့ချောနဲ့အတူတူစကားတော့ပြောတာတော့မရှိဘူးပို့ချောလည်း तू ကလူကြီးတရားလေ तू ကလုံးသူရှိတယ်ကိုလည်းကိုလုံးကိုရှိတယ်ဒါမဲ့အခုကိုလုံးနဲ့အလောက်ကတော့လူသားပြည်သူတရားအနေနဲ့တောက်ကိုရှိတဲ့အလုပ်ကိုကလှုပ်ပေးနေရတာနော်အဲ့ဒါကြောင့်မို့ပို့ချောလည်း तू လှုပ်တယ်ကိုလည်းလှုပ်တယ်ဘယ်သူမှအကြံပေးညံပေးမရှိဘူးကိုဒီတော်လိုင်းကိုကိုဘာသာကိုအတိတရားနဲ့လှုပ်တယ်ကိုဘာသာကိုမြစ်တာတရားနဲ့ကိုလှုပ်တယ်ဒါကြောင့်ဘသူမှလည်းလက်ဆဲပြီးတော့ဟိုလူကိုရဲ့ဟိုလူလက်ပေါက်ခဒီလူပေါက်ခကျမတို့ကမလုပ်ဘူးဒါကြောင့်ကျမတို့ကအခုကျမတို့လွတ်နေတာဒီကျမတို့ရဲ့ခေါင်းဆောင်ချီမမကောင်းချီမဖြတ်လက်မမကောင်းလက်မဖြတ်နော်ကျမတို့ကကရင်လူမျိုးကရင်ဒီအာနာစင်ကိုကျမတို့တော်လိုက်ရမှာဘာဖြစ်ဆိုအာနာစင်တိုင်းပါတိုင်းမှာသူ့အာနာစင်သူရှိတယ်ကျမပြောတယ်ကျမတို့ကရင်လူမျိုးဖြစ်တဲ့ကျမတို့ကရင်အာနာစင်ကိုကျမတို့အရင်တော်လိုက်နိုင်မှာဒီမင်းအောင်လိုက်ကိုကျမတို့တော်ဝဲတော်လိုက်ရမှာလေအဲ့ဒါကိုကျမပြောတာဒါကြောင့်ကျမတခါမှမတူပါပဲဆက်ကျမခရီးမဆိုင်ဘူးကျမပုံဆိုလို့ရှိရင်လည်းသူတို့လိုက်တင်တယ်လေသူတို့အောက်လိုက်စုလိုက်ဒီ energy lobby လား NCA lobby လား BGL lobby လားဒီကျမပုံလိုက်တင်ကျမလူနဲ့လိုက်ဆဲလိုက်လောက်ဒီနေ့ကျမပို့ပြီးတဲ့အကောင့်တကောက်စီတာကျမအကောင့်လက်ထုခံတယ်လေအင်္ဂလိပ်လိုမျိုးသူတို့ရေးတာဒီကောင်မစကားပြောတာလက်ထုခံတာလက်လောက်တာကျမအဲ့လိုမျိုးဒါသူတို့အုပ်စုလိုပဲကျမပြောတဲ့အခုအကောင့်တွေလက်ထုတာလေဒီ energy lobby တွေပဲရှိတယ်ဒီက energy lobby ဘလောက်ပဲပြော နောက်ဒီ ငါ NCA တို့ lobby ပြေးမဆိုင်ဘူးဆိုရင် तू ဘာမှလုပ်လို့မရဘူးလေငါတို့လောက်ရမှာကငါတို့ကတူလေတိုးတက်ဖို့အတွက်ငါတို့လောက်ရမှာငါတို့ကတူလေအတွက်ငါတို့ကပြောရမှာမမို့တော့ပတ်တဲ့အကြောင်းအကျိုးမရှိဘူး အကျိုးမရှိဘူး အကျိုးရှိတဲ့လူတိုးတက်ရှင်တဲ့လူဆိုရင် तू များစကားကိုနားထောင်ရမယ်အခုက तू အကုန်လုံးမှန်တယ်ဆိုတော့တိုးတက်အကွက်မရှိဘူးလေ သူကပြန်သူဆဲကိုပြန်ဆဲလို့ရှိရင်ကိုပဲကိုကသူ့နဲ့သွားဟိုသူ့အရေးသွားယူတယ်သူကပြီးစားတယ်သူထင်တယ်သူကိုသူထင်ကြည့်တယ်ဒါကြောင့်အဲ့လိုမျိုးခွေယူလို့မျိုးကျမဆိုတခါမှပြီးမစားယူတာအဖေယူတယ်သူဆိုအဖေယူတယ်တိလားဘာပဲဆိုတော့အောက်တန်းစားတော်လိုက်ရတကယ်ယူဖို့ကောင်းတယ်ဒီတော်လိုက်ရမှာအောက်တန်းစားနေရှိလို့ပဲကျမတို့တော်လိုက်နေလဲတော်တော်ကြာရတယ်လေဘာပဲဆို energy မရှိမဖြစ်ဆိုတော့အော်နေတဲ့လူတွေသူ energy မှာလဲဘာအရေးချင်းမှမရှိဘူးenergy ဆိုတာစဉ်စဉ်ပြောမယ်ဆို KNU လာတာအရေးကြီးမရှိဘူးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အဲကြောင့်မို့ သူဘာပြောလဲအဲ့ဒီဖက်ဒရယ်မတွားဘူးပါရညတဲ့သူရဲ့ energy အားနဲ့ချက်သူမမြင်ဘူးသူမြင်လဲအဲ့ဒီ energy တိုးတက်ဖို့လဲသူမလုပ်ဘူးတခြားလူကိုသူလက်ဆဲတာကတော့ရှက်စရာကြီးတိလားသူများတခြားလူကိုမပြောခင်ကိုယ့်ရဲ့ organization ကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာအမြင့်ဆုံးလောက်ပေးပြီးမှသူများကိုလိုက်ပြောရမှာအခုကမဟုတ်ဘူး तू ကအထဲမှာ तू ဘာမှမသိဘူးပါ NUG ဘာတွေလောက်လဲ तू ဘာမှမသိဘူး तू သိတာကတော့သူများသူ့စီကိုသတိပို့မယ်ဆာလိုကဒီလိုမျိုးအဲ့ဒီ KNU တွေကဒီလိုမျိုးမော်ချီတူကဒီလိုမျိုးဘိုကျော်တဲ့ကဒီလိုမျိုးဆိုတော့ तू လက်ဆဲတာတခုပဲအဲ့ဒီအဲ့ဒီကွေးထဲမှာတိုးတက်တဲ့ဟာကို तू ပြင်မားဆရာရှိတယ်ဆိုရင်ဖွက်လာရှိတယ်ဆိုရင် तू ပြင်ပြီးမှသူများကို तू လက်ပြီးတော့ပြောရမှာ NUG ကကောင်းတယ်ပါရညာတွေ तू ပြောရမှာအခုကလက်ကွက်ရအများကြီးဟုတ်ပါလေကွက်လာတယ်အများကြီးရှိတယ်ဟုတ်တယ်ဖြေပဲ तू မဖြေပဲနဲ့ तू တချို့လူတွေကိုလက်ပြောတာကတော့ဒါကတော့လေ तू မျက်နှာ live ပေါ်ကနေတင်ပြီး तू မျက်နှာ live ပေါ်ကနေတက်ပြီးတော့အချက်တရားမရှိတဲ့လူဟုတ်တယ်တချို့လူကပြောမယ်နေတော့ Federal မလားမတော့ဘူးနေရ Federal လိုင်းဟာကွက်လာတယ်မှာနေဖြေလိုက်စားတချို့လူတက်ရတာတွေကိုလုံးမြင်လိုက်မယ်ဆိုရင်နေတော့လောက်ရက်တွေကမာတယ်မမာဘူးဆိုရင်သူများမဝေတာမရှိဘူးလူတိုက်ကဒီမိုကရေစီလိုချင်တဲ့ကြားတာပဲလေမဟုတ်ဘူးလားဟုတ်တယ်အေးကြားရက तू မမြင်ဘူး तू မြင်တာကတော့သူများအမားဒီသူလူထဲမှာကအမားကွက်လာ तू မသိဘူးဒါနိုင်ငံရေးလုံးဝမသိတဲ့လူဟုတ်တယ်မှန်မတိုးတက်ချင်တဲ့လူဒါတော်လာရေးလွတ်လာတာ3နှစ်သူပြောတယ်အေးဘယူမဆိုင်ဘူး3နှစ်လား4နှစ်လားဒါမဲ့အနစ်ကြပါစေတိုးတက်မှုမရှိဘူးဆိုရင်အလကားပဲတိလားဟုတ်တယ်အခုဒီလာနေကျမတို့လာတယ်ဆိုတော့သူများထုတယ်နော်သူများမမြင်အောင်သူတို့လောက်တယ်နော်အခု Facebook ဆိုတော့သူတို့လမ်းလောက်တာပါရဲဆက်ပဲ
အကောက်ရဲဆိုသူများမမြင်အောင်သူများချဲမရအောင်သူတို့လာထုတယ်ထုစေပါဖြစ်ကျွန်မပြဖေးမစားနဲ့ 给我们啥不嘛？